စေးဆက်ထားသူကသူ့ရဲ့မရီးဖြစ်သွားတဲ့အခါမှာတော့သွေးအေးတဲ့ဖခင်စီကနေဘီလီယံ20တောင်းယူခဲ့ပြီးသူ့ကိုနာကျင်စေခဲ့တဲ့ဂျင်းဘေးကနေထွက်သွားခဲ့တယ်။အဲ့ဒီနောက်မှာတော့လူမှုကွန်ရက်ပေါ်မှာစာတင်ခဲ့တယ်။သူ့ရဲ့စေးဆက်ထားသူဟာသူ့အကိုနဲ့ထွက်ပြေးသွားခဲ့တယ်လို့သူကရေးထားခဲ့တယ်။အခုတော့သူဟာတရားဝင်လူပြိုလူလွတ်ဖြစ်သွားပြီလို့သူကဆက်ရေးထားတယ်။ကနန်း6လုံးပေးပြီးရိုက်ထားတဲ့ဘိုက်ကြွက်သားပုံကိုပါတင်ထားခဲ့တယ်။တစ်စက္ကန့်အကြာမှာပဲတငယ်ချင်းတွေကစေဘယ်ရဲ့ဖုန်းကိုအဆက်မပြတ်ဆက်နေခဲ့ကြတယ်။အခုဖြစ်နေတာတွေကတကယ်ပဲလားလို့စေဘယ်ကိုသူတို့ကမေးကြတယ်။ Raven ကအဆင်ပြေရဲ့လားလို့သူတို့ကထပ်မေးကြတယ်။မျက်စိအမြင်ရှိတဲ့မိန်းမတိုင်းသူ့ကိုသဘောကျမှာပဲလို့သူတို့ကပြောကြတယ်။သူတို့တောင်မနှဲစိတ်ထိန်နေရတာကိုစေဘယ်ကသူ့ကိုဒီတိုင်းလူပြိုကြီးလှုပ်ခိုင်းထားမှလားလို့မေးကြတယ်။သူထွက်သွားပြီဆိုတာကိုစေဘယ်ကြားတဲ့အချိန်မှာတော့သူမဟာပြာရခတ်သွားခဲ့တယ်။သူ့ကိုချက်ချင်းရှာဖို့သူမရဲ့လက်ထောက်ကိုအမိန့်ပေးခဲ့ပေမဲ့ရလာတဲ့အဖြေကြောင့်သူမဟာအေးခဲသွားခဲ့တယ်။သူဟာနိုင်ငံကနေထွက်သွားခဲ့ပြီဖြစ်တယ်။မစ်ရှင်ရဲ့အဆင့်တန်းနဲ့ဆိုအခုချိန်မှာနိုင်ငံပြင်ပကိုသွားလို့မရဘူးလို့လက်ထောက်ကပြောတယ်။ဒီတစ်ခါတော့သူဟာသူမနဲ့တကယ်ပဲအဆုံးသက်သွားလောက်ပြီလို့လက်ထောက်ကဆက်ပြောတယ်။စေဘယ်ရဲ့မျက်လုံးတွေဟာကျဉ်းမြောင်းသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲအမှတ်တရတစ်ခုကသူမစီကိုရောက်လာခဲ့တယ်။အဲ့ဒါကတော့ကလပ်မှာပြောခဲ့တဲ့စကားတွေပဲဖြစ်တယ်။စေဘယ်ကသူတို့ရဲ့ချစ်တိုက်လေးကနေလာတာလားလို့တငယ်ချင်းတယောက်ကမေးခဲ့တယ်။အဲ့ဒီ Raven ဆိုတာကတာမန်လေးတွေမှာဆိုအရန်ကိုမောက်မာတဲ့သူဖြစ်တယ်။ဘသူ့ကိုမှဂယုမဆိုင်တဲ့ပုံစံမျိုးလုပ်နေတတ်တယ်။ဒါပေမဲ့သူမနဲ့ဆိုရင်တော့သူဟာနူးညံ့သွားပြီးကတ်တွယ်နေတတ်တယ်လို့တငယ်ချင်းကပြောတယ်။အဲ့ဒါကိုကြည့်ုံနဲ့တင်ရင်နာဖို့ကောင်းတယ်လို့သူမကဆက်ပြောတယ်။ဘယ်တော့လောက်သူ့ကိုလက်ထပ်မှာလဲလို့တငယ်ချင်းကမေးခဲ့တယ်။သူဟာလမ်းလျှောက်နေရင်ရက်တန့်သွားပြီးမျောလင်းချက်တွေအပြည့်နဲ့ရင်ခုန်နေခဲ့တယ်။ဒါပေမဲ့သူကြားလိုက်ရတာကတော့အပျော်သဘောတွဲနေတာလို့ပြောတဲ့အတန်ပဲဖြစ်တယ်။သူ့ကိုလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့သူမကဆိုတယ်။သူမရဲ့လေတံကတော့ပေါ့ပေါ့ပါပါပဲဖြစ်နေခဲ့တယ်။လေလိုပဲပေါ့ပါနေတဲ့စကလုံးအနှဲငယ်ပဲဖြစ်ဒါပေမဲ့သူ့အတွက်တော့အဲ့ဒီစကားတွေကရင်ဘတ်ထဲကိုစိုက်ဝင်လာတဲ့အစိတ်လူဓားတွေလိုပါပဲ။တီးတန့်အခန်းလေးဟာတိတ်ဆိတ်သွားခဲ့တယ်။သူမရဲ့အရင်နှီးဆုံးတငယ်ချင်းတွေတောင်အံ့ဩသွားခဲ့ကြတယ်။တယောက်ယောက်ကစကားစာပြောဖို့ရဲတင်းလာတဲ့အထိအချိန်ဘလောက်ကြာသွားတယ်ဆိုတာကိုသူမသိခဲ့ဘူး။နောက်နေတာမဟုတ်ဘူးမလားလို့စေဘယ်ကိုသူတို့ကမေးကြတယ်။အချိန်3နှစ်တောင်ရှိနေပြီလို့သူတို့ကပြောကြတယ်။သူမကအခုထိအခြားတယောက်ကိုစိတ်ဝင်စားနေတော့ပဲလားလို့သူတို့ကမေးခဲ့ကြတယ်။သူ့ရဲ့စိတ်တွေဟာဗလာကျင်းသွားခဲ့တယ်။လုံးဝကိုဘာမှမတွေးနိုင်တော့ဘူး။စေဘယ်မှာပထမဆုံးအချစ်ရှိတယ်ဆိုတာကိုသူသိလိုက်ရတယ်။သူဟာကျိုးပြတ်နေတဲ့ရုပ်သေးရုပ်တရုပ်လိုတကားအပြင်ဘက်မှာအေးခဲနေရင်စေဘယ်ကအတီးပြုတ်တဲ့အနေနဲ့တိုးတိုးလေးအတန်ပြုတ်လိုက်တာကိုနားထောင်နေခဲ့တယ်။သူတို့လမ်းခွဲခဲ့တော့ကသူကအချိန်3နှစ်တောင်းဆိုခဲ့တယ်လို့စေဘယ်ကရှင်းပြတယ်။သူရောသူမရောအခြားလူတွေနဲ့တွဲကြည့်ကြမယ်လို့သဘောတူခဲ့တယ်လို့သူမကဆက်ပြောတယ်။အဲဒီနောက်မှာအချင်းချင်းခံစားချက်တွေရှိနေသေးရင်ပြန်တွဲကြမယ်လို့ပြောခဲ့တယ်လို့သူမကဆိုတယ်။ဒါကြောင့်သူမလည်းသူတောင်းဆိုတဲ့အတိုင်းလုပ်ခဲ့တယ်လို့သူမကပြောပြတယ်။အချိန်3နှစ်တိတိပဲဖြစ်တယ်။သူမရဲ့အပိုင်းကိုသူမလုပ်ခဲ့ပြီးပြီလို့သူမကပြောတယ်။သူမဟာခဏလောက်ရပ်နားလိုက်တယ်။သူမကြခင်ပြန်လာတော့မှလို့သူမကဆက်ပြောတယ်။သူဟာမိုးကြိုးပစ်ခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်။တကူလုံးရေခဲလိုအေးဆက်သွားပြီးလက်ချောင်းထိတ်လေးတွေအထိတုံရင်သွားခဲ့တယ်။3နှစ်တာရင်းနှီးကျွမ်းဝင်ခဲ့မှုပဲဖြစ်ပါတယ်။သူတို့တကယ်နီးစပ်ခဲ့တယ်လို့ထင်ခဲ့ရတဲ့အချိန်တိုင်းဟာစမ်းသပ်မှုတစ်ခုသာဖြစ်နေခဲ့တယ်လို့သူကတွေးလိုက်မိတယ်။ဒါပေမဲ့ Raven အတွက်ရောဘယ်လိုလုပ်မလဲလို့တယောက်ကစိုးရိမ်တကြီးမေးလာတယ်။ Raven ရဲ့ဇယိုက်ကိုလည်းသိကြတယ်မဟုတ်လားလို့ဆက်ပြောတယ်။တကယ်လို့သူသာသိသွားခဲ့ရင်ပြဿနာကြီးနိုင်တယ်လို့ဆိုကြတယ်။ဒါပေမဲ့သူမစကားမဆုံးခင်မှာပဲ Raven ကတီးတန့်ခန်းရဲ့တကားအကြီးကြီးကိုစောင့်တွန်းဖွင့်လိုက်တယ်။အထဲမှာရှိတဲ့လူတိုင်းလည်းလမ်းဖြတ်သွားကြတယ်။အားလုံးရဲ့အကြည့်တွေကလည်းသူ့စီကိုရောက်လာခဲ့တယ်။သူဟာတကားဝမှာတရေတကောင်လိုဖြူလျော်စွာရက်နေခဲ့ပါတယ်။စပွဲထိပ်မှာထိုင်နေတဲ့အမျိုးသမီးကိုသူစိုက်ကြည့်နေလိုက်တယ်။စေဘယ်ကတော့အံ့ဩတာပြာရခတ်တာမျိုးမရှိပဲအေးဆက်ဆက်အကြည့်နဲ့သာတုံ့ပြန်ခဲ့ပါတယ်။သူ့အပေါ်တန်ရောစင်နည်းနည်းလေးရှိခဲ့မယ်ဆိုရင်တောင်သူမရဲ့မျက်နှာကဒီလိုမျိုးဖြစ်နေမှာမဟုတ်ဘူးလို့သူတွေးလိုက်မိတယ်။သူကသူမစီလျှောက်သွားပြီးသူမရဲ့မျက်နှာကိုအသေးချာအကဲခတ်ကြည့်လိုက်တယ်။သူ့ကိုပြောစရာစကားမရှိတော့ဘူးလားလို့စေဘယ်ကိုသူကမေးလိုက်ပါတယ်။ပြောဖို့တန်တဲ့စကားမရှိဘူးလို့သူမကပြန်ဖြေတယ်။သူကြားခဲ့ရတဲ့အတိုင်းအတိအကျပဲဖြစ်တယ်လို့ဆိုတယ်။သူတို့ကအပျော်သဘောတွဲခဲ့ကြတာသာဖြစ်တယ်လို့ဆက်ပြောတယ်။သူသိထားပြီးသားလို့အမြဲတမ်းထင်ထားခဲ့တာဖြစ်ကြောင်းပြောလာပါတယ်။ Dash ကသူနဲ့အလောင်းစားလုပ်ခဲ့တာဖြစ်တယ်လို့ရှင်းပြတယ်။သူမကိုအပိုင်ရရင် Dash ရဲ့ဂိုဒေါင်ထဲကကြိုက်တဲ့ကားတစ်စီးကိုယူခွင့်ရမယ်ဆိုတဲ့အလောင်းစားဖြစ်ကြောင်းဖြည့်ဆွတ်ပြောတယ်။ကားတစ်စီးနဲ့မလုံလောက်ဘူးဆိုရင်လို့ဆိုကအင်ဂျီတွေကအနက်ရောင်ကတ်တစ်ခုကိုထုတ်ပြီးစပွဲပေါ်ကနေသူ့စီတွန်းပို့ပေးလိုက်တယ်။အဲ့ဒီထဲမှာငွေတန်း100ပါတယ်လို့သူမကပြောလိုက်တယ်။3နှစ်တာအချိန်ပေးခဲ့ရမှုအတွက်လှုပ်အားခလို့သတ်မှတ်လိုက်ဖို့ဆိုတယ်။အခုချိန်ကစပြီးသူတို့ပတ်သက်မှုပြီးဆုံးသွားပြီလို့အပြတ်ပြောလိုက်ပါတယ်။သူမကထရက်ပြီးထွက်သွားဖို့လုပ်ပေမဲ့သူ့အနာကဖြတ်သွားချိန်မှာတော့သူကသူမရဲ့လက်ကိုလှမ်းဖမ်းဆွဲထားလိုက်တယ်။သူတကယ်ပဲစေဘယ်ကိုချစ်မိသွားခဲ့ပြီဖြစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်။လွန်ခဲ့တဲ့3နှစ်တာအမှတ်တရတွေကသူ့စီပြန်လဲစီးဆင်းလာခဲ့ပေမဲ့စေဘယ်ကတော့ခေါင်းခါပြပြီးဖုန်းကိုမြှောက်ပြလိုက်တယ်။ဖုန်းစခရင်ပေါ်မှာတော့အတိပေးချက်တစ်ခုပေါ်လာခဲ့ပါတယ်။3နှစ်တာစူးစမ်းခဲ့ပေမဲ့စေဘယ်ကိုသာလိုချင်သေးကြောင်းစာထဲမှာရေးထားတယ်။သူမစီကိုပြန်လာခဲ့ဖို့တောင်းဆိုထားတဲ့စာဖြစ်ပါတယ်။အဲ့ဒီစက္ကန့်ပိုင်းလေးမှာတင်သူ့ရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားခဲ့ရတယ်။စေဘယ်ကစခရင်ကိုအကြာကြီးစိုက်ကြည့်နေပြီးနောက်သူမလက်ကိုစုပ်ကင်ထားတဲ့သူ့ရဲ့လက်ချောင်းတွေကိုတဖြည်းဖြည်းချင်းဖယ်ရှားလိုက်ပါတယ်။
သူမကတော့တောင်းပန်ပါတယ်လို့ဆိုပြီးဒါတွေကသူမကိုမလှုပ်ရှားစေနိုင်ခဲ့ဘူးလို့ပြောတယ်အဲ့ဒီလိုပြောပြီးတာနဲ့သူမဟာနောက်လက်မကြည့်ပဲထွက်သွားခဲ့ပါတယ်သူမကိုမလှုပ်ရှားစေနိုင်ဘူးဆိုတဲ့စကားအရ3နှစ်တာလုံးသူမစီစဉ်တဲ့ဇလန်းထဲမှာအရာအလုံးပုံဩခဲ့တဲ့သူဟာလူမိုက်တာဖြစ်ခဲ့တယ်လို့တွေးလိုက်မိတယ်သူဟာအေးခဲသွားတယ်လို့ရက်နေရင်ဗလာဖြစ်သွားတဲ့သူ့ရဲ့လက်ကိုသာစိုက်ကြည့်နေမိတယ်အဲ့ဒီနောက်စပွဲပေါ်ကဈေးကြီးတဲ့အရက်ပလင်းကိုယူပြီးကျမ်းပြင်ပေါ်ကိုရိုက်ခွဲလိုက်ပါတယ်အခန်းထဲကလူအားလုံးလည်းအလန့်တကြားအေးခဲသွားကြတယ်ဘယ်သူမှလည်းမလှုပ်ရဲကြတော့ပါဘူးအချိန်ဘလောက်ကြာသွားမှမသိပေမဲ့နောက်ဆုံးမှာတော့သူကလပ်ထဲကနေထွက်လာခဲ့ပါတယ်ညဘက်လေပြေကသူ့မျက်နှာကိုအေးဆက်ဆူးရှာစွာတိုက်ခတ်သွားခဲ့တယ်မျက်ရည်တွေကိုလက်ခုံနဲ့တုပ်လိုက်ပြီးအဲ့ဒီမိုက်ဘက်ကားနောက်ကိုလိုက်ဖို့တက္ကစီတစ်စီးကိုတားလိုက်ပါတယ်3နှစ်တာလုံးသူမတွေ့တာနေခဲ့ရတဲ့သူကဘသူလဲဆိုတာကိုသူကိုယ်တိုင်မြင်တွေ့ဖို့လိုအပ်နေခဲ့တယ်သူဘယ်တော့မှရှင်းနိုင်မှာမဟုတ်တဲ့အဲ့ဒီလူကိုပေါ့ရင်မောင်းကသူ့ရဲ့အခြေအနေကိုသတိထားမိပေမဲ့ဘာမှမပြောခဲ့ပါဘူးရင်မောင်းကလီဘာကိုနင်းပြီးကားနောက်ကိုသာလိုက်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲသူတခုခုကိုသတိထားမိသွားပါတယ်ပုံမှန်ဆိုတီတီငိမ့်ငိမ့်မောင်းတက်တဲ့အရှိကကားဆရာဟာထင်ရှားသိတာစွာနဲ့ပုံမှန်ထက်ပိုမြန်မြန်မောင်းနေခဲ့တယ်နာကျင်မှုလှိုင်းတစ်တခုကသူ့ကိုရိုက်ခတ်သွားခဲ့ပြန်တယ်စေဘဲဟာအဲ့ဒီလူကိုတွေ့ဖို့ဒီလောက်တောင်လောလောဆယ်ဖြစ်နေခဲ့တာလို့သူတွေးလိုက်မိပါတယ်နိုင်ငံတကာလေဆိပ်ရဲ့ဆိုက်ရောက်ဆောင်မှာကားရက်သွားတယ်သူလဲကားခရှင်းပြီးရိုင်းနဲ့ဆင်းလာကတိုင်တိုင်နောက်မှာပုံနေလိုက်တယ်ထွက်ပေါက်နားမှာရက်နေတဲ့စေဘဲကိုသူလှမ်းမြင်လိုက်တယ်အဲ့ဒီနောက်မှာတော့ခရီးဆောင်အိတ်ဆွဲလာတဲ့လူတစ်ယောက်ထွက်လာခဲ့တယ်သူ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူဟာမိုးကြိုးပစ်ခံရတယ်လို့လန့်ဖြန့်သွားခဲ့တယ်စေဘဲကပြေးဖက်လိုက်တဲ့အချိန်သူ့ကိုလက်နှစ်ဖက်နဲ့ဖမ်းကခေါင်းကိုနမ်းလိုက်လို့ကြီးပဲမဟုတ်ပါဘူးအဲ့ဒီလူဟာသူ့အကိုလို့ခေါ်ရမယ့် crash ဖြစ်နေပြီးဒီကဘာပေါ်မှာသူ့အမုန်းဆုံးလူဖြစ်နေလို့ပါပဲသူ့အမေကား accident နဲ့ဆုံးပါသွားပြီး6လတောင်မပြည့်ခင်မှာပဲသူ့အဖေကမိန်းမတစ်ယောက်ကိုခေါ်လာခဲ့တယ်သူမနဲ့အတူသူ့ထက်3နှစ်ကြီးတဲ့သားတစ်ယောက်ပါလာခဲ့ပါတယ်အဲ့ဒီသားကတော့ crash ပဲဖြစ်ပါတယ်ဟာလွန်ကတော့အဲ့ဒီမိန်းမဟာသူ့ရဲ့ပထမဆုံးအချစ်ဖြစ်ပြီး crash ကသူ့ရဲ့သားအရင်ဖြစ်တယ်လို့ဆိုပါတယ်သူ့အမေကအတင်းအကျပ်လက်ထပ်ခဲ့တာဖြစ်ပြီးသူမမမွေးဖွားခင်မှာပဲပထမဆုံးအချစ်စီကနေလူယူကလမ်းခွဲခိုင်းခဲ့တယ်လို့ပြောခဲ့တယ်ဒါပေမဲ့အမှန်တရားကိုဘယ်သူထက်မဆိုသူပိုသိနေခဲ့ပါတယ်ဟာလွန်စီးပွားရေးစလုပ်တုန်းကသူ့မှာဘာဆိုဘာမှမရှိခဲ့ပါဘူးစားစရာဝယ်ဖို့တောင်ပတ်စံမရှိခဲ့ပါဘူးသူကိုယ်တိုင်သူ့အမေစီကိုတွားခဲ့တာဖြစ်ပါတယ်သူ့အမေကသူ့ကိုနှစ်ပေါင်းများစွာလိုက်ခဲ့တာဖြစ်ပြီးသူ့မိသားစုကကုမ္ပဏီကိုရင်းနှီးမြှုပ်နှံပေးရင်လက်ထပ်မယ်လို့သူကဂတိပေးခဲ့တယ်သူ့အမေကပတ်စံတွေပေးခဲ့ပြီးသူမစီမှာရှိတဲ့အရာအလုံးကိုပေးခဲ့ပါတယ်အဲ့ဒီနောက်နှစ်အတော်ကြာမှဖြစ်ခဲ့တဲ့ကားအက်ဆီဒင့်မှာသူ့ကိုတွန်းထုတ်ရင်းနဲ့သူမအသက်ကိုပေးဆက်ခဲ့တယ်ဒါပေမဲ့သူမပြန်ရခဲ့တာကဘာများလဲသူမရဲ့အလောင်းတော်မအေးသေးခင်မှာပဲဟာလွန်ကသူမရဲ့လက်ဖွဲ့ငွေနဲ့အမွေတွေကိုသုံးပြီးပထမဆုံးအချစ်ဆိုသူကိုခန်းခန်းနာနာလက်ထပ်ခဲ့တယ်စေဘဲအနေနဲ့သူလိုချင်တဲ့ဘသူကိုမဆိုချစ်ခွင့်ရှိပါတယ်ဒါပေမဲ့ဘာလို့ crash ဖြစ်နေရတာလဲသူလည်းအဲ့ဒီအတွေးတွေထဲမှာနှမျောနေသေးပါပဲစေဘဲက crash ရဲ့ခရီးဆောင်အိတ်ကိုယူပြီးကားပါကင်စီသွားတဲ့အချိန်မှာတော့သူလည်းနောက်ထပ်တက္ကစီတစ်စီးငှားပြီးလိုက်သွားခဲ့တယ်ကားပရင်ပေါက်ကနေရှင်းရှင်းလင်းလင်းမြင်ရတဲ့အထိသူနီးကပ်နေခဲ့ပါတယ်စေဘဲက crash ဘက်ကိုလှည့်ကတိုးတိုးလေးစကားပြောနေပြီးသူ့မျက်နှာပေါ်ကစပင်တွေကိုတတ်တင်ပေးနေပါတယ်တိတ်ကိုသဘာဝကျပြီးလွယ်ကူလွန်းတဲ့အဲ့ဒီလိုကျင်နာယူရမှုမျိုးပါပဲသူမနဲ့အတူဖြတ်တန်းခဲ့တဲ့3နှစ်တာကာလအတွင်းမှာသူတခါမှမရခဲ့ဘူးပါဘူးသူမျက်ရည်တွေဝဲပြီးရှေ့ကိုဆက်ကြည့်နေချိန်မှာပဲရှေ့ကလမ်းစုံမှာရင်တိုက်မှုဖြစ်ပွားသွားခဲ့တယ်တာယာပုတ်တိုက်တန်နဲ့တန်ထဲတွေပိန်ချိုင်းသွားတန်တွေထွက်ပေါ်လာပြီးသူစီးလာတဲ့ကားကရှေ့ကားကိုဝင်တိုက်ကနောက်ကားကလည်းသူတို့ကိုပြင်းပြင်းထန်ထန်ဝင်တိုက်ခဲ့တယ်တိုက်မိတဲ့အချိန်ကတိတ်ကိုပြင်းထန်လွန်းလာပါတယ်သူ့နဖူးကရှေ့ခုံနောက်ကျောကိုဝင်ဆောက်မိသွားပြီးနာကျင်မှုကပြင်းထန်လွန်းလာတယ်ချက်ချင်းဆိုသလိုသွေးတွေစီးကျလာပြီးသူ့အမြင်အာရုံတွေဝေဝါးသွားခဲ့ပါတယ်အော်ဟစ်တန်တွေနဲ့ဖျို့ဖျဲဖြစ်နေတဲ့ကြားကကွဲနေတဲ့ပြင်းပေါက်ကနေသူလှမ်းမြင်လိုက်ရတယ်ရင်းနှီးနေတဲ့မိဘကားတကာပွင့်လာခဲ့ပါတယ်စေဘဲအရင်ဆင်းလာပြီးခရီးသည်ခုံဘက်ကိုပြေးသွားက crash ကိုဂယုတစိုက်ဆွဲထုတ်လိုက်တယ်သူမကသူ့ကိုဖတ်ထားပြီးဒဏ်ရာရထားလားဆိုတာကိုစိုးရိမ်တကြီးနဲ့မျက်မှောင်ကျုပ်ကစစ်ဆေးနေပါတယ်အဲ့ဒီနောက်ခင်းဖြစ်နေရာကနေထွက်သွားဖို့သူ့ကိုဆွဲလှဲလိုက်ချိန်မှာပဲသူမရဲ့မျက်လုံးတွေကသူ့နဲ့ဆုံသွားခဲ့တယ်သူကတော့ပိန်ချိုက်နေတဲ့တက္ကစီရဲ့နောက်ခန်းမှာပိတ်မိနေခဲ့ပါတယ်သူမရဲ့မျက်လုံးတွေထဲမှာအလန့်တကြားဖြစ်သွားတာကိုသူမြင်လိုက်ရပေမဲ့ချက်ချင်းပဲပြန်ပြောက်သွားခဲ့တယ်သူမတုံဆိုင်သွားတာကို crash သတိထားမိသွားတယ်ဘာဖြစ်လို့လဲလို့ crash ကစေဘဲကိုမေးလိုက်ပါတယ်သိတဲ့လူတစ်ယောက်ကိုမြင်လိုက်လို့လားလို့သူကဆက်မေးတယ်ဘာမှမဖြစ်ပါဘူးလို့သူမကပြန်ဖြေပါတယ်တယောက်အကူကြီးလိုနေရင်တွားကြည့်လိုက်ပါလို့ crash ကပြောတယ်တက္ကစီတစ်စီးတော်တော်ဆိုးဆိုးရွားရွားအတိုက်ခံလိုက်ရတယ်လို့ကြားလိုက်တယ်လို့သူကဆက်ပြောပါတယ်စက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့စေဘဲကမျက်နှာလွှဲလိုက်တယ်သူမသိတဲ့လူမရှိဘဲစိမ့်သက်လူတွေပါပဲလို့သူမကပြန်ပြောလိုက်ပါတယ်သူမက crash ကိုတွဲပြီးတော့ပျက်စီးနေတဲ့ကားရီစီကနေတစ်ချက်လေးတောင်လှည့်မကြည့်ပဲထွက်သွားခဲ့တယ်သူသတိပြန်ရလာတဲ့အချိန်မှာတော့ဆေးရုံရောက်နေခဲ့တယ်သူနာပြုတယောက်ကသူ့လက်ကပိုက်ကိုလာပြင်ပေးနေတယ်သူမျက်စိပွင့်လာတာကိုမြင်တော့သူနာပြုက Mr. Fan နောက်ဆုံးတော့သတိရလာပြီလို့ပြောတယ်သူ့တန်ရာတွေကပြင်းထန်တယ်လို့ဆိုတယ်စောင့်ကြည့်ဖို့နေရမှာဖြစ်ပြီးဆေးဖို့ရှင်းဖို့ဆွေမျိုးတွေနဲ့အဆက်အသွယ်ရဖို့လိုတယ်လို့ဆက်ပြောပေမဲ့သူ့မျက်လုံးတွေကဗလာဖြစ်နေတယ်သူဘာမှမတုံ့ပြန်မိဘူး
သူနာပြုကမစ္စတာလို့ထပ်ခေါ်တယ်ဖန်ဆိုပြီးတော့ခေါ်လိုက်တယ်အဲ့ဒီအချိန်မှာပဲရင်းနှီးနေတဲ့အတန်တန်ထွက်ပေါ်လာတယ်ကြားတင်ငွေကိုရှင်းပြီးသွားပြီလို့ဆိုရဲသူခေါင်းကိုအမြန်လှည့်ကြည့်လိုက်တယ်တကားပေါက်မှာစေဘယ်ရက်နေခဲ့တယ်သူနာပြုကအခြေအနေကိုရိပ်မိပြီးတိတ်တဆိတ်ထွက်သွားတယ်စေဘယ်ကအထဲကိုဝင်လာပြီးပတ်တီးစီးထားတဲ့သူ့တန်ရာတွေကိုကြည့်နေတယ်ပြီးတော့သူ့နဖူးကိုလာကင်ဖို့လက်လန်းလိုက်တယ်သူမျက်နှာလွှဲပစ်လိုက်တယ်မစ်ရှင်လိုအင်ပါယာတစ်ခုကိုအုပ်ချုပ်နေသူကဘာလို့သစိမ်းတယောက်ကိုလာကြည့်ပြီးအချိန်ဖြုံးနေတာလဲလို့သူကမေးလိုက်တယ်စေဘယ်ရဲ့လက်တွေရက်တန့်သွားတယ်သူမလာရင်ဘသူလာမှလဲလို့သူမကပြန်မေးတယ်အဲ့ဒီစကားကသူ့ကိုထိခိုက်သွားစေတယ်သူ့မှာဘသူရှိလို့လဲသူ့အမေကစောစောစီးစီးကွယ်လွန်သွားခဲ့တယ်သူ့အဖေကလည်းအမြဲတမ်းတခြားသူတွေကိုပဲရွေးချယ်ခဲ့တယ်ဗီရာကလည်းသူ့ဘဝမှာတကယ်နေရာတစ်ခုမရခဲ့ဘူးအဲ့ဒီအိမ်ကြီးကအိမ်တစ်လုံးမဟုတ်တော့တာကြာခဲ့ပြီ3 နှစ်လုံးသူလူတစ်ယောက်ကိုလိုအပ်ချိန်တိုင်းစေဘယ်ကပဲအမြဲရောက်လာခဲ့တာဖြစ်တယ်သူမကိုမိခိုခြင်းလာအောင်လုပ်ခဲ့တယ်လုံခြုံတဲ့နေရာတစ်ခုကိုနောက်ဆုံးတော့ရှာတွေ့သွားပြီလို့သူ့ကိုယုံကြည်စေခဲ့တယ်အခုတော့အဲ့ဒီလူကပဲသူ့ကိုအမှောင်ထဲပြန်တွန်းပို့လိုက်တာဖြစ်တယ်ဘသူမှမလာရင်တောင်မှသူမကိုဒီမှာမလိုအပ်ဘူးလို့သူကပြောလိုက်တယ်ဒါသူမကိုယ်တိုင်ပြောခဲ့တာလို့ဆိုတယ်သူတို့တွေပြီးသွားပြီလို့သူကထပ်ပြောတယ်သူအဲ့ဒီလောက်ထိအသေးအတန်မဖြစ်နေဘူးလို့မစ်ရှင်ကိုပြောလိုက်တယ်သူမကသူ့ကိုမလိုချင်တော့ဘူးလို့သူကဆိုတယ်သူကသူမစီဒူးထောက်ပြီးပြန်လာမယ်လို့ထင်နေတာလားလို့သူကမေးလိုက်တယ်သူ့ရဲ့နောက်ဆုံးကြံနေတဲ့ဂုံတိတ်ခါလေးကိုစုပ်ကန်ရင်းတက်ပြင်းရှည်ကြီးတစ်ခုချလိုက်တယ်သူမကိုချစ်မိသွားပြီလို့ပြောခဲ့တာကိုတကယ်မယုံခဲ့ဘူးမလားလို့သူကမေးလိုက်တယ်သူကဒီတိုင်းလျှောက်ပြောနေခဲ့တာလို့ဆိုတယ်သူတို့နှစ်ယောက်လုံးကစားနေခဲ့ကြတာလို့သူကဆက်ပြောတယ်ပြီးတော့စေဘဲကိုကြည်ရတာပင်ပန်းတယ်လို့သူကပြောလိုက်တယ်ဟန်ဆောင်ဒေါသထွက်နေပြီးမျက်လုံးတွေหนีရဲနေတဲ့သူ့ကိုစေဘဲကစိုက်ကြည့်နေတယ်သူမမျက်မှောင်ကျုပ်သွားတယ်သူမတခုခုပြောမလို့လုံနေတော့မှပဲသူနာပြုတ်တယောက်အလင်းစလိုဝင်လာတယ်မစ်ရှင်ခရက်စ်ရဲ့စစ်ဆေးမှုပြီးသွားပြီဖြစ်ပြီးသူမကိုမင်းနေတယ်လို့သူနာပြုတ်ကပြောတယ်အဲ့ဒါကိုကြားလိုက်ရတဲ့အချိန်မှာပဲသူဟာအနှင်းခံလိုက်ရတယ်လို့တုံ့ပြန်လိုက်တယ်အဲ့ဒီတော့ဒီကနေထွက်သွားပြီးသူမရဲ့တန်ဖိုးထားရတဲ့ပထမဆုံးအချက်နဲ့သွားနေဖို့သူကနှင်ထုတ်လိုက်တယ်သူမကိုမလိုအပ်ဘူးလို့သူကပြောတယ်စေဘဲကသူ့ကိုခဏလောက်တိတ်တဆိတ်စိုက်ကြည့်နေပြီးတော့မှစကားစပြောတယ်ကိုရေးကိုရာအကြောင်းပြချက်နဲ့သူမဒီကိုလာတာမဟုတ်ဘူးလို့ပြောတယ် Raven ဟာ Dash ရဲ့တငယ်ချင်းဖြစ်နေတာကြောင့်လို့သူမကဆက်ပြောတယ်သူ့ကိုလာကြည့်ပေးဖို့ Dash ကတောင်းဆိုခဲ့တာလို့သူမကရှင်းပြတယ်အဲ့ဒီအချိန်မှာတော့ Raven ဟာနောက်ဆုံးမှရီးချလိုက်မိတယ်သူ့မျက်နှာကဒဏ်ရာကိုဆွဲဆန့်တယ်လို့ဖြစ်သွားပေမဲ့လည်းရင်ဘတ်ထဲကနာကျင်မှုနဲ့ရှင်လိုက်ရင်ဘာမှမဟုတ်ပါဘူးစိတ်မပူဖို့စေဘဲကိုသူကပြောလိုက်တယ်အခြေအနေကိုနားလည်ထားပြီးသားဖြစ်တယ်လို့သူကဆက်ပြောတယ်အဲ့ဒီအချိန်မှာတော့စေဘဲရဲ့ရင်ဘတ်ထဲမှာတခုခုပြောင်းလဲသွားခဲ့တယ်ဒါဟာရစ်ဗင်ငိုနေတာကိုသူမပထမဆုံးအကြိမ်မြင်ဘူးခြင်းပဲဖြစ်တယ်သူမဟာတခုခုပြောခြင်းလို့နှုတ်ခမ်းဟလိုက်ပေမဲ့ဘာစကားမှထွက်မလာခဲ့ပါဘူးအဲ့ဒီနောက်သူမဟာလှည့်ပြီးသူနာပြုတ်နောက်ကိုလိုက်သွားခဲ့ရာသူမတုံဆိုင်မှုမရှိဘဲထွက်သွားတာကိုသူကြည့်နေခဲ့တယ်နောက်ဆုံးမှာတော့ရစ်ဗင်ဟာတောင့်ခံထားနိုင်စွမ်းမရှိတော့ဘဲစေယုံကတင်ပေါ်ကိုလဲကျသွားခဲ့တယ်သူဟာနာရီပေါင်းများစွာကြာအောင်ငိုမိလိမ့်မယ်လို့ထင်ထားခဲ့တယ်ဒါပေမဲ့ထူးဆန်းစွာပဲမျက်ရည်တွေကမြန်မြန်ဆန်ဆန်ခန်းချောက်သွားခဲ့တယ်နောက်ရက်တွေမှာတော့ Raven တယောက်တည်းစေယုံမှာကြံရစ်ခဲ့တယ်သူ့ကိုကူညီပေးမဲ့သူဘယ်သူမှမရှိခဲ့ပါဘူးပတ်တီးလဲတဲ့အချိန်တိုင်းသူ့ကိုမှချွေးစေးတွေပြန်နေခဲ့တယ်စားသမျှအစားအစာတိုင်းကလည်းအရသာမရှိသလိုဖြစ်နေခဲ့တယ်တခါတလေမှာ Crash အရန်ကန်ကောင်းကြောင်းစင်းကြံလမ်းမှာသူနာပြုတွေတီးတိုးပြောနေကြတာကိုသူကြားခဲ့ရတယ်မစ်ရှင်ကသူ့ကိုအနီးကပ်ပြုစုပေးပြီးထမင်းခွန်ရေးတိုက်ကညအိတ်ဆောင်ပေးတယ်လို့ပြောနေကြတာဖြစ်တယ်တခါကသူအဲ့ဒီအခန်းရှိကဖျက်လျှောက်သွားချိန်မှာတကားဟနေတဲ့ကြားကနေ Crash ရဲ့ကတင်ဘေးမှာပန်းသီးအခွန်တော်ပေးနေတဲ့စေဘဲကိုတွေ့လိုက်ရတယ်အဲ့ဒီမြင်ကွင်းကသူ့ရဲ့မျက်လုံးထဲမှာဆွဲထင်သွားခဲ့တယ်နာကျင်မှုကြောင့်သူတတိလက်မတက်ဖြစ်သွားခဲ့ပေမဲ့သူမငိုခဲ့ပါဘူး Raven အတော်ဆုံးအရာတစ်ခုကတော့ပြင်းပြင်းပြပြချစ်တက်ပြီးပြပြသားသားဆွန့်လွတ်နိုင်ခြင်းပဲဖြစ်တယ်စေယုံစင်းတဲ့နေ့မှာသူပထမဆုံးလုပ်ခဲ့တာကဗီဇာသွားယူခြင်းပဲဖြစ်တယ်ဒီမျိုးမှာသူတစ်စက္ကန့်တောင်ထပ်ပြီးမနေနိုင်တော့ပါဘူးအဲ့ဒီနောက်သူအိမ်ပြန်ရောက်တဲ့အချိန်မှာပထမဆုံးတွေ့လိုက်ရတာကတော့မိတ်ကပ်အပြည့်စုံတဲ့ဗီရာကိုပါပဲသူမဟာတေသက်စွာပြင်ဆင်ထားပြီးသူ့ကိုတွေ့ချင်းပဲထုံးစံအတိုင်းစူပူဖို့စတင်လိုက်တယ် Raven တယောက်အိမ်ပြန်လာရကောင်းမှန်းသိသေးတယ်လို့သူမကခနဲလိုက်တယ် Raven ကတော့သူမကိုတစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ပါဘူးသူဟာအိမ်အဝင်ဝစီတန်တန်မတ်မတ်ရှောက်သွားပြီးရှည်လျားတဲ့ကြွေပန်းအိုးတစ်လုံးကိုယူလိုက်တယ်အဲ့ဒီနောက်ကျမ်းပြင်ပေါ်ကိုအားကုန်သုံးပြီးပြစ်ပေါက်လိုက်တယ်အရာဝတ္ထုကြကွဲတံကနားကွဲမတက်ဆူညံသွားခဲ့တယ်ပန်းအိုးကွဲစာတွေဟာနေရာအနှံ့ကိုလွင့်စင်သွားခဲ့တယ်ဗီရာကတော့အော်ဟေရင်နောက်ကို2လမ်းလောက်ဆုတ်သွားခဲ့တယ်သူမကိုသူမဘသူမှတ်နေလဲလို့ Raven ကဒေါသတကြီးမေးလိုက်တယ်အိမ်အောင်ဖြတ်တဲ့မယားငယ်ကများသူ့ကိုဆုံးမခြင်းနေတာလားလို့သူကဆက်ပြောတယ်ဒါကိုတေချာမှတ်ထားဖို့ဗီရာကိုသူကတတိပေးလိုက်တယ်သူဒီအိမ်မှာရှိနေတဲ့၍သူမအနေနဲ့ဘယ်တော့မှခေါင်းမော့နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တယ်လုံးဝဖြစ်လာမှာမဟုတ်ဘူးလို့သူကထပ်ပြီးအလေးနဲ့ဆိုတယ်သူ့စကားတွေကပြတ်သားပြီးရည်ရွယ်ချက်ရှိလာပါတယ်စကားလုံးတိုင်းဟာလည်းထိရောက်မှုရှိခဲ့တယ်ဗီရာရဲ့မျက်နှာဟာဖြူရောသွားပြီးတကူလုံးလဲတုံရင်နေခဲ့တယ် Raven ဘာဖြစ်နေတာလဲလို့သူမကထိတ်လန့်တကြမေးတယ်အဲ့ဒီအချိန်မှာပဲဟာလန်ဟာစာကြည့်ခန်းထဲကနေထွက်လာပြီးဗီရာကိုအမြန်ထိန်းကင်ကသူ့ကိုဒေါသတကြီးလှည့်ကြည့်လိုက်တယ်အိမ်ပေါက်ဝရောက်တာနဲ့ချက်ချင်းပြဿနာရှာရလားလို့ဟာလန်ကစူပူလိုက်တယ်
တခါလောက်ပဲဖြစ်ဖြစ်လူလိုသူလိုနေလို့မရဘူးလားလို့သူကမေးခွန်းထုတ်တယ်ဟာလန်ကအဲ့ဒီမိန်းမကိုဖတ်ထားတာကိုရစ်ဖင်ကြည့်ပြီးအေးဆက်ဆက်ရီမောလိုက်တယ်သူကပြဿနာရှာနေတာလားလို့ရစ်ဖင်ကခနဲတဲ့ပြန်မေးလိုက်တယ်ကောင်းပြီလေလို့သူကသဘောတူလိုက်တယ်အမွေဝေစုကိုအခုပေးရင်နိုင်ငံခြားထွက်သွားမယ်လို့ရစ်ဖင်ကတောင်းဆိုလိုက်တယ်သူ့ကိုဘယ်တော့မှထပ်တွေ့ရတော့မှာမဟုတ်ဘူးလို့သူကဆက်ပြောတယ်ဟာလွန်ကမျက်တောင်ခတ်လိုက်ပြီးတဲ့နောက်မှာတော့ဟန်ဆောင်ပန်ဆောင်စိုးရိမ်တဲ့အမူအရာကိုပြောင်းလဲလိုက်တယ်အတိတ်ပဲမရှိတာတွေမပြောဖို့ဟာလွန်ကပြောတယ်ဘာအတွက်ထွက်သွားမှာလဲလို့သူကမေးတယ်ဒီမှာပဲနေဖို့သူကဆက်ပြောတယ်ဒီအိမ်က Riven ရဲ့အိမ်ဖြစ်တယ်လို့ဆိုတယ်သူတို့တွေဟာမိသားစုဖြစ်တယ်လို့သူကဖြောင်းပြတယ်သူတစ်သက်မှာရေးစရာအကောင်းဆုံးစကားကိုကြားလိုက်ရတယ်လို့မျိုး Riven ကရေမောလိုက်တယ်ဟန်ဆောင်တာတွေကိုရက်တန်းကရက်ဖို့ဟာလွန်ကိုသူကပြောတယ်ဟာလွန်နဲ့ Chris ကသာမိသားစုဖြစ်တယ်လို့သူကပြန်ပြောတယ်သူ့အမေသေဆုံးသွားခဲ့ပြီလို့သူကဆိုတယ်အဲ့ဒီနေ့ကလေးကသူ့မှာအိမ်ဆိုတာမရှိတော့ဘူးလို့သူကရင်ဖွင့်တယ်လိုရင်းကိုပဲပြောကြရအောင်လို့သူကပြောတယ်သူ့ပိုင်ဆိုင်မှုတွေကိုလိုချင်တယ်လို့သူကတောင်းဆိုတယ်အဲ့ဒီစကားကြောင့်ဟာလွန်ရဲ့မျက်နှာကမှုန်ကုတ်သွားခဲ့တယ်သူကအချိန်အတော်ကြာတိတ်ဆိတ်နေခဲ့ပြီးတဲ့နောက်မှာတော့အသားကျနေတဲ့နူးညံ့တဲ့လေတံနဲ့စကားပြောလာတယ် Riven စိတ်ပြက်နေတာကိုသူကနားလည်ပေးတယ်လို့ဆိုတယ်ဒီလိုလုပ်ဖို့သူကအကြံပြုတယ် Riven ကိုငွေ9 တန်းပေးမယ်လို့သူကကမ်းလှမ်းတယ်ခီးလေးပါလေးထွက်ပြီးစိတ်ကိုရှင်းလင်းလိုက်ဖို့သူကအကြံပေးတယ်ငွေ9 တန်းလားလို့ Riven ကမေးလိုက်တယ်သူကတယော်လိုက်တယ်ဟာလွန်လို့သူကခေါ်လိုက်တယ်ယနေ့ဟာလွန်ပိုင်ဆိုင်သမျှအရာအလုံးကသူ့အဖိုးရဲ့ငွေတွေနဲ့သူ့အမေရဲ့တင်တောင်းငွေတွေဖြစ်ပြီးဟာလွန်ရဲ့အသက်ကိုယ်တောင်သူ့အမေကအသက်နဲ့လဲပြီးကယ်တင်ခဲ့တာဖြစ်တယ်လို့သူကပြောတယ်ဒါပေမဲ့အခုတော့အဲ့ဒီငွေတွေကိုသုံးပြီးသူ့အမေဝယ်ထားတဲ့အိမ်မှာတရားမဝင်မရနဲ့သားတစ်ယောက်ကိုကျွေးမွေးထားတယ်လို့သူကဆွဆွဲတယ်ပြီးတော့သူ့အမေရဲ့သားဖြစ်သူကိုငွေ9 တန်းနဲ့လမ်းခွဲချင်နေတာလားလို့သူကမေးခွန်းထုတ်တယ်ရှက်တက်တဲ့စိတ်မရှိဘူးလားလို့သူကမေးလိုက်တယ်အဲ့ဒီစကားကဟာလွန်ကိုအထိနာစေခဲ့တယ်ဟာလန်ကဒေါသတကြီးနဲ့អော်လိုက်တယ်ဘလောက်လိုချင်တာလဲလို့သူကမေးတယ်ပွန့်ပွန့်လင်းလင်းပြောဖို့သူကတောင်းဆိုတယ် Riven ကတော့အသင့်ဖြစ်နေခဲ့တယ်သူကအိတ်ကက်ထဲကနေစာရွက်စာတမ်းတစ်ခုကိုထုတ်လိုက်ပြီးတော့ကိန်းကနန်းတွေနဲ့အစုရှယ်ယာတွေကိုတီတီငိမ့်ငိမ့်ပဲရွတ်ပြလိုက်တယ်ယူနေသလားလို့ဟာလန်ကမေးလိုက်တယ်ဒါကမဖြစ်နိုင်ဘူးလို့သူကညင်းတယ်ဒီလိုဆိုရင် fan group တစ်ခုလုံးပြောင်းသွားလိမ့်မယ်လို့သူကអော်ပြောတယ်ဒါဆိုရင်သဘောမတူနဲ့လို့ Riven ကပြန်ပြောတယ်သူကအိမ်အပြင်ဘက်မှာပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုမြှုပ်ထားခဲ့တယ်လို့ချိန်ချောက်တယ်သဘောတူစာချုပ်ကိုလက်မှတ်ထိုးဖို့သူ့ပိုင်ဆိုင်မှုတွေကိုလွှဲပြောင်းပေးဖို့နဲ့အဲ့ဒီလိုမှမဟုတ်ရင်ဒီနေ့2 ယောက်လုံးတေးကြရမယ်လို့သူကရာဇသံပေးတယ်ဟာလွန်ရဲ့သဘောပဲလို့သူကဆက်ပြောတယ် Riven လို့ဟာလွန်ကခေါ်လိုက်တယ် Riven ယူနေပြီလို့သူကပြောတယ်သူယူနေတာဟုတ်တယ်လို့ Riven ကဝန်ခံတယ်ဟာလွန်ရဲ့မျက်နှာကဖြူလျော်သွားပြီးတော့အသက်ရှူပြင်းလာက Riven ကချင်းချောက်နေတာလားဆိုတာကိုသိကျင်တဲ့ပုံစံနဲ့စိုက်ကြည့်နေခဲ့တယ်နောက်ဆုံးမှာတော့တေးရမှာကိုကြောက်တဲ့စိတ်ကအနိုင်ရသွားခဲ့တယ်အခုကိစ္စပြတ်ပြီလားလို့ဟာလွန်ကမေးတယ်ဘုံတွေကိုသွားဖယ်ရှားလိုက်ဖို့သူကအမိန့်ပေးတယ်စိတ်အေးထားဖို့ Riven ကပြောတယ်ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေမပါဘူးလို့ဆိုတယ်သူလိန်ပြောခဲ့တာလို့ဝန်ခံလိုက်တယ်ဒါကသူ့အမေကိုလက်ထပ်ဖို့ဟာလွန်လုပ်ခဲ့တဲ့နီးလန်းမဟုတ်ဘူးလားလို့ Riven ကမေးခွန်းထုတ်လိုက်တယ်လူတွေကိုလှည့်စားတာဖြစ်ကြောင်းသူကပြောတယ်ဟာလွန်ကသူ့ကိုလှည့်စားသွားပြီဆိုတာနောက်ဆုံးမှာတော့သဘောပေါက်သွားခဲ့တယ်ဟာလွန်က Riven ကိုလက်ညှိုးထိုးပြီးစကားတခွန်းမှမပြောနိုင်တော့ပါဘူး Riven ကသူ့လိုချင်တာကိုရသွားခဲ့ပြီဖြစ်တယ်ဟာလွန်ရဲ့တုံ့ပြန်မှုကိုသူလုံးဝဂရုမစိုက်ပါဘူး Riven အပေါ်ဓာတ်ကိုတက်ဖို့ပြင်နေချိန်မှာပဲဟာလွန်က Chris နဲ့သူ့ကောင်မလေးဒီညစာစားဖို့လာမယ်လို့လှမ်းပြောတယ် Riven မကြသေးခင်ကဘာတွေပဲလုပ်နေပါစေသူဂရုမစိုက်ဘူးလို့ဆိုတယ်ဒီညတော့အေးအေးဆေးဆေးထိုင်စားပြီးလိမ်မအောင်နေဖို့တတိပေးလိုက်တယ် Chris ရဲ့ကောင်မလေးက Saber ဖြစ်တယ်လို့ဆက်ပြောတယ်ဒီမျိုးမှာ Shan Group ကဘလောက်ဩဇာကြီးတယ်လဲဆိုတာ Riven အတိဆုံးဖြစ်မယ်လို့ဟာလွန်ကပြောတယ်သူတို့ကိုစော်ကားလို့မရတာကြောင့်မာနတွေကိုဖယ်ထားပြီးပြဿနာမရှာဖို့သူကတတိပေးခဲ့တယ်အဲ့ဒီအခါ Riven ရဲ့ခြေလမ်းတွေကလေကားပေါ်မှာတင်ရပ်တန့်သွားခဲ့တယ်သူ့ရဲ့တကိုယ်လုံးတောင့်တင်းသွားခဲ့တယ် Saber သူမဒီညဒီကိုလာမယ်ဆိုတာကို Chris ရဲ့ကောင်မလေးအနေနဲ့လာမယ်ဆိုတာကို Riven နားလည်ဖို့တောင်အချိန်မရလိုက်ပါဘူးအိမ်ရှိတကားပွင့်လာပြီး Chris က Saber ရဲ့လက်ကိုကင်ကဝင်လာခဲ့တယ်နှစ်ယောက်လုံးပြုံးရွှင်နေခဲ့ကြတယ်အဖေနဲ့အမေသူပြန်ရောက်ပြီလို့ Chris ကလှမ်းပြောလိုက်တယ်ဟာလွန်နဲ့တုံရင်နေဆဲဖြစ်တဲ့ Vera တို့ဟာချက်ချင်းပဲဝမ်းသာအားရနဲ့ရှေ့ကိုပြေးသွားကြတယ် Chris ကိုနွေးနွေးထွေးထွေးကြိုဆိုကြပြီး Saber ကိုတော့အယိုအသေးပေးကအောက်ကျနေခဲ့ကြတယ်ဒါပေမဲ့ Saber က Riven ကိုမြင်လိုက်တဲ့အချိန်မှာပဲမျက်မှောင်ကျုပ်သွားခဲ့တယ် Riven က Chris ရဲ့ညီးဆိုတာကိုသူမအခုမှပထမဆုံးသိသွားပုံရတယ်ညစာစားချိန်မှာ Chris နဲ့ Saber တို့ကတဘာဝကြကြအတူတူထိုင်နေကြတယ် Riven ကတော့သူတို့ရဲ့မျက်နှာချင်းဆိုင်မှာတယောက်တည်းထိုင်နေခဲ့တယ်ထမင်းစားနေချိန်တခြားလုံး Saber က Chris အတွက်ဟင်းခတ်ပေးတာပဇွန်ခွာပေးတာတွေကို Riven စောင့်ကြည့်နေခဲ့တယ်ဗီရာကတော့အဲ့ဓာတွေအားလုံးကိုဝမ်းသာပီတိဖြစ်နေတဲ့မျက်နှာနဲ့ကြည့်နေခဲ့တယ် Chris နဲ့ Emma Shan တို့ဘလို့တွေ့ခဲ့ကြတာလဲလို့ဗီရာကမေးလိုက်တယ်အမေကိုအားလုံးပြောပြဖို့လဲတောင်းဆိုခဲ့တယ်အလူပွဲတစ်ခုမှာတွေ့ခဲ့ကြတာလို့ Chris ကပြန်ဖြေတယ်လမ်းဘေးကြောင်လေးတစ်ကောင်တစ်ပင်ပေါ်မှာပိတ်မိနေတာကိုမြင်လို့သူကူညီဖို့စူးစမ်းပေမဲ့ဘလို့မှတက်လို့မရခဲ့ဘူးလို့ဆိုတယ်ဒါပေမဲ့သူစူးစမ်းခဲ့ကြောင်းပြောတယ် Saber ကကူညီပေးခဲ့တာဖြစ်ပြီးအဲ့ဒီနောက်သူ့ရဲ့ဖုန်းနံပါတ်ကိုတောင်းခဲ့တယ်လို့ဆက်ပြောတယ်အဲ့ဒီအကြောင်းပြောနေချိန်မှာသူကရှက်နေတဲ့ပုံစံတောင်လုပ်ပြနေခဲ့တယ် Riven ကတော့မရေပဲမနေနိုင်အောင်ဖြစ်သွားခဲ့တယ် Chris ကငယ်ငယ်ကလေးကတရိတ်ဆန်တွေကိုမုန်းတီးခဲ့သူဖြစ်တယ်
ငယ်ငယ်တုန်းကဆိုသူကကြောင်တကောင်ကိုတောင်တတ်ခဲ့ဘူးတယ်ဒါကြောင့်သူကဘယ်တော့မှစေတနာအလျောက်ကူညီမှာမဟုတ်ပါဘူးသူတို့၄ယောက်ကတော့ညစာစားပွဲမှာပျော်ရွှင်စရာမိသားစုအဖြစ်ဟန်ဆောင်နေကြတယ် Riven ကတော့သူတို့ရဲ့ဟန်ဆောင်မှုတွေကိုကြည့်ဖို့စိတ်မပါတာကြောင့်ထပြီးဥယျာဉ်ထဲကိုထွက်လာခဲ့တယ်တိတ်မကြခင်မှာပဲ Crest ကသူ့နောက်ကိုလိုက်လာခဲ့တယ် Riven တယောက်တည်းလေညင်းခံနေတာလားလို့သူကမေးလိုက်တယ် Riven ဘာတွေဖြစ်နေလဲဆိုတာကိုသူအကုန်သိပြီးပြီလို့ဆိုတယ်လွန်ခဲ့တဲ့3နှစ်အတွင်း Riven နဲ့ Saber ကြားမှာဖြစ်ခဲ့တာတွေအားလုံးကိုအတိုင်းဝိုင်းတွေကလူတွေကသူ့ကိုပြောပြခဲ့တယ်လို့ဆက်ပြောတယ် Riven ကတော့သူ့ကိုကြောခိုင်းထားခဲ့တယ်ခန္ဓာကိုယ်နည်းနည်းတောင့်တင်းသွားပေမဲ့ Riven ကလှည့်မကြည့်ခဲ့ပါဘူးရိုးရိုးသားသားပြောရရင် Riven ကဆွဲဆောင်မှုရှိလွန်းလို့ပထမဆုံးကြားရချိန်မှာသူနည်းနည်းစိုးရိမ်မိတယ်လို့ Crest ကပြောတယ် Riven ကကြားမရွေလူတိုင်းကိုဆွဲဆောင်နိုင်တယ်လို့ဆိုတယ်ဘသူကသူ့ကိုမကြွေပဲနေမလဲလို့ဆက်ပြောတယ်ဒါပေမဲ့တော်တော်လေးနှမျောစရာကောင်းတယ်လို့ဆိုတယ်အဲ့ဒီရုပ်ရည်သွင်းပြင်းတွေအကုန်လုံးအလဟတ်တာဖြစ်သွားပြီလို့ပြောတယ် Riven ရဲ့အမေကသူ့အမေကိုမနိုင်တယ်လို့ Riven လည်းသူ့ကိုနိုင်မှာမဟုတ်ဘူးလို့ Crest ကပြောတယ်အဲ့ဒီ3နှစ်ကသူက Riven ကိုပေးကမ်းထားတဲ့အလူတက်တက်ပဲလို့ဆိုတယ်အခုအစ်စ်အမှန်ကပြန်ရောက်လာပြီလို့ဆက်ပြောတယ်တူးပထားတဲ့သူထွက်သွားရမယ့်အချိန်ရောက်ပြီလို့နှင်ထုတ်လိုက်တယ် Riven လည်းသူ့ဘက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ် Riven ရဲ့မျက်လုံးတွေထဲမှာသူမျောလင့်ထားတဲ့ဒေါသတွေနာကျင်မှုတွေမရှိဘဲမထီမဲ့မြင်ပြုမှုတွေပဲရှိနေခဲ့တယ်အလူတက်တက်ဟုတ်လားလို့ Riven ကပြန်မေးလိုက်တယ် Crest လို့ခေါ်လိုက်တယ်နိုင်ငံရက်ခြားမှာအချိန်တွေအကြာကြီးနေခဲ့တာကသူ့ကိုယ်သူဘာလဲဆိုတာကိုမေ့သွားစေတာလားလို့ Riven ကမေးတယ်သူ့အမေကတခြားတစ်ယောက်ရဲ့မယားငယ်ဖြစ်နေလို့သာဒီတကားပေါက်ကနေဝင်လာနိုင်တဲ့လူတစ်ယောက်အကြောင်းကိုမေးလိုက်တာပါမိမတစ်ယောက်ကိုဆွဲထားဖို့ကစားကွက်တွေတုံးနေတဲ့တရားမဝင်သားတစ်ယောက်ဖြစ်ကြောင်းပြောလိုက်တယ်အဲ့ဒါကိုများသူ့ကိုအလှူကြောင်းလာပြောကျင်သေးတာလားလို့ Riven ကလှောင်တယ် Crest ရဲ့အမေကသူ့အမေလွှင့်ပစ်ခဲ့တာကိုကောက်ယူခဲ့တာလို့ဆိုတယ် Crest ကလည်းသူအလိုမရှိတော့တဲ့မိမကိုကောက်ယူခဲ့တာလို့ဆက်ပြောတယ်အမေတူသားတူပဲလို့လှောင်ပြောင်လိုက်တယ်အမြဲတမ်းတခြားသူတွေရဲ့စားကျွင်းစားကြံတွေကိုယူတတ်တယ်လို့ပြောလိုက်တယ် Crest ရဲ့မျက်နှာပေါ်ကအပြုံးတွေပျောက်ကွယ်သွားပြီးမျက်နှာကဖြူရော်သွားလိုက်စိမ့်သွားလိုက်ဖြစ်နေခဲ့တယ် Crest ကနိုင်ပြီလို့ထင်နေတာလားဆိုပြီး Riven ကမေးတယ်သူက Riven အလိုမရှိတော့တဲ့မိမကိုပဲရတာလို့ Riven ကဆက်ပြောတယ် Riven လွှင့်ပစ်ခဲ့တဲ့သူကိုမြေကြီးပေါ်ကနေကောက်ယူပြီးစုလက်တစ်ခုလိုသဘောထားနေတာလို့လှောင်လိုက်တယ် Riven လှည့်ထွက်သွားဖို့လုပ်ပေမဲ့သူလှည့်လိုက်တဲ့အချိန်မှာပဲနောက်ကနေ Crest ရဲ့စူးရှားတဲ့အော်တန်ကိုကြားလိုက်ရတယ် Crest ရဲ့နဖူးကကြောက်သားခုံရဲ့အစွန်းနဲ့တိုက်မိသွားခဲ့တယ်ချက်ချင်းပဲသွေးတွေပန်းထွက်လာခဲ့တယ်တစ်ချိန်တည်းမှာပဲ Saber Harlon နဲ့ Bira တို့ကဧကန်ထဲကနေအပြေးလွှာထွက်လာကြတယ် Crest ကသွေးထွက်နေတဲ့သူ့နဖူးကိုဖိထားရင်းမြေကြီးပေါ်မှာလဲကျနေခဲ့တယ်အဖေအမေနဲ့ Saber တို့ Riven ကိုအပြစ်မတင်ကြဖို့ Crest ကပြောတယ်သူခြေချော်သွားတာလို့ဆိုတယ် Bira ကသူမသားစီပြေးသွားပြီးဖတ်ထားလိုက်တယ် Crest ကဘာလို့ဒီလောက်တောင်မိုက်မဲရတာလဲလို့ Bira ကမေးတယ် Riven ကသူ့ကိုအကုန်လှုပ်သွားတာတောင် Riven ဘက်ကနေကာကွယ်ပေးနေသေးတယ်လို့ဆိုတယ် Harlon ကဒေါသတကြီးနဲ့ Riven ကိုလက်ညှိုးထိုးလာတယ် Riven Crest ကိုဘာလို့လိုက်ပြန်ပြီလဲလို့ Harlon ကမေးတယ်တေချာစီစဉ်ထားတဲ့ဒီလှုပ်ကြံမှုကို Riven ရက်ကြည့်နေခဲ့ပြီးဒေါသထွက်နေတဲ့အဖေရဲ့အတူအယောင်မိထွေးရဲ့နဲ့နောက်ဆုံးမှာတော့ Saber စီကိုသူ့အကြည့်တွေရောက်သွားခဲ့တယ်သူမက Crest ရဲ့ဘေးမှာထိုင်ပြီးဒဏ်ရာကိုတေချာစစ်ဆေးနေခဲ့က Riven ကိုဆွဲဖြဲပစ်ချင်နေတဲ့အကြည့်တွေနဲ့မော့ကြည့်လာတယ်ကောင်းပြီလို့ Riven ကတွေးလိုက်တယ်သူမလည်း Riven ကိုမယုံကြည်ဘူးပဲလို့ဆက်တွေးမိတယ်ဒါကလည်းမျှတပါတယ်လို့ဆိုတယ် Crest ကသူမတကယ်ချစ်တဲ့သူဖြစ်နေခဲ့တယ်ဘာလို့သူမက Riven ဘက်ကနေရက်တီပေးရမှာလဲလို့တွေးနေခဲ့တယ် Riven ခဏလောက်စဉ်းစားလိုက်ပြီးမှတလန်းချင်းရှောက်သွားခဲ့ကလူတိုင်းရဲ့ထိတ်လန့်နေတဲ့မျက်လုံးတွေရှေ့မှာပဲလေးလံတဲ့ကြွေအိုးတစ်လုံးကိုကောက်ယူပြီးအတိအကျကိုရိုက်ချလိုက်တယ် Crest ရဲ့ပေါက်ပြဲနေတဲ့နေရာကိုပဲထပ်မှန်သွားပြီးတုံးတိတိအတန်ထွက်လာခဲ့တယ်ပြီးတော့ Crest ကပိုကျဲပိုဆိုးရွားတဲ့အတန်ကြီးနဲ့အော်ဟစ်လိုက်တယ် Riven ကကွဲသွားတဲ့ကြွေအိုးကိုပစ်ချလိုက်ပြီးပထမတစ်ခါကသူ့လောက်တာမဟုတ်ဘူးဆိုတာကိုအားလုံးသိအောင်လို့ပြောလိုက်တယ်ဒီတစ်ခါတော့သူ့လောက်တာလို့ရှင်းရှင်းလင်းလင်းပြောလိုက်တယ် Saber အပါဝင်အားလုံးကြောင်အန်းသွားကြတယ်သူကကြံနေတဲ့ကြွေပကံကွဲတွေကိုချထားပြီးထွက်သွားဖို့လှည့်လိုက်တယ်ဒါပေမဲ့လက်တစ်ဖက်ကသူ့လက်ကောက်ဝစ်ကိုအင်မတန်ပြင်းထန်တဲ့အားနဲ့ဖမ်းဆုပ်လိုက်တယ်အဲ့ဒါက Saber ဖြစ်နေတယ်သူမရဲ့စုပ်ကိုင်မှုကတန်မဏိလိုခိုင်မာနေတယ်မျက်နှာကလည်းမုံတိုင်းတစ်ခုလိုမီးမောင်နေခဲ့တယ်သူမကဥက္ကဋ္ဌဖန်ကိုလှမ်းခေါ်လိုက်တယ်ဥက္ကဋ္ဌဖန်ရဲ့သားဖြစ်သူကဒီလိုပြုမှုနေပြီးဆုံးမမှုမရှိဘူးဆိုရင်သူမအနေနဲ့ဒီကိစ္စကိုအလွတ်ပေးမှာမဟုတ်ဘူးလို့ဆိုတယ်ဟာလန်က Crest အတွက်စိုးရိမ်တာနဲ့ Saber ရဲ့ဩဇာကိုကြောက်တာကြားမှာပြားများနေတယ်သူကတုံဆိုင်မနေပဲဥညွတ်လိုက်တယ်မစ်ရှင်စိတ်မပူဖို့သူကပြောလိုက်တယ်ကျေးဇူးကမ်းတဲ့ဒီကောင်လေးကိုသူကိုယ်တိုင်ဖြည့်ရှင်းမယ်လို့အာမခံခဲ့တယ်အဲ့ဒီနေရာမှာတင်လုံခြုံရေးတွေကိုသူခေါ်လိုက်တယ်သူ့ကိုဖမ်းပြီးဘိုးဘွားဆောင်စီဆွဲခေါ်သွားကဒူးထောက်ခိုင်းဖို့အမိန့်ပေးတယ်သူတို့မရဲတော့ဘူးလို့သူကတုံ့ပြန်လိုက်တယ်သူကပြန်လဲရုန်းကန်ပြီးဖခင်ဖြစ်သူကိုအမုန်းတရားတွေနဲ့စူးစူးဝါဝါစိုက်ကြည့်နေတယ်ဒါပေမဲ့ဟာလန်က Saber ဘက်ကိုလှည့်ပြီးဘိုးဘွားဆောင်မှာဒူးထောက်ကနောင်တရခိုင်းတာကသူမအမြင်မှာဆိုရင်အဲ့ဒီပြစ်ဒဏ်ကလုံလောက်မှုရှိမရှိမျက်နှာချိုသွေးပြီးမေးခဲ့တယ်Saber ကနဖူးကနေသွေးတွေစီးကျနေစေဖြစ်တဲ့ Crest ကိုထူပေးလိုက်ပြီးသူ့ကိုအေးဆက်ဆက်အကြည့်နဲ့ကြည့်တယ်သူမပြောလိုက်တဲ့စကားကရိုင်းဆိုင်လာတယ်အဲ့ဒီပြစ်ဒဏ်ကပေါ့လွန်းတယ်လို့သူမကဝေဖန်တယ်
စာကြည့်ခန်းထဲမှာချိတ်ဆွဲထားတဲ့မြင်းရိုက်ချိန်လုံးကိုသူမတတိထားမိခဲ့ကြောင်းပြောတယ်။အဲ့ဒါကအလှပြတတ်မဟုတ်တော့ဘူးလို့သူမကတယော်လိုက်တယ်။သူမကနောက်ကိုတစ်ချက်မှလှည့်မကြည့်ပဲ Chris ကိုခေါ်သွားခဲ့တယ်။သူလည်းကြက်သေးသေးကသူမထွက်သွားတာကိုရက်ကြည့်နေမိတယ်။သူမကသူ့ကိုချိန်တန်ပေးဖို့ဟာလန်ကိုပြောသွားခဲ့တာဖြစ်တယ်။ဟာလန်ကချက်ချင်းသဘောပေါက်သွားပြီးလုံခြုံရေးတွေကိုအော်ဟစ်လိုက်တယ်။သူပြောတာကိုကြားလာလို့မေးတယ်။မြင်းရိုက်ချိန်လုံးနဲ့အရင်ဆုံးအချက်30ရိုက်ပြီးမှဘိုးဘွားဆောင်ကိုဆွဲခေါ်သွားဖို့ညွှန်ကြားခဲ့တယ်။သူခွင့်ပြုချက်မပါဘဲမထခိုင်းဖို့ကိုလည်းထပ်လောင်းပြောဆိုတယ်။သူအစွမ်းကုန်ရုန်းကန်ခဲ့ပေမဲ့သူတို့ကသူ့ကိုဖိချုပ်ထားလိုက်ကြတယ်။လူအင်အားများလွန်းတာကြောင့်သူတတိလက်လွတ်ဖြစ်သွားခဲ့တယ်။ Chris ရဲ့စကားတွေကသူ့ကိုမထိခိုက်ဘူးလို့ကိုပြောခဲ့ပေမဲ့တကယ်တမ်းမှာတော့ထိခိုက်ခဲ့တာသိကြတယ်။မဟုတ်ရင်သူ့ရဲ့စကားအနှဲငယ်လောက်နဲ့သူဒီလောက်အထိဒေါသထွက်သွားမှာမဟုတ်ဘူး။အဲ့ဒီနောက်ဘေးဘက်အခန်းစီသူ့ကိုဆွဲခေါ်သွားကြတယ်။သူတတိပြန်လဲလာချိန်မှာတော့ခန္ဓာကိုယ်တစ်ခုလုံးအစိမ့်အမွှားမွှားကြိုးကြေသွားသလိုခံစားရင်းသူ့အခန်းထဲမှာလှဲလျောင်းနေခဲ့တယ်။နန်နီမေကမျက်ရည်တွေတုပ်ရင်းသူ့တန်ရာတွေကိုဆေးလိမ့်ပေးကတိုးတိုးလေးရေရွတ်နေတယ်။တခင်လေးအနေနဲ့တခင်ကြီးကိုတောင်းပန်လိုက်ပါလို့သူမကတောင်းဆိုတယ်။ဘာလို့ကိုဒီလိုဆင်းရဲဒုက္ခခံနေရတာလဲလို့ဆက်မေးခဲ့တယ်။သူကအားနည်းစွာနဲ့ခေါင်းခါပြလိုက်တယ်။အရှုံးပေးလိုက်ရမလားလို့သူစဉ်းစားမိတယ်။ဒီမိသားစုကိုအရှုံးပေးလိုက်ရင်သူတို့ကသူ့ကိုပြောင်းဆင်းအောင်ချစ်ယူကြလိမ့်မယ်လို့ဆိုတယ်။အယိုးကလွဲပြီးဘာမှကြံမှာမဟုတ်ဘူးလို့သူကဆက်ပြောပြတယ်။သူခဏရက်လိုက်ပြီးငိုရာထက်ဆိုးရွားတဲ့အပြုံးတစ်ခုကိုပြုံးပြလိုက်တယ်။ဒါကအရိုက်ခံရယုံတက်ပါပဲလို့သူကယူဆတယ်။သူလည်း Chris ကိုပြန်ပြီးထိုးကျိတ်နိုင်ခဲ့တယ်လို့တွေးလိုက်တယ်။ဒါဟာတရားမျှတတဲ့အပေးအယူတစ်ခုဖြစ်တယ်။သူဒီတန်ကိုခံနိုင်ရရှိတယ်လို့ဆိုတယ်။သူကခေါင်းအုံအောက်ကိုအတင်းနှိုက်ပြီးဘန်ကတ်တစ်ခုကိုထုတ်ကာနန်နီမေလက်ထဲထည့်ပေးလိုက်တယ်။ဒါကိုယူထားလိုက်ဖို့သူကပေးလိုက်တယ်။သူမကလန့်သွားပြီးချက်ချင်းပဲပြန်ညှင်းဆန်ခဲ့တယ်။တခင်လေးရဲ့ငွေကိုဘယ်တော့မှမယူနိုင်ဘူးလို့သူမကညင်းတယ်။ဒါပေမဲ့လည်းယူထားလိုက်ဖို့သူကအတင်းပေးတယ်။သူကဒီအတွက်အစောကြီးကတည်းကစီစဉ်ထားခဲ့တာပါလို့ရှင်းပြတယ်။ပြီးတော့သူပြန်လာတော့မှမဟုတ်ဘူးလို့လည်းဆိုတယ်။သူမဟာသူ့အမေနဲ့အတူအိမ်ကနေလိုက်လာခဲ့တာဖြစ်တယ်လို့သူကဆက်ပြောပြတယ်။အခုဒီမှာဆက်နေရင်လဲသူတို့တွေကသူမကိုကောင်းကောင်းဆက်ဆံကြမှာမဟုတ်ဘူးလို့သူကတတိပေးတယ်။ဒီငွေတွေကသူမရဲ့လက်ကျန်ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့လုံလောက်တယ်လို့ဆိုတယ်။သူ့ကိုယုံကြည်ဖို့သူကအားပေးစကားပြောတယ်။အလုတ်ထွက်ပြီးဒီနေရာကနေထွက်သွားဖို့သူကတိုက်တွန်းတယ်။နန်နီမေကသူမလက်ထဲကကပ်ပြားလေးကိုကြည့်လိုက်ပြီးဒဏ်ရာတွေနဲ့ကတင်ပေါ်မှာလဲနေပေမဲ့သူမကိုစိတ်ပူပေးနေသေးတဲ့သူ့ကိုကြည့်ကဝမ်းနဲ့ပက်လက်ငိုချလိုက်တယ်။သူမရဲ့အိုမင်းနေတဲ့မျက်နှာပေါ်မှာမျက်ရည်တွေစီးကျလာပြီးဒူးထောက်ကျသွားတယ်။အဲ့ဒီအချိန်သူကသူမကိုတားလိုက်တယ်။ပြီးတော့နန်နီမေချက်တဲ့ကြာဆွဲနဲ့ဝက်နရိုးဟင်းရည်လေးကိုတောက်ချင်နေတယ်လို့သူကပြောလိုက်တယ်။သူမကလည်းအခုချက်ချင်းသွားလုပ်ပေးမယ်လို့ပြန်ဖြေတယ်။အခုချက်ချင်းသွားလုပ်ပေးပါမယ်လို့ထပ်ပြီးကတိပေးတယ်။သူမဟာမျက်ရည်တွေကိုကမန်းကရန်တုပ်ပြီးမိဖို့ကြောင့်လေးကိုအမြန်ပြေးသွားခဲ့တယ်။အဲ့ဒီနောက်အခန်းထဲမှာထပ်ပြီးတော့တိတ်ဆိတ်သွားပြန်တယ်။သူကတော့အခန်းသားပေမဲ့အေးဆက်နေတဲ့မျက်နှာချက်ကိုမော့ကြည့်ရင်မျက်လုံးတွေကိုဖြည်းဖြည်းချင်းမှိတ်ထားလိုက်တယ်။နောက်ရက်အနည်းငယ်လောက်မှာတော့သူဟာအခန်းထဲမှာပဲဒဏ်ရာတွေတက်တာအောင်နားနေခဲ့တယ်။စေပဲပေးခဲ့မှုတဲ့ပစ္စည်းတွေအကုန်လုံးအပါဝင်သူ့ရဲ့ပစ္စည်းတွေကိုနာကျင်နေတဲ့ကြားကပဲဖြည်းဖြည်းချင်းသိမ်းဆည်းနေခဲ့တယ်။သူမကသူ့ကိုမချစ်ခဲ့ပေမဲ့လည်းရက်ရောခဲ့တယ်လို့သူကတွေးမိတယ်။ပစ္စည်းတွေအားလုံးပေါင်းလိုက်ရင်တန်ဖိုးက3000နီးပါးလောက်ရှိတယ်။အစကတော့အကုန်လုံးကိုလွှင့်ပစ်မလို့ပဲ။ဒါပေမဲ့တေချာစဉ်းစားပြီးတဲ့နောက်သူအမြဲသွားနေကြအဆင့်မြင့်ကလပ်ပိုင်ရှင်စီကိုဖုံးဆက်လိုက်တယ်။အဲ့ဒီမှာပရာဟိတလေလံပွဲလုပ်နေတယ်လို့ကြားထားတာကြောင့်လေလံတင်စရာပစ္စည်းတွေအများကြီးရှိတယ်လို့သူကပြောပြလိုက်တယ်။ဟိုဘက်ကလည်းသူ့ကိုအမြန်ဆုံးအကြောင်းပြန်ခဲ့တယ်။ဒီညပွဲရှိတာကြောင့်ပစ္စည်းတွေအကုန်ယူလာခဲ့ဖို့သူတို့ကဖိတ်ခေါ်လိုက်တယ်။အဲ့ဒီညနေမှာတော့သူဟာတစ်တာကြီးအတော်များများနဲ့ကလပ်ကိုရောက်လာခဲ့ပြီးပစ္စည်းတွေအားလုံးကိုလေလံပွဲတာဝန်ခံစီလွှဲပြောင်းပေးလိုက်တယ်။ပြီးတော့သူလှည့်လိုက်တဲ့အချိန်မှာပဲအတူတူဝင်လာကြတဲ့စေဘန်နဲ့ခရစ်တို့ကိုတဲ့တဲ့ကြီးသွားတိုးမိတယ်။စေဘယ်ကသူ့အနာကိုကပ်ရက်နေပြီးခရစ်ကသူ့ကိုမြင်ချင်းမှာပဲကျေနပ်သွားတဲ့အပြုံးတစ်ခုသူ့မျက်နှာပေါ်မှာဖြတ်ပြေးသွားခဲ့တယ်။သူ့လက်တွေအလိုအလျောက်တင်းကျပ်သွားခဲ့ပေမဲ့ပြန်လှုပ်ပေးလိုက်တယ်။ဒီညသူဒီကိုလာခဲ့ရတဲ့အကြောင်းရင်းရှိတယ်ဆိုတာကိုသူသတိရလိုက်တယ်။သူတို့အတွက်အချိန်ကုန်ခံနေစရာအကြောင်းမရှိဘူးလို့သူကဆုံးဖြတ်လိုက်တယ်။သူထိုင်ကုန်မှာထိုင်လိုက်တာနဲ့တပြိုင်နက်မီးတွေကမှိန်ကျသွားခဲ့တယ်။အစီအစဉ်မှုကစင်ပေါ်တက်လာပြီးလေလံပွဲမစခင်မှာ3မိနစ်စာအနမ်းပေးရမယ့်အစီအစဉ်ရှိတယ်လို့ကြေညာလိုက်တယ်။အခန်းထဲမှာရှိနေတဲ့စုံတွဲတွေအားလုံးကိုလွတ်လွတ်လပ်လပ်ပါဝင်ဖို့လည်းဖိတ်ခေါ်လိုက်တယ်။မှောင်နေတဲ့အခန်းထဲမှာမီးရောင်ကဟိုဒီရမ်းနေပြီးစုံတွဲတတွဲပြီးတတွဲကိုထိုးပြနေခဲ့တယ်။သူ့အနီးနားမှာပဲစေဘယ်ကပြုံးပြီးခရစ်ရဲ့လေဘင်းကိုဖက်လိုက်တာကိုသူစောင့်ကြည့်နေခဲ့တယ်။ခရစ်ကသူမကိုငုံကြည့်ပြီးနောက်အနားကိုကတ်သွားခဲ့တယ်။သူ့ရင်ထဲမှာနာကျင်ချိန်တော့မရလိုက်ခင်မှာပဲအပေါ်ကကြီးမားတဲ့တန်မီးဆိုင်ကြီးတစ်ခုကပြုတ်ကျလာပြီးခရစ်စီကိုတက်တက်ကြီးကျလာခဲ့တယ်။စေဘယ်ကချက်ချင်းတုံ့ပြန်ပြီးသူ့ကိုတွန်းထုတ်လိုက်ပေမဲ့မီးဆိုင်ရဲ့အစွန်းကသူ့ရဲ့နောက်စိတ်ကိုရိုက်မိသွားခဲ့တယ်။သူမရဲ့မျက်နှာကလည်းဖြူလျော်သွားခဲ့တယ်။သူမဟာခရစ်ကိုဆွဲခေါ်သွားပြီးကားပါကင်စီကိုပြေးသွားကဆေးရုံကိုအမြန်ပို့ပေးခဲ့တယ်။အဲ့ဒီအချိန်နောက်ထပ်မီးဆိုင်တစ်ခုပြုတ်ကျလာပြီးသူ့ကိုလည်းလာမှန်ခဲ့တယ်။နာကျင်မှုကအရန်ပြင်းထန်လွန်းလို့သူတတိတောင်မေ့သွားလူနီးပါးဖြစ်သွားခဲ့တယ်။ဘေးနားမှာရှိနေတဲ့လူတစ်ယောက်ကသူ့ကိုလည်းဆေးရုံကိုပို့ပေးခဲ့တယ်။မတော်တဆမှုကမြန်မြန်ဆန်ဆန်ပဲဖြစ်သွားပြီးမြန်မြန်ဆန်ဆန်ပဲပြီးဆုံးသွားကလူအနှဲငယ်သာထိခိုက်မိခဲ့ကြတယ်။သူ့အိမ်မှာဒဏ်ရာတွေတက်တာကားစားပဲရှိသေးပေမဲ့အခုတော့ဆေးရုံကတင်ပေါ်ကိုပြန်ရောက်သွားခဲ့ပြန်တယ်။ကျွန်တော်အခန်းထဲမှာနေရာတော့မကျသေးခင်စေဘယ်ကဒေါသတကြီးဝင်လာခဲ့တယ်
သူမရဲ့မျက်နှာကမှောင်မိုက်ပြီးကြောက်စရာကောင်းနေတယ်လို့ကျွန်တော်ကိုအပိုင်းပိုင်းဆွဲဖြဲပစ်ချင်နေတဲ့ပုံစံနဲ့ကြည့်နေခဲ့တယ်။လုံခြုံရေးကင်မရာမှတ်တမ်းတွေကိုသူမပြန်ကြည့်ခဲ့ပြီလို့ Riven ကိုသူမကပြောတယ်။သူကကလက်ကဝန်ထမ်းတစ်ယောက်ကိုလာထိုးပြီး Crest အပေါ်ပြုတ်ကျအောင်တမင်တကာလုပ်ခဲ့တာမဟုတ်လားလို့ဆက်မေးလိုက်တယ်။စေဘယ်ယူနေပြီလားလို့ကျွန်တော်ကပြန်မေးလိုက်တယ်။သူကလွဲရင် Crest ကိုဘသူကအဲ့ဒီလောက်အထိတေးစေခြင်းမလဲလို့သူမကဆွဆွဲတယ်။ Riven ကိုသူမကတကယ်ကိုအထင်သေးခဲ့မိတယ်လို့လည်းဆိုတယ်။ရှာစရာဘာမှမရှိတဲ့အတွက်ပြောစရာဘာမှမရှိဘူးလို့ကျွန်တော်ကရှင်းပြတယ်။ကျွန်တော်ကိုဆွဆွဲဖို့စေဘယ်မှာအခွင့်အရေးမရှိဘူးလို့လည်းထပ်ပြောလိုက်တယ်။ဆွဆွဲတာဟုတ်မဟုတ်သူမကတယော်လိုက်တယ်။တကယ်အကျိုးဆက်တွေကိုမပြရင်သူစကားပြောမှာမဟုတ်ဘူးလို့သူမကချိန်ချောက်တယ်။ပြီးတော့သူမကဖုန်းကိုထုတ်ပြီးဖုန်းခေါ်လိုက်တယ်။လူတစ်ယောက်ကိုဖမ်းခေါ်လာဖို့လိုအပ်တယ်လို့တစ်ဖက်လူကိုသူမကအမိန့်ပေးတယ်။အဲ့ဒီလူကဖမ်းမိသားစုရဲ့ဒုတိယသား Riven ဖြစ်တယ်လို့သူမကပြောတယ်။တိုက်ခိုက်မှုနဲ့မတင်ကာလို့ဖမ်းခိုင်းတာလို့ဆိုတယ်။အခုပဲလူလွတ်ပြီးသူ့ကိုရက်အနှဲငယ်လောက်ဖမ်းချုပ်ထားဖို့သူမကဆက်ပြောတယ်။သူ့ကိုစိတ်အေးအေးထားပြီးစဉ်းစားခိုင်းဖို့အမိန့်ပေးလိုက်တယ်။ကျွန်တော်မျက်လုံးတွေပြူးကျဲသွားပြီးမယုံကြည်နိုင်လို့မျက်နှာပေါ်မှာဘာခံစားချက်မှမရှိတော့ဘူး။သူမကကျွန်တော်ကိုချုပ်နှောင်ဖို့သူမရဲ့အဆက်အသွယ်တွေကိုတကယ်အသုံးပြုနေတာဖြစ်တယ်။အဲ့ဒီပစ္စည်းကျွန်တော်ကိုပါလာမှန်တာကောဘာသဘောလဲလို့ကျွန်တော်တွေးမိတယ်။မိနစ်ပိုင်းအတွင်းမှာပဲယူနီဖောင်းဝတ်အရာရှိတွေကအခန်းထဲရောက်လာပြီးဆရာဝန်ရဲ့ကန့်ကွက်မှုနဲ့ဒဏ်ရာတွေကိုလျစ်လျူရှုကာကျွန်တော်ကိုအတင်းအဓမ္မခေါ်ဆောင်သွားကြတယ်။နောက်ရက်တွေကတော့ငရဲကျနေတယ်လို့ပါပဲ။အဲ့ဒီထဲမှာကျွန်တော်အရာအလုံးကိုတီးခံခဲ့ရတယ်။အချုပ်ခန်းထဲကတခြားလူတွေကအထူးညွှန်ကြားချက်ရထားပုံပေါက်တယ်။သူတို့ကကျွန်တော်ကိုလက်သီးတွေခြေထောက်တွေနဲ့အဆက်မပြတ်ထိုးကြိတ်ကန်ကြောက်ကြတယ်။ရက်အနှဲငယ်ကြာလို့သူတို့ကျွန်တော်ကိုလှုပ်ပေးလိုက်တဲ့အချိန်မှာတော့လူရုပ်တောင်မပေါက်တော့ပါဘူး။ခန္ဓာကိုယ်တစ်ခုလုံးကျိုးပဲ့နေပြီးအသက်တောင်ဝဝမရှူနိုင်တော့ဘူး။အဲ့ဒီနေရာကနေကျွန်တော်ကိုဆွဲထုတ်သွားတဲ့တခုတည်းသောအရာကတော့ဖုန်းထဲကစာတိုလေးတစ်စောင်ပါပဲ။ကျွန်တော်ရဲ့ဗီဇာခွင့်ပြုချက်ရပြီဆိုတဲ့အကြောင်းပါ။အိမ်ကိုအငှားကားနဲ့ပြန်လာပြီးအိတ်တွေကိုယူကာလေစိတ်ကိုသွားဖို့ပြင်ဆင်လိုက်တယ်။နိုင်ငံခြားကနေပြန်ရောက်ခါစားဖြစ်တဲ့ Dash နဲ့ကျွန်တော်တဲ့တိုးတော့တယ်။သူကအရာအလုံးကိုကြားပြီးပြေးလာခဲ့တာဖြစ်တယ်။ကျွန်တော်ကိုမြင်ချင်းမှာပဲအပြစ်ရှိစိတ်ကြောင့်သူ့မျက်နှာပြက်ယွင်းသွားတယ်။သူကတောင်းပန်လို့ကိုမဆုံးတော့ပါဘူး။ Riven ကိုအရန်အားနာတယ်လို့သူကပြောတယ်။ဒါတွေအားလုံးဟာသူ့အမားတွေပါလို့ဝန်ခံတယ်။သူ့ဝမ်းကွဲရဲ့ရီးစားဟောင်းကိုသူဘယ်တော့မှသဘောမကျခဲ့လို့ Riven ကိုပြဿနာရှာဖို့တိုက်တွန်းခဲ့မိတာလို့သူကရှင်းပြတယ်။ဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့သူဘယ်တော့မှမမျှော်လင့်ထားခဲ့ဘူးလို့ဆိုတယ်။သူမရဲ့ပထမဆုံးအချက်က Crest ဖြစ်မှန်းသူမသိခဲ့ဘူးလို့ဆက်ပြောတယ်။သိခဲ့မယ်ဆိုရင်ကျွန်တော်ကိုဒီအထက်ဘယ်တော့မှဆွဲသွင်းခဲ့မှာမဟုတ်ဘူးလို့သူကနောင်တရစွာပြောတယ်။ဒါသူ့အမှားမဟုတ်ဘူးလို့ကျွန်တော်ကပြန်နှစ်သိမ့်လိုက်တယ်။ပြီးသွားပြီလို့လည်းပြောလိုက်တယ်။အရာအလုံးကိုလွှတ်ချလိုက်ပြီလို့ဆိုတယ်။ကျွန်တော်နိုင်ငံခြားကိုထွက်ခွာတော့မယ်လို့သူ့ကိုအသိပေးလိုက်တယ်။လုံးဝပြန်မလာဖြစ်တော့တော့ဘူးလို့လည်းဆက်ပြောပြတယ်။ Dash ငြိမ်ချသွားပြီးနောက်ကျွန်တော်ကိုတားဖို့ကြိုးစားတယ်။ Riven ကိုမသွားဖို့သူကတားဆီးတယ်။ဒီမှာပဲနေဖို့လည်းသူကတောင်းဆိုတယ်။သူအမြဲတမ်းအကူအညီပေးမှဖြစ်ကြောင်းလည်းကတိပေးတယ်။သူ့စီမှာရှိတာမှန်သမျှကျွန်တော်အတွက်တဝက်ရှိတယ်လို့လည်းသူကဖြောင်းပြတယ်။ဒီနေရာမှာဆက်နေဖို့တန်တဲ့အရာဘာမှမကြံတော့ဘူးလို့ Riven ကတွေးလိုက်ပါတယ်။မထွက်ခွာခင်မှာသူဟာဒီအိမ်ကြီးကိုနောက်ဆုံးအနေနဲ့တစ်ချက်ကြည့်လိုက်ပါတယ်။အိမ်ထဲကကလေးဘဝအမှတ်တရတွေအကုန်လုံးဟာအခုဆိုရင်ဟာလွန်နဲ့သူ့ရဲ့တရားမဝင်မိန်းမနောက်ပြီးသူတို့သားလေးကအင်ရှင်တွေလိုနေရာယူထားတာနဲ့ပြည့်နှက်နေခဲ့ပါတယ်။သူဟာကြိုတင်ပြင်ဆင်ထားတဲ့ဓာတ်ဆီပုံးကိုဆွဲထုတ်လိုက်ပြီးအိမ်ဖော်ရဲ့တောင်းပန်တန်တွေကိုလျစ်လျူရှုကာအိမ်ကြီးကိုမျက်နှာသေးနဲ့စီလောင်းချလိုက်ပါတယ်။ပြီးတော့သူကမီးရှို့လိုက်ပါတယ်။မီးတောက်တွေထတောက်လာပြီးအရာအလုံးကိုဝါမျိုးသွားခဲ့ပါတယ်။သူလည်းသူ့ရဲ့နောက်ဆုံးအိတ်ကိုယူပြီးနောက်လက်မကြည့်ပဲထွက်လာခဲ့ပါတယ်။ Dash ကသူ့ကိုလေစိတ်ကိုလိုက်ပို့ပေးရင်တောင်းပန်နေခဲ့ပါတယ်။လမ်းတစ်လျှောက်လုံးမှာ Dash ဟာအမှားအတွက်သူ့ကားကိုယ်တောင်တွေကကားတွေအကုန်လုံးပေးပါမယ်လို့ကမ်းလှမ်းနေခဲ့ပါတယ်။သူကတော့ခေါင်းခါပြလိုက်ပြီးပဒင်းပေါက်ကိုသာမှီနေလိုက်ပါတယ်။ Riven လို့ခေါ်တဲ့သူဟာဘာအရေးချင်းမှမရှိဘူးဆိုရင်တောင်မှဒီရုပ်ရည်လေးတစ်ခုတည်းနဲ့တင်လုံလောက်နေပါပြီ။သူလိုချင်သမျှကနောက်တစ်ခါဆိုရင်အရင်ကထက်အမြဲတမ်းပိုကောင်းနေမှာပါ။ဟုတ်ပါတယ်။ချောမောတဲ့ Riven ဟာသူလိုချင်တာမှန်သမျှရတတ်ပါတယ်။လေစိတ်မှာတော့ Dash ကသူ့ကိုဖတ်ထားပြီးမလွတ်ပေးပါဘူး။တောင်းပန်လို့လည်းမဆုံးသေးပါဘူး။ Dash ရဲ့စေတနာကိုသူသိပါတယ်။သူ Dash ကိုအပြစ်မတင်ပါဘူး။ဒါက Dash ရဲ့အပြစ်မှမဟုတ်တာ။သူက Dash ရဲ့ကြောပြင်ကိုဖွားလေးပုတ်ပေးလိုက်ပြီးလွတ်ပေးလိုက်ပါတယ်။ပြီးတော့ပေါ့ပါပါလက်ပြနှုတ်ဆက်လိုက်ပြီးလုံခြုံရေးဂိတ်ဘက်ကိုထွက်လာခဲ့ပါတယ်။ Dash ကတော့သူ့ရဲ့ကြောပြင်လေးစင်းကြံလန်းနဲ့ပျောက်ကွယ်သွားတဲ့အထိလိုက်ကြည့်နေခဲ့ပါတယ်။ Dash ဟာအဲ့ဒီမှာအချိန်ကြာကြီးတိတ်ဆိတ်စွာရက်နေခဲ့ပြီးမှနောက်ဆုံးမှာစေဘယ်စီကိုဖုန်းခေါ်ဖို့တက်တီမွေးလိုက်ရပါတယ်။ဖုန်းအကြာကြီးမြည်နေပြီးတဲ့နောက်မှာတော့စေဘယ်ကဖုန်းကင်လိုက်ပါတယ်။ Dash ကစေဘယ်လို့ခေါ်လိုက်ပါတယ်။ Dash ရဲ့အတန်ကဆူရှနေခဲ့ပါတယ်။စေဘယ်က Crest ကိုသဘောကျနေတယ်ဆိုတာသူသိပေမဲ့စေဘယ်နဲ့ Riven ဟာ3နှစ်တောင်တွဲခဲ့ကြတယ်လို့ဆိုပါတယ်။အခုတော့ Riven ဟာအပီးတိုင်ထွက်သွားပြီလို့ဆက်ပြောပါတယ်။နှုတ်ဆက်ဖို့တောင်မလာနိုင်ဘူးလားလို့သူကမေးလိုက်ပါတယ်။တစ်ဖက်မှာတော့တိတ်ဆိတ်သွားခဲ့ပါတယ်။စက္ကန့်အနည်းငယ်အကြာမှာတော့စေဘယ်ရဲ့အတန်ထွက်ပေါ်လာပါတယ်။ဘသူထွက်သွားတာလဲလို့သူမကမေးလိုက်ပါတယ်။ Riven ထွက်သွားပြီလို့ Dash ကဖြေလိုက်ပါတယ်။ရနိုင်တဲ့အစောဆုံးလေရင်နဲ့ထွက်သွားပြီလို့သူကဆက်ပြောပါတယ်။အခြားဘသူစကားနဲ့မှသူဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူးလို့ Riven ကပြောသွားကြောင်း Dash ကရှင်းပြပါတယ်။အခုကျင်းနေပြီလားလို့ Dash ကဒေါသတကြီးမေးလိုက်ပါတယ်။ Dash ဟာအော်လူမတက်ပြောလိုက်ပြီးဖုန်းကိုချပစ်လိုက်ပါတယ်။ကြမ်းတမ်းတဲ့ဖုန်းချတန်းကြီးကတိတ်ဆိတ်မှုကိုဖြိုခွင်းသွားခဲ့ပါတယ်
စေဘယ်ဟာဖုန်းကိုနာနာကတ်ထားဆဲဖြစ်ပြီးထွက်သွားပြီးနိုင်ငံထဲကထွက်သွားပြီးဘယ်တော့မှပြန်မလာတော့ဘူးဆိုတဲ့အတွေးနဲ့လှုပ်တောင်မလှုပ်နိုင်ပဲအေးခဲသွားခဲ့ပါတယ်ဒီစကလုံးတွေဟာသူမရဲ့ခေါင်းထဲကိုထိုးနှက်ချက်တွေလိုဝင်ရောက်လာခဲ့ပါတယ်သူမဟာမျက်မှောင်ကျုပ်လိုက်ပြီးဖုန်းကိုစပွဲပေါ်ပစ်ချလိုက်ကရှေ့မှာရှိနေတဲ့အရေးကြီးတဲ့ပူပေါင်းမှုစာရွက်စာတမ်းတွေအပေါ်အာရုံစိုက်ဖို့ကြိုးစားလိုက်ပါတယ်ဒါပေမဲ့ပြည့်ကျက်နေတဲ့စာလုံးတွေနဲ့ကဏ္ဍတွေအားလုံးဟာစာမျက်နှာပေါ်မှာကတောင်းကနင်းပရွက်စိတ်တွေလိုတွားသွားနေခဲ့ပါတယ်သူမအာရုံစိုက်လို့မရခဲ့ပါဘူးသူမရဲ့စိတ်ထဲမှာ Riven ကိုသူတို့ခေါ်မသွားခင်လေးက Riven ရဲ့မျက်နှာပေါ်ကအမူအရာကိုပဲအလိုလိုပြန်တွေးမိနေခဲ့ပါတယ်အဲ့ဒီအမူအရာကြောင့်သူမဟာကနာမငြိမ်ဖြစ်လာပြီးကော်လာကိုဆွဲကာကျမ်းပြင်ကနေမျက်နှာကျက်အထိရှိတဲ့ပြတင်းပေါက်မှာတွားရက်နေလိုက်ပါတယ်သူမဟာအပြင်ကိုအကြာကြီးငေးကြည့်နေခဲ့ပြီးနောက်ရုတ်တရက်ကားတော့ကိုယူကာရုံးခန်းထဲကနေခတ်တွတ်တွတ်ထွက်လာခဲ့ပါတယ်အောက်ဆင်းတဲ့ဓာတ်လေကားထဲမှာတော့သူမဟာလေစိတ်ဒါရိုက်တာရဲ့ကိုပိုင်ဖုန်းလိုင်းကိုခေါ်လိုက်ပါတယ် Riven ဘယ်လေရင်နဲ့နိုင်ငံပြင်ပကိုထွက်သွားလဲဆိုတာစုံစမ်းပေးဖို့သူမကအမိန့်ပေးလိုက်ပါတယ်အခုတော့သူမဟာကားကိုအကြမ်းပရန်အမြန်မောင်းပြီးလေစိတ်ကိုရောက်လာတဲ့အချိန်မှာတော့ဒါရိုက်တာကသူရှာတွေ့ထားတဲ့အရာတွေကိုပေးဖို့အသင့်ဖြစ်နေပြီးစိုးရိမ်တကြီးနဲ့စောင့်နေခဲ့တယ်မစ္စတာဖန်ဟာ Paris ကိုသွားမဲ့ FX108 လေယာဉ်ပေါ်မှာပါသွားပြီလို့မစ်ရှင်ကိုသူကသတင်းပို့တယ်လေယာဉ်ကလွန်ခဲ့တဲ့မိနစ်20ခရဲကထွက်ခွာသွားပြီလို့လည်းသူကဆက်ပြောပြတယ်အဲ့ဒီစကားကြောင့်စေဘယ်လဲခြေလမ်းတွေရပ်တန့်သွားခဲ့တယ် FX108 လေယာဉ်အကြောင်းပြသထားတဲ့အေယာမလေယာဉ်ထွက်ခွာမှုပြပုတ်ကြီးကိုသူမမော့ကြည့်လိုက်တယ်အဲ့ဒီမှာအစိမ်းရောင်စာလုံး3လုံးကအေးဆက်ထင်ရှားစွာလင်းလက်နေခဲ့တယ်အဲ့ဒါကတော့ထွက်ခွာသွားပြီဆိုတဲ့စာသားလေးပဲဖြစ်တယ်လူတွေရှုပ်ထွေးပြီးစူညံနေတဲ့လေစိတ်အဆောက်အုံထဲမှာသူမဟာလှုပ်ရှားမှုမဲ့စွာရပ်နေမိတယ်သူမရဲ့ပတ်ဝန်းကျင်မှာဘာသာစကားပေါင်းစုံနဲ့ပြောဆိုတန်တွေစူညံနေတယ်ခရီးဆောင်အိပ်ဘိန်းလှိမ့်တန်တွေလည်းဖြတ်တန်းသွားနေတယ်ခရီးသည်တွေဟာလည်းရီမောပြီးစကားတွေပြောနေကြတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ဖုန်းလေးထပ်ပြီးတုံးခါလာခဲ့တယ်ဖုန်းစခရင်ပေါ်မှာ Crash ရဲ့နာမည်ပေါ်နေတယ်သူမကအသက်ကိုဖြည်းဖြည်းရှူသွင်းလိုက်ပြီးဖုန်းကိုကင်လိုက်တယ်သူကောင်းကနည်းနည်းကိုက်နေသေးကြောင်း Crash ကပြောလာတယ်သူမအလုံများနေလားဆိုပြီးသူကမေးတယ်ပြီးတော့သူမကိုလွမ်းနေကြောင်းလည်းဆက်ပြောခဲ့တယ်အရင်တုန်းကဆိုရင်တော့သူမဟာအရာအလုံးကိုချထားခဲ့ပြီးသူ့စီကိုချက်ချင်းပြေးသွားမိမှာပါပဲဒါပေမဲ့အခုချိန်မှာတော့မှောင်မိုက်နေတဲ့ကောင်းကင်ရံထဲပျောက်ကွယ်သွားတဲ့လေရင်မီးအောင်လေးကိုကြည့်ပြီးသူမငြိမ်သက်နေခဲ့တယ်နောက်ဆုံးမှာတော့သူမလာခဲ့မဲ့အကြောင်းပြန်ဖြေလိုက်တယ်အဲ့ဒီနောက်ဆေးရုံကအထူးလူနာခန်းစီကိုသူမထွက်လာခဲ့တယ် Crash ဟာခုတင်ခေါင်းရင်းကိုမှီထားပြီးဖြူဖြော့ဖြော့ဖြစ်နေခဲ့တယ်သူမဝင်လာတာကိုမြင်လိုက်ရတဲ့အခါသူ့မျက်နှာလေးလင်းလက်သွားခဲ့တယ်ဆေးဘဲကသူ့ဘေးမှာထိုင်ပြီးသူပြောသမျှကိုနားထောင်နေပေမဲ့သူမရဲ့စိတ်တွေကတခြားကိုရောက်နေတယ်သူမပုံမှန်မဟုတ်ပဲတိတ်ဆိတ်နေတာကိုသတိထားမိသွားလို့သူကဂယုတစိုက်နဲ့စမ်းသက်မေးမြန်းလာတယ်သူမအနေနဲ့ Riven အတွက်စိတ်ပူနေတာလားလို့သူကမေးတယ်အဲဒီလိုပြဿနာရှာပြီးနောက် Riven နိုင်ငံခြားထွက်သွားကြောင်းသူ့အဖေကပြောပြတယ်လို့ Crash ကရှင်းပြတယ်တကယ်တော့စိတ်ပြေလက်ပြောက်ဖြစ်အောင်ထွက်သွားတာကလည်းတိတ်တော့မစိုးဘူးလို့သူကမှတ်ချက်ချတယ် Riven ကိုအချိန်ပေးလိုက်ဖို့လဲသူကအကြံပြုတယ်နောက်ဆိုရင် Riven သဘောပေါက်လာလောက်တယ်လို့သူကဆက်ပြောပြတယ်ဒါကြောင့်သူ့အကြောင်းဆက်မပြောကြဖို့စေဘယ်ကပြောလိုက်တယ်ဒါကို Crash ကချက်ချင်းခေါင်းညိတ်သဘောတူပြီးအဲ့ဒီအကြောင်းရက်လိုက်ရလို့ခြေနဲ့သွားပုံရတယ်ဒါပေမဲ့သူမသိခဲ့တာကသူအိပ်ပျော်သွားတာနဲ့စေဘယ်ဟာသူမရဲ့ဖုန်းကိုပြန်ကောက်ကင်လိုက်တယ်ဆိုတာပါပဲသူမရဲ့လက်ချောင်းလေးတွေဟာဖုန်းစာခရင်ပေါ်မှာရွက်ဝဲနေပြီးနောက်ဆုံးတော့လက်ထောက်ဖြစ်သူနဲ့ chat box ကိုဖွင့်ကာစာရိုက်လိုက်တယ်နိုင်ငံခြားမှာ Riven ဘာတွေလုပ်နေလဲဆိုတာကိုစောင့်ကြည့်ထားဖို့သူမကအမိန့်ပေးတယ်အပတ်စဉ်အစီရင်ခံစာလုပ်ပြီးသူမစီကိုပို့ပေးဖို့လည်းမှားလိုက်တယ်ဒါပေမဲ့သူမပို့မယ်လုပ်နေတော့မှပဲရုတ်တရက်ရပ်တန့်သွားခဲ့တယ်သူမကိုသူမဘာတွေလုပ်နေတာလဲလို့မေးခွန်းထုတ်မိတယ် Riven ဆိုတာကအပျော်သဘောတသက်တာဖြစ်ခဲ့တယ်လို့တွေးလိုက်တယ်သူကဒီလောက်အထိအာယုံစိုက်နေဖို့တန်လို့လားလို့သူမကဆက်ပြီးတွေးတောနေမိတယ်အဲ့ဒီနောက်စာရီအားလုံးကိုသူမကဖျက်ပစ်လိုက်တယ် Crash နဲ့ပြန်အဆင်ပြေသွားပြီးနောက်ပိုင်းသူမရဲ့ဘဝဟာအပြင်ပန်းကြည့်ရင်တော့ပြည့်စုံနေတယ်လိုက်ဖက်ညီပြီးကြည်ကောင်းတဲ့စုံတွဲလေးဖြစ်လာခဲ့တယ်စေဘယ်ဟာချစ်သူကောင်းမလေးတစ်ယောက်လှုပ်တင်လှုပ်ထိုက်တာအားလုံးကိုလှုပ်ပေးခဲ့တယ်ညစာစားတာအလုပ်ကိစ္စနဲ့တင့်တော်တဲ့ပွဲလမ်းသဘင်တွေမှာအတူတူသွားဖြစ်ကြတယ်ဒါပေမဲ့အမှန်တရားကိုတော့စေဘယ်တစ်ယောက်တည်းသာသိနေခဲ့တယ်ပြည့်စုံနေတစ်ယောက်ထင်ရတဲ့ဒီဘဝကြီးကတကယ်တော့ဟာလာဟင်းလင်းနဲ့ထုံထိုင်းနေခဲ့တယ်ရုံးကန်ပတင်းပေါက်နားမှာအလုပ်လုပ်ရင်းနဲ့သူမရဲ့စိတ်တွေလွင့်မျောသွားခဲ့တယ်သူမအလုပ်အများဆုံးအချိန်တွေမှာ Riven ကခိုးဝင်လာပြီးနောက်ကျောဘက်ကနေဖတ်ထားတတ်တဲ့အချိန်တွေကိုပြီးတော့သူမရဲ့နရွက်လေးနားကိုတမင်တက်တက်အသက်ရှူထုတ်ပြီးသူမရဲ့အာယုံစိုက်မှုတွေကိုအကုန်ဖျက်ဆီးပစ်ခဲ့တာတွေကိုပါပြန်လည်အမှတ်ရနေမိတယ်ကိုပိုင်လေရင်ပေါ်မှာအတိဝင်လာပြီးတော့နောက်ဆုံးမှာသူကသူမကိုစောင်းနဲ့ပတ်ပြီးခေါ်ထုတ်လာခဲ့ဘူးတဲ့တင်းငယ်တဲ့ရေချိုးကန်းလေးစီကိုသူမမျက်လုံးတွေကရောက်သွားခဲ့တယ်အဲ့ဒီလိုလုပ်တဲ့အချိန်မှာသူမဟာလမ်းတစ်လျှောက်လုံးတီးတိုးညီးတွားနေခဲ့တယ်အခုမှပေါ်လာစရာအကြောင်းမရှိတဲ့ဒီမှတ်ဉဏ်တွေဟာတရေတွေလိုသူမစီရောက်လာပြီးတော့မခေါ်ဘဲဝင်လာကအချိန်တိုင်းသူမကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့တယ်လားနဲ့ချီပြီးကြိုတင်ဘုတ်ကင်လုပ်ရတဲ့သူတို့အရင်ကသွားနေကြတီးတန့်စားတောက်ဆိုင်ကိုသူမက Crash ကိုခေါ်သွားခဲ့တယ်အစားအသောက်တွေကအရသာရှိနေသေးပဲနေရာလေးကလည်းကြက်တရေရှိနေသေးပဲစေဘယ်ကတိတ်တဆိတ်စားနေပေမဲ့သူမရဲ့စိတ်တွေကသူမအာယုံလွှဲသွားခြင်းကိုစောင့်ပြီးသူမလိုချင်တဲ့ဟင်းလျာကိုအတိအကျခိုးစားတတ်တဲ့သူ့စီကိုရောက်သွားခဲ့တယ်အဲ့ဒီနောက်သူမရဲ့လက်ကိုကင်ပြီးအပူတက်တာအောင်သူမရဲ့ဖန်ခွက်ထဲကနေတိုက်ရိုက်တောက်တဲ့အထိမဆက်ဘူးလို့သူကပြောတတ်တယ်
သူမပိုင်နာတွေကသူပိုင်နာပဲလို့သူကရှက်ယွံခြင်းအလင်းမရှိပဲသူမကိုပြောခဲ့တယ်အစာစားချိန်တိုင်းဟာလုံးဝပြောင်းဆန်ပြီးအဆုံးသတ်ခဲ့ရတယ်ဒါပေမဲ့အဲ့ဒါကအသက်ဝင်နေခဲ့တယ်ဒီညစာစားပွဲကတော့ငွေခက်ရင်းနဲ့ပကံပြားထိတဲ့အတန်ကလွဲရင်အရန်ကိုတိတ်ဆိတ်လွန်းလို့အသက်ရှူကျက်စရာကောင်းနေတယ်ညဘက်မှာသူမအမြဲအိတ်နေကြကတင်ဘက်ချမ်းမှာတဝက်တစ်ပြက်အိတ်ပျော်နေပြီးတော့သူမရဲ့လက်ကဘေးဘက်ကိုအလိုလျောက်ဆန့်ထွက်သွားကနှွေးထွေးတဲ့ခန္ဓာကိုယ်တစ်ခုပေါ်ကိုကြာရောက်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒါကမှားယွင်းနေတယ်နှွေးထွေးမှုကမှားယွင်းနေတယ်အဲ့ဒီလိုတောက်ပလောင်ကျွမ်းနေတဲ့အပူချိန်မျိုးမဟုတ်ဘူးအသက်ရှူတန်ကလည်းမှားယွင်းနေတယ်ရင်းနှီးနေတဲ့သဘာဝအနှံမျိုးမရှိဘူးတိတ်ဆိတ်တဲ့အိမ်မောကြတန်တွေတောင်မှားယွင်းနေတယ်သူကဘယ်တော့မှငြိမ်ငြိမ်သက်သက်အိတ်တက်သူမဟုတ်ခဲ့ဘူးသူကိုယ်တိုင်မသိလိုက်ပဲဆောင်းတွေကိုအမြဲလူချုံတတ်တယ်နှွေးထွေးမှုကိုရှာဖွေနေတဲ့တရိတ်ဆန်လေးတစ်ကောင်လိုပဲတဝက်တစ်ပြက်အိပ်ပျော်နေပြီးတော့သူမရဲ့လက်မောင်းတွေထဲကိုတက်တက်တိုးဝင်လာတတ်တယ်စေဘဲရဲ့မျက်လုံးတွေပွင့်လာခဲ့တယ်သူမရဲ့ရင်ဘတ်ထဲမှာနှက်နေပြီးကြမ်းတမ်းတဲ့ညှင်းဆန်မှုလှိုင်းတဘိုးတစ်ခုထားကြွလာခဲ့တယ်ပထမဆုံးအကြိမ်ဖြစ်သူမက Crest ကိုဘေးဖယ်ထုတ်လိုက်ပြီးတော့ထကကတင်ပေါ်ကနေဆင်းသွားခဲ့တယ်အိတ်တော်လို့သူမကပြောလိုက်တယ်ဖြည့်ရှင်းရမယ့်အရေးပေါ်စာရွက်စာတမ်းတစ်ခုရှိတာကိုသတိရသွားလို့သူမကဆက်ပြောပြတယ်သူ့ရဲ့အံ့အားသင့်နေတဲ့တုံ့ပြန်မှုကိုမဆောင်တော့ပဲသူမကစာကြည့်ကန်းစီတန်းသွားပြီးတကားကိုပိတ်လိုက်တယ်သူမတယောက်တည်းနေဖို့လိုအပ်နေတယ်တိတ်ဆိတ်မှုကိုလိုအပ်ပြီးသူမရဲ့စိတ်ထဲမှာပိုပိုပြီးရှင်းလင်းလာနေတဲ့မျက်နှာကိုအပီးတိုင်ဖယ်ရှားပစ်ဖို့လိုအပ်နေတယ်တပတ်ကြာပြီးနောက်အရေးကြီးတဲ့စီးပွားရေးညစာစားပွဲတစ်ခုကိုစေဘဲက Crest နဲ့အတူတက်ရောက်လာခဲ့တယ်သူတို့နှစ်ယောက်ကလိုက်ဖက်တယ်လို့လူတိုင်းကပြောကြတယ်စေဘဲကတော့တညလုံးအသက်ရှူကျက်နေတယ်လို့ခံစားနေရတယ်ညစာစားပွဲမှာအလိုလိုက်ခံထားရတဲ့လူငယ်တစ်ယောက်က Crest ကိုပြဿနာရှာပြီးတမင်တက်တက်ရန်စနေခဲ့တယ် Crest လုံနိုင်တာဆိုလို့လှည့်ပြီးစေဘဲကိုကြည့်တာပဲရှိတယ်အရင်တုန်းကဆိုရင်စေဘဲကဝင်ပါခဲ့မှာပဲသူ့ရဲ့နောက်ခံကမတောင့်တင်းဘူးလို့သူမကအမြဲခံစားခဲ့ရတာကြောင့်အရာအလုံးကိုသူမကပဲထိန်းချုပ်ထားခဲ့ရတာဖြစ်တယ်ဒါပေမဲ့အခုချိန်မှာတော့သူမကသူ့ကိုတွေးနေမိတယ်အဲ့ဒီအခြေအနေမှာသာသူဖြစ်ခဲ့မယ်ဆိုရင်လှည့်ပြီးသူ့ရဲ့တောက်စရာနဲ့အဲ့ဒီလူငယ်ကိုပြန်ပက်လိုက်လောက်တယ်လို့တွေးမိတယ်အဲ့ဒီနောက်ဘာကိုမှဂယုမဆိုင်တဲ့ပုံစံနဲ့ပြောလိုက်မှာပဲလို့သူမတွေးနေခဲ့တယ်သူ့လက်ချော်သွားလို့တောင်းပန်ပါတယ်လို့သူကပြောလိုက်မယ်လို့သူမကဆက်တွေးနေတယ်အဲ့ဒီအချိန်မှာပဲကွာခြားချက်ကသူမကိုပြင်းပြင်းထန်ထန်ရိုက်ခတ်သွားခဲ့တယ်ရှန်ဂရုနဲ့မသိမြတ်တဲ့သမိုင်းကြောင်းရှိပြီးဘယ်တော့ရက်ရမလဲမသိတဲ့ပါဇက်ရှိတဲ့ရှေးဟောင်းမိသားစုကလူငယ်တယောက်ကတောက်စရာတစ်ခုနဲ့ရှောက်လာခဲ့တယ်။သူမနဲ့ Riven တို့အစင်မပြေဖြစ်ခဲ့ကြတယ်လို့ကြားကြောင်းအဲ့ဒီလူငယ်ကပြောတယ်။သူကနိုင်ငံခြားမှာအပျော်ပါးတွေနဲ့နေထိုင်နေတယ်လို့သူကဆက်ပြောတယ်။တကယ်ကိုရှက်စရာကောင်းတယ်လို့သူကလှောင်တယ်။အဲ့ဒါကဘယ်လိုမျိုးလဲဆိုတာကိုသူအမြဲတမ်းသိချင်နေခဲ့တယ်လို့ထပ်ပြောတယ်။သူစကားမဆုံးခင်မှာပဲစေဘဲကတတိပေးချက်တစ်ခုမှမပါပဲသူ့မျက်နှာကိုဖြတ်ပြီးပါတစ်ချက်ရိုက်ချလိုက်တယ်။သူကဒါကိုကြိုမမြင်ခဲ့ပါဘူး။နှာခေါင်းကသွေးတွေပန်းထွက်လာပြီးအော်ဟစ်ကကျမ်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်။အခန်းထဲကလူတွေအားလုံးမှင်သက်သွားပြီးအခုလေးတင်ဖြစ်သွားခဲ့တဲ့အရာကိုဝိုင်းကြည့်နေကြပါတယ်။စေဘဲကတော့တနာတဲ့အရေးအယောင်နည်းနည်းလေးမှမရှိပဲသူ့ကိုငုံကြည့်နေခဲ့ပါတယ်။ကိုဘသူလို့ထင်နေတာလဲလို့သူမကမေးလိုက်ပါတယ်။အဲ့ဒီနောက်ကျမ်းပြင်ပေါ်ကလူနဲ့အခန်းထဲကအံ့ဩနေကြတဲ့မျက်နှာတွေကိုလစ်လျူရှုပြီးပါဇက်ဆင်ခြင်းဖို့တတိပေးကသူမလှည့်ထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှင်သက်နေတဲ့ Crest ကိုခေါ်ပြီးတော့အပြင်ကိုထွက်သွားခဲ့ပါတယ်။အရေးကြီးတဲ့ပွဲတစ်ခုမှာအခုလိုမျိုးဒေါသကိုမထိန်းနိုင်ဖြစ်သွားတာဟာသူမဘဝမှာပထမဆုံးအချိန်ပါပဲအဲ့ဒါကလည်း Riven နဲ့ပတ်သက်ပြီးမစင်မကျင်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ဖြစ်သွားခဲ့တာပါအိမ်ပြန်တဲ့လမ်းတစ်လျှောက်ကားထဲမှာတိတ်ဆိတ်မှုတွေလွှမ်းမိုးနေပါတယ် Crest ကတုံ့လုံနေပုံရပြီးအချိန်တော်ကြာတိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့သတိထားပြီးစကားဆပြောလာခဲ့ပါတယ်အမေဖြစ်သူကဒီနေ့ထပ်ဖုံးဆက်ပြီးသူတို့ဘယ်တော့လောက်လက်ထပ်ဖို့စဉ်းစားထားလဲလို့မေးကြောင်း Crest ကစေဘဲကိုပြောပြလိုက်ပါတယ်စေဘဲကသူမရဲ့နားထင်ကိုဖိထားပြီးတော့ခံစားချက်မပါတဲ့လေသံနဲ့တုံ့ပြန်လာပါတယ်လက်ရှိမှာနေဆက်ဖြတ်ကျော်ကုမ္ပဏီပူးပေါင်းမှုအပေးယူတချို့ဟာအရေးကြီးတဲ့အဆင့်တွေမှာရောက်နေတယ်လို့သူမကဆိုပါတယ်။အခုကအလုပ်များတဲ့အချိန်ဖြစ်တယ်လို့ရှင်းပြပါတယ်။ဒါကြောင့်အဲ့ဒီကိစ္စကိုနောက်မှပဲဆွေးနွေးကြဖို့သူမကတုံ့ပြန်ခဲ့ပါတယ်။အဲ့ဒီနေ့ညနေပိုင်းမှာတော့စေဘဲဟာစာကြည့်ခန်းထဲမှာတယောက်တည်းထိုင်ပြီးသူမဖုန်းထဲကစကားဝက်ခံထားတဲ့ဓာတ်ပုံ album တစ်ခုကိုဖွင့်ကြည့်လိုက်ပါတယ်။အဲ့ဒီအထဲမှာတော့ဗီဒီယိုအတိုလေးတစ်ခုတည်းသာရှိနေခဲ့ပါတယ်။အဲ့ဒါကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကတငယ်ချင်းတွေစုဝေးခဲ့ကြတဲ့ပွဲလေးတစ်ခုကဖြစ်ပါတယ်။တယောက်ယောက်က Riven ကိုတချင်းဆိုဖို့စိန်ခေါ်ခဲ့ကြတာပါ။သူလည်းအလျှော့ပေးလိုက်ပြီးစင်ပေါ်တက်ကမိုက်ကိုကင်ပြီးတော့မြူးကြွတဲ့ပေါက်တချင်းတစ်ပုဒ်ကိုစတင်တီးဆိုခဲ့ပါတယ်။ဒီဗီဒီယိုကိုသူမဘယ်အချိန်ကလေးကတင်ထားခဲ့လဲဆိုတာတောင်စေဘဲမမှတ်မိတော့ပါဘူး။သူမတကယ်ကိုမသိခဲ့တာပါ။မျက်နှာပြင်ပေါ်ကလွတ်လပ်ပြီးတက်ကြွလန်းဆန်းကပူပင်တော့ကကင်းနေတဲ့သူ့ပုံရိပ်ကိုကြည့်ရင်သူမရဲ့လက်ရှိငြိမ်သက်နေတဲ့ဘဝနဲ့နှိုင်းယှဉ်ကြည့်နေမိပါတယ်။တစုံတစ်ခုကစေဘဲရဲ့နှလုံးသားကိုတင်းကျပ်စွာညှစ်ထားသလိုမျိုးအသက်ရှူကျက်လာစေပါတယ်။သူမဗီဒီယိုကိုအမြန်ပိတ်လိုက်ပြီးဖုန်းကိုစပွဲပေါ်မှောက်ချကရင်ဘတ်တွေနှိမ့်ချီမြင့်ချီနဲ့အသက်ရှူနေခဲ့ပါတယ်။အချိန်တွေကုန်ဆုံးသွားပြီးမကြာခင်မှာပဲ3နှစ်ဆိုတဲ့အချိန်ကိုရောက်ရှိလာခဲ့ပါတယ်။မြို့တော်ရဲ့နိုင်ငံတကာလေဆိပ်မှာပါ။စေဘဲဟာနိုင်ငံရပ်ခြားကအရေးကြီးတဲ့စီးပွားရေးခီးစဉ်ကနေပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ Crest ကလည်းသူမရဲ့စိစက်ထားသူအနေနဲ့အတူတူလိုက်ပါလာခဲ့ပါတယ်။သူတို့ရဲ့ပြန်လည်ရောက်ရှိလာမှုကတူတူတိတ်တိတ်ဖြစ်ဖို့ရည်ရွယ်ထားတာပါ။လူအုပ်ကြီးနဲ့ကင်းဝေးအောင်အရေးကြီးပုံကိုယ်တွေသွားတဲ့ရှောက်လန်းကနေသွားခဲ့ကြပေမဲ့သူတို့ထွက်လာတဲ့အချိန်မှာပဲစူညံတန်တွေကသူတို့ကိုရိုက်ခတ်လာခဲ့ပါတယ်။ဆိုက်ရောက်ခန်းမတစ်ခုလုံးမှာလည်း
လူတွေပြည့်ကျက်နေခဲ့ပါတယ်။ရာနဲ့ချီတဲ့လူငယ်တွေဟာတောက်ပနေတဲ့ဆိုင်းဘုတ်တွေပန်းတွေနဲ့စာတန်းတွေကိုကင်ဆောင်ထားပြီးတော့နာမည်တစ်ခုတည်းကိုပဲမိုးချင်းတန်လိုကျဲလောင်စွာအော်ဟစ်နေကြပါတယ်။ Riven ဆိုတဲ့နာမည်ကိုပါ Riven ဆိုပြီးတော့ပါသူတို့အားလုံး Riven ဆိုပြီးအော်ဟစ်နေခဲ့ကြတာပါ။စူညံတန်တွေကအရန်ကျဲလုံးလို့အမိုးပွင့်ထွက်သွားတော့မယ့်အတိုင်းခံစားရစေပါတယ်။တာမန်ခီးသည်တွေလည်းခြေလမ်းတွေရက်တန့်သွားကြပြီးအဲ့ဒါဘသူလဲလို့လှည့်ကြည့်ကတီတိုမေးမြန်းနေကြပါတယ်။ဘာတွေဖြစ်နေတာလဲလို့တယောက်နဲ့တယောက်ဆက်စုနေကြပြီးတကယ်မသိတာလားလို့အန်အော်တကြီးတုံ့ပြန်နေခဲ့ကြပါတယ်။သူက Riven ဖြစ်ပါတယ်။သူဟာလက်ရှိဖျော်ဖြေရေးလောကမှာနာမည်အကြီးဆုံးသူတစ်ယောက်ပါ။လွန်ခဲ့တဲ့3နှစ်ကတည်းကပွဲဥထွက်ခဲ့တာဖြစ်ပါတယ်။လူတွေကိုအလွယ်တကူဆွဲဆောင်နိုင်တဲ့ရုပ်ရည်ရှိပြီးရုပ်ရှင်ဖန်သားပြင်ပေါ်မှာဇက်ကောင်ထောင်ပေါင်းများစွာကိုပြည်ပြင်းစွာတရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။စေဘယ်က Riven ရဲ့နာမည်ကိုကြားလိုက်ရတဲ့အချိန်မှာပဲသူမရဲ့ခြေလမ်းတွေဟာအလိုအလျောက်ရက်တန့်သွားခဲ့ပါတယ်။သူမရဲ့မျက်လုံးတွေကစူညံတန်တွေနဲ့လူအုပ်ကြီးကြည့်နေတဲ့ဘက်ကိုလိုက်ကြည့်လိုက်ပြီးဇင်းကြံတစ်ဖက်ကတိုင်မှာချိတ်ဆွဲထားတဲ့အေယာမကြော်ညာဆိုင်းပုတ်ကြီးစီမှာရက်တန့်သွားခဲ့ပါတယ်။သူမကအေယာမပိုစတာကြီးကိုစိုက်ကြည့်ရင်အဲ့ဒီနေရာမှာတင်ရုပ်တုတစ်ခုလိုရက်နေခဲ့ပါတယ်။သူမရဲ့ပတ်ဝန်းကျင်ကခမ်းမတစ်ခုလုံးရဲ့စူညံတန်တွေတဖြည်းဖြည်းတိတ်ဆိတ်သွားပြီးနောက်ဆုံးမှာတော့ကျဲတဝင်းလိုတောက်ပနေတဲ့သူ့ရဲ့ပုံရိပ်လေးသာကဘာကြီးမှာကြံရစ်နေတယ်လို့ခံစားလိုက်ရပါတယ်။ Crash လည်းအဲ့ဒါကိုမြင်သွားပြီးစေဘယ်ရဲ့လက်ကိုအလိုလိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်တယ်။စေဘယ်ဟုတ်ပါရဲ့လားလို့သူကမေးတယ်။ဟိုမှာ Riven ပဲလို့သူကဆက်ပြောတယ်။သူနိုင်ငံခြားသွားပြီးဖျော်ဖြေရေးလောကထဲရောက်သွားတယ်လို့ကြားခဲ့ရကြောင်းသူကဆိုတယ်။သခင်လေးတယောက်ရဲ့ပြည့်စုံတဲ့ဘဝကိုဆွန့်လွတ်ပြီးဇက်သပင်လောကမှာအချိန်ဖြုံးနေတာလို့သူကပြောတယ်။သူ့လေတံမှာတမင်တကာနှိမ့်ချပြောဆိုခြင်းတဲ့သဘောမျိုးပါနေတယ်။ဒါပေမဲ့စေဘယ်ကတော့အဲ့ဒါကိုကြားပုံမရပါဘူး။သူမကဒီ3နှစ်လုံးလုံးသိနေခဲ့တာပါ။သူမကသူ့ကိုတစ်ချိန်4000ဆက်သွယ်ပြီးမရှာခဲ့ပေမဲ့သူ့သတင်းတွေကတော့သူမစီရောက်လာခဲ့တယ်။သူအမြင့်ဆုံးနေရာကနေပွဲထွက်လာတာနဲ့သူရိုက်တဲ့ဇက်ကားတိုင်းကဝေဖန်ရေးဆရာတွေချီးကျူးခံရပြီးဝင်ငွေကောင်းခဲ့တာတွေကိုသူမသိတယ်။သူမရေတွက်လို့မရနိုင်လောက်အောင်စုကြီးတွေအများကြီးရခဲ့တယ်ဆိုတာကိုပါသိထားခဲ့တယ်။သူမကလက်ထောက်ဖြစ်သူကိုတောင်သူရိုက်ခဲ့သမျှဇက်ကားတွေနဲ့သူကြော်ညာပေးခဲ့တဲ့ကုံအမှတ်တစိမ့်တွေကပိုစတာတွေကိုလျှို့ဝှက်ဝယ်ခိုင်းခဲ့တယ်။ပြီးတော့အဲ့ဒါတွေအားလုံးကိုစာကြည့်ကန်းတွေကအလုံးကြုံဆုံးအန်ဆွဲထဲမှာတင်ထားခဲ့တယ်။သူမကသူ့စီသွားဖို့သူမကိုသူမခွင့်မပြုခဲ့တာပါ။အဲ့ဒီနောက်မှာတော့သူမရဲ့အကြည့်တွေကလူအုပ်ကြီးကိုဖျက်ကျော်ပြီးပုံမှန်ဆိုက်ရောက်စင်းကြံကနေထွက်လာတဲ့သူစီရောက်သွားတယ်။အဲ့ဒီလူရဲ့ဘေးမှာတော့တက်တော်ဆောင်တွေနဲ့လက်ထောက်တွေကအနီးကပ်ဝန်းရံထားကြတယ်။ပိုစတာတွေထဲကထက်အပြင်မှာပိုပြီးဆွဲဆောင်မှုရှိတယ်ဆိုတာကိုတစ်ချက်ကြည့်လိုက်တာနဲ့တင်သူမသိလိုက်တယ်။စေဘယ်ကသူ့ကိုလူအုပ်ကြီးကြားထဲကနေကြည့်နေချိန်မှာပဲအမျိုးသမီးတစ်ယောက်ကပရိသတ်တွေကြားထဲကနေတဟဟရေမောပြီးရုတ်တရက်ထွက်လာတယ်။သူမကအီကွေဒေါနှင်းစီပန်းအကြီးကြီးတစ်စီးကိုလည်းပိုက်ထားသေးတယ်။သူမကတော့ရှန်မိသားစုကဆိုပဲဖြစ်တယ်။ဆိုကသူ့ရဲ့လက်ဆွဲအိတ်ကိုအตาအရာယူလိုက်ပြီးသူ့နာနာကက်ကတခုခုတီးတိုးပြောလိုက်တဲ့အခါသူတကယ်ကိုကြဲကြဲလောင်လောင်ရီမောလိုက်တယ်။ဒီမြင်ကွင်းကိုကြည့်ပြီးစေဘယ်ရဲ့မျက်နှာအမူအရာတခုခုပြည့်ယွင်းသွားတယ်။သူမနဘေးကလေထုကအရန်အေးဆက်သွားတာကြောင့် Crash တောင်တုန်တက်သွားတယ်။လူအုပ်ကြီးကသူတို့ကိုကားပါကင်ထဲအထိလိုက်ပို့ပေးကြတယ်။တိုက်ဆိုင်စွာနဲ့ပဲစေဘယ်ရဲ့ကားကသူ့အဖွဲ့ရဲ့လင်ကန်ကားရှည်ကြီးဘေးမှာကက်ရက်လျက်ရပ်ထားတယ်။ဆိုးကပြုံးပြီးသူ့အတွက်ကားတကားဖွင့်ပေးနေတာကိုစေဘယ်စောင့်ကြည့်နေတယ်။သူကားထဲဝင်ကနီးမှာပဲတခုခုကြောင့်ရက်တန့်သွားတယ်။သူလှည့်ကြည့်လိုက်တော့စေဘယ်နဲ့အကြည့်ချင်းစုံသွားတယ်။သူရင်ရင်ကြေးကြေးခေါင်းညိတ်ပြလိုက်တယ်။စေဘယ်ကဘာလို့ဒီရောက်နေတာလဲလို့သူတွေးလိုက်တယ်။ဒါပေမဲ့သူ့ပြဿနာမဟုတ်ဘူးလို့ပဲသူဆက်တွေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲစေဘယ်ရဲ့နှလုံးသားကလဲချောင်းထဲအထိခုန်ထွက်မတက်ဖြစ်သွားတယ်။သူမရဲ့သွေးခုန်တန်ကိုတောင်သူမပြန်ကြားနေရတယ်။ဒါပေမဲ့သူ့မျက်လုံးတွေထဲမှာသစိမ်းတစ်ယောက်လိုပြန်ကြည့်နေတာကိုမြင်လိုက်ရတာကြောင့်နောက်တစ်စက္ကန့်မှာပဲအရာအလုံးတိတ်ဆိတ်သွားတယ်။ Riven ကသူ့ကိုမှတ်မိသွားတဲ့တာမန်ပရိသတ်တစ်ယောက်ကိုအတိမှတ်ပြုတဲ့အနေနဲ့စေဘယ်ဘက်ကိုခေါင်းလေးပဲစောင်းပြလိုက်တယ်။ပြီးတော့သူကလုံးဝဂယုမဆိုင်တဲ့ပုံစံနဲ့တခြားကိုအကြည့်လွှဲသွားတယ်။သူကတစ်စက္ကန့်လေးတောင်မတုံဆိုင်ပဲကားထဲဝင်သွားတယ်။အဲ့ဒီအချိန်မှာပဲဆိုကစေဘယ်ကိုသတိထားမိသွားတယ်။သူမကကားတကားကိုဆွဲပိတ်လိုက်ပြီးပဒင်းပေါက်ကနေစေဘယ်ဘက်ကိုမျက်ခုံးတစ်ဖက်ပင်းပြကနှက်ခမ်းမဲ့ပြီးမဲ့ပြုံးပြလိုက်တယ်။အဲ့ဒီနောက်မှာတော့အနက်ရောင်လင်ကန်ကားရှည်ကြီးကလေစိတ်ကားပါကင်ထွက်ပေါက်ကနေပျောက်ကွယ်သွားတယ်။ဒီအရာအလုံးကိုစောင့်ကြည့်ရင်စေဘယ်ကနေရာမှာတင်အေးခဲပြီးရက်နေမိတယ်။ Crash ကသူ့မဘေးကနေသူ့မနာမည်ကိုအချိန်ချင်းခေါ်နေပေမဲ့သူ့မတခုံးမှမကြားပါဘူး။သူ့မနားထဲမှာတော့တိုးညင်းပြီးတည်ငြိမ်တဲ့အတန်တစ်ခုပဲမြည်နေပြီးအတွေးတစ်ခုတည်းကိုပဲထက်ခါတလဲလဲတွေးနေမိတယ်။သူမကိုမြင်ရက်နဲ့သူမသိချင်အောင်ဆောင်သွားခဲ့တယ်လို့သူမတွေးနေမိတာပါ။ဟိုတယ်အခန်းစီပြန်ရောက်တဲ့အခါစေဘယ်ကဆိုဖာပေါ်ကိုလေးလံစွာလှဲချလိုက်တယ်။သူမ10မိနစ်၄တောင်အိတ်မပျော်ခဲ့ပါဘူး။လေစိတ်ကမြင်ကွင်းတွေကသူမစိတ်ထဲမှာထက်ခါတလဲလဲပေါ်လာနေတယ်။ Riven ကသူမကိုအေးမပါတဲ့သူတယောက်လိုကြည့်သွားတဲ့အကြည့်တွေကိုရောပေါ့။ Riven နဲ့ဆိုတို့ကြားကရင်းနှီးမှုတွေနဲ့ဆိုထွက်သွားကန်ဒီမှာပြုံးပြသွားတဲ့မဲ့ပြုံးတွေကိုလည်းသူမမြင်ရောက်နေတယ်။အသေးစိတ်အချက်လက်တိုင်းကအစိတ်လူးထားတဲ့အတချောင်းနဲ့သူမအသားကိုထိုးဆိုင်နေတယ်လို့ပါပဲ။အခုမှပဲ Riven ကသူမကိုကြည့်တဲ့အကြည့်တွေကိုသူမမခံစားနိုင်ဘူးဆိုတာကိုသဘောပေါက်သွားပါတယ်။ပြီးတော့သူ့ဘေးမှာတခြားမိန်းမတစ်ယောက်ရက်နေတာကိုလည်းသူမလုံးဝမခံစားနိုင်ပါဘူး။သူမတွေးလေလေပို့ပြီးတော့စိတ်ရှုပ်ထွေးလာလေလေဖြစ်လာပါတယ်။သူမချက်ချင်းထားရက်လိုက်ပြီးမီနီဘားစီလျှောက်သွားကပြင်းတဲ့အရက်တစ်ခွက်ကိုငှဲ့လိုက်ပါတယ်။အဲ့ဒီနောက်တကြိုက်ထဲမော့တောက်လိုက်ပါတယ်။ပြီးတဲ့အခါမှာတော့သူမရဲ့ဖုန်းကိုကောက်ကင်လိုက်ပါတယ်။
သူမရဲ့လက်ထောက်စီဖုံးဆက်လိုက်ပါတယ်။ဂျင်းပေးမှရှိတဲ့ Riven ရဲ့နေရာတွေလိပ်စာနဲ့နောက်အပတ်အတွက်သူ့ရဲ့လှုပ်ရှားမှုတိုင်းကိုသိကျင်တယ်လို့သူမကအမိန့်ပေးလိုက်ပါတယ်။ပြီးတော့ဆိုကရောပြီးခဲ့တဲ့3နှစ်တာကာလအတွင်းဘာတွေလုပ်နေခဲ့လဲဆိုတာကိုပါမေးလိုက်ပါတယ်။ Riven အတွက်သူမကဘယ်လိုလူမျိုးလဲဆိုတာသိကျင်ကြောင်းဆက်ပြောပါတယ်။အစီရင်ခံစာအပြည့်စုံလိုချင်တယ်လို့လည်းတောင်းဆိုလိုက်ပါတယ်။ညံလေးကောင်းနေပဲလို့သူမကထပ်ပြောပါတယ်။အဲ့ဒီလိုနဲ့အမိန့်ပေးလိုက်ပါတယ်။သေဘဲကအခန်းထဲမှာခောက်တုံခောက်ပြန်လမ်းလျှောက်ရင်းစောင့်နေခဲ့ပါတယ်။မိနစ်တိုင်းဟာ1နာရီလောက်ကြာနေတယ်လို့ခံစားနေရပါတယ်။နာရီအနည်းငယ်ကြာတဲ့အခါမှာတော့သူမရဲ့လက်ထောက်ကအစီရင်ခံစာအပြည့်စုံနဲ့ပြန်ဆက်လာပါတယ်။ Riven ရဲ့လိပ်စာနဲ့အချိန်စရာတွေကိုအပြည့်စုံသိလိုက်ရပေမဲ့ဆိုနဲ့ပတ်သက်တဲ့အချက်လက်တွေကတော့စေဘဲကိုပိုပြီးစိတ်သက်သာသွားစေပါတယ်။ဆိုဟာတထေးမျိုးရိုးကလာတာဖြစ်ပြီးသူမကိုယ်တိုင်ကလည်းထက်မြက်သူတစ်ယောက်ဖြစ်ပါတယ်။လွန်ခဲ့တဲ့3နှစ်က Riven နိုင်ငံကထွက်သွားတဲ့အချိန်မှာသူမကလည်းသူမရဲ့အရာအလုံးကိုဥရောပစီတိတ်တဆိတ်ရွှေ့ပြောင်းခဲ့ပြီး Paris မှာအခြေချခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့နောက်ွယ်ကနေလှုပ်ရှားရင်း Riven အတွက်လမ်းခင်းပေးခဲ့ပါတယ်။ Riven Fashion လောကထဲဝင်ရောက်လာဖို့နဲ့ရုပ်ရှင်လောကမှာနေရာတစ်ခုရလာဖို့အတွက်သူမရဲ့အဆက်အသွယ်တွေနဲ့အရင်းမြစ်တွေကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။အဲ့ဒီ3နှစ်တာကာလတစ်လျှောက်လုံးသူမဟာသူ့ဘေးကနေတခါမှထွက်မသွားခဲ့ပါဘူး။တိတ်ဆိတ်ပြီးအမြဲတမ်းစောင့်ရှောက်ပေးနေသူတစ်ယောက်ဖြစ်ပါတယ်။သူတို့ရဲ့တန်ရောစင်ကညင်းလို့မရနိုင်ပါဘူး။အများမြင်မှာတော့သူတို့ဟာရင်းနှီးတဲ့တငယ်ချင်းတွေလို့လူသိများကြပါတယ်။အဲ့ဒီထက်ပိုသွားသလားဆိုတာကိုတော့ဘယ်သူမှတက်အပ်မပြောနိုင်ကြပါဘူး။တငယ်ချင်းတွေတဲ့လားဆိုပြီးစေဘဲကအေးဆက်ဆက်ရီမောလိုက်ပါတယ်။ပြီးတော့သူမဖုန်းချလိုက်ပါတယ်။ယောက်ျားလေးနဲ့မိန်းကလေးကတငယ်ချင်းတက်တက်ပဲဖြစ်ရအောင်မဖြစ်နိုင်ဘူးလို့သူမကတွေးလိုက်ပါတယ်။ဆိုဘာလို့ခြင်းလဲဆိုတာကိုသူမတေးသေးချာချာမြင်နိုင်ပါတယ်။ပြီးတော့ Riven ကတော့ဘယ်လိုလုပ်ပြီးအဲ့ဒီလိုလူမျိုးကိုသူ့အနာဒီလောက်ထိကတ်ခွင့်ပေးထားရတာလဲလို့သူမကမကြေမနက်ဖြစ်သွားပါတယ်။ပြင်းထန်တဲ့ရန်လိုမှုတစ်ခုကသူမကိုလွှမ်းမိုးသွားခဲ့ပါတယ်။အရင်ကတခါမှမခံစားဘူးတဲ့ချိန်ချောက်မှုမျိုးကိုခံစားလိုက်ရပါတယ်။သူမဘဝမှာပထမဆုံးအကြိမ်အနေနဲ့စေဘဲဟာဆိုးဆိုတဲ့နာမည်အပေါ်ရုပ်ဆိုးတဲ့ခံစားချက်မျိုးဖြစ်ပေါ်လာခဲ့ပါတယ်။သူမ Riven ကိုတွေးဖို့လိုအပ်နေပါပြီ။သူ့ကိုမျက်နှာချင်းဆိုင်ပြီးဆိုကသူ့အတွက်တကယ်တမ်းဘယ်လိုလူမျိုးလဲဆိုတာကိုမေးကြည့်ဖို့လိုအပ်နေပါတယ်။ကံကောင်းထောက်မှစွာနဲ့ပဲတပတ်အကြာမှာအခွင့်အရေးရောက်လာခဲ့ပါတယ်။ Riven ဟာထိတ်တန်း fashion show ပွဲတစ်ခုရဲ့ပါတီကိုတက်ရောက်မယ်လို့သူမရဲ့လက်ထောက်ကသတင်းပို့လာပါတယ်။စေဘဲလည်းဖိတ်စာရဖို့အတွက်ချက်ချင်းပဲအဆက်အသွယ်တွေကိုအသုံးပြုလိုက်ပါတယ်။ပွဲကိုတမိုင်းဝင်ကိုပိုင်ခြံဝင်းတစ်ခုမှာကျင်းပတာဖြစ်ပါတယ်။စေဘဲအထဲကိုဝင်ချင်းမှာပဲသူမရဲ့မျက်လုံးတွေက Riven ကိုရှာတွေ့သွားပါတယ်။သူဟာနိုင်ငံတကာကကြော်ကြားတဲ့ဒါရိုက်တာတွေထုတ်လုပ်သူတွေနဲ့စကားပြောဆိုနေပြီးပြင်သစ်လိုရောအင်္ဂလိပ်လိုပါလွယ်လွယ်ကူကူပြောင်းလဲပြောဆိုနေပါတယ်။စေဘဲကဖန်ကွက်ကိုကင်ထားရင်လူအုပ်ကြားထဲကနေသူ့ကိုစောင့်ကြည့်နေပါတယ်။သူမစောင့်နေခဲ့ပါတယ်။ Riven ရဲ့စွမ်းအင်တွေကျဆင်းလာတာကိုမြင်တဲ့အချိန်ဥယျာဉ်ကိုလှမ်းမြင်ရတဲ့ဝရန်တာဘက်ကိုသူတယောက်တည်းထွက်သွားတဲ့အထိသူမစောင့်နေခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ဘသူအာယုံကိုမှမဖမ်းစားပဲသူမနောက်ကနေလိုက်သွားခဲ့ပါတယ်။ဝရန်တာပေါ်မှာတော့ညဘက်လေတူးကအေးမြနေပါတယ်။ Riven ကလက်ရန်ကိုမှီပြီးအဝေးကရေကန်ကိုငေးကြည့်နေပါတယ်။စေဘဲကနောက်ကနေချင်းကပ်သွားပြီးအသက်ပြင်းပြင်းရှူလိုက်ကသူမရင်ထဲကမုန်တိုင်းကိုဖိနှိပ်ထားပေမဲ့ထွက်လာတဲ့စကားတွေကတော့တင်းမာနေစေဖြစ်ပါတယ်။သူနဲ့ဆိုကြမှာဘာတွေဖြစ်နေတာလဲဆိုတာကိုသူမကမေးလိုက်ပါတယ်။ Riven ကသူမအဲ့ဒီမှာရှိနေတာကိုအံ့ဩမနေခဲ့ပါဘူး။သူကလှဲ့တောင်မကြည့်ခဲ့ပါဘူး။အမ်မာရှန်ပဲမတွေ့ရတာကြာပြီလို့သူကပြောလိုက်ပါတယ်။သူဘသူနဲ့ဘာလို့သူမကိုအစီရင်ခံစရာမလိုဘူးလို့သူကဆက်ပြောပါတယ်။ Mission ဆိုတဲ့အခေါ်အဝေါ်နဲ့အဲ့ဒီနောက်ကအေးဆက်မှုတွေကြောင့်စေဘဲကအသက်ရှူကျက်သွားတယ်လို့ခံစားလိုက်ရပါတယ်။သူမကအနားကိုတိုးသွားပြီးသူ့လက်ကိုဆွဲကင်လိုက်ပါတယ်။သူ3နှစ်လောက်ထွက်သွားပြီးတဲ့နောက်မှာအကဲဖြတ်နိုင်စွမ်းတွေလုံးဝပျောက်ဆုံးသွားပြီလို့သူမကအပြစ်တင်ပါတယ်။ဆိုကဘယ်လိုလူမျိုးလဲဆိုတာကိုသူအသိဆုံးဖြစ်တယ်လို့သူမကဆက်ပြောပါတယ်။ဆိုကသူမထက်တောင်ပိုပြီးကစားတက်သေးတယ်လို့ဆိုပါတယ်။ဆိုကသူ့ကိုဘာတွေများပေးနိုင်မှာလဲလို့သူမကမေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ Riven ကနောက်ဆုံးမှလှည့်ကြည့်လာခဲ့ပါတယ်။သူကသူမကိုတီးငိမ်ပြီးအေးဆေးတဲ့အာနာပါပါအကြည့်နဲ့ငုံကြည့်လိုက်ပါတယ်။ Mission အနေနဲ့ဒီလိုပြောဖို့အခြေအနေမပေးဘူးလို့သူကတုံ့ပြန်လိုက်ပါတယ်။ဆိုကကစားတက်တယ်လို့သူမကပြောခဲ့တာကိုသူကထောက်ပြပါတယ်။သူကိုယ်တိုင်လည်းဂျင်းဘေးလူမှုအတိုင်းဝိုင်းမှာနာမည်ကြီးပလေးပွိုင်တစ်ယောက်ဖြစ်ခဲ့တာကရည်စရာကောင်းတယ်လို့သူကဆိုပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကလိုက်ဖက်တယ်လို့သူကဆက်ပြောပါတယ်။ဒါအပြင်ဆိုကသူ့အပေါ်ထားတဲ့ခံစားချက်တွေကိုတခါမှဖုံးကွယ်မထားခဲ့ဘူးလို့သူကရှင်းပြပါတယ်။သူ့အတွက်ဘယ်တော့မှတကယ်မဖြစ်တည်ခဲ့တဲ့တချို့လူတွေနဲ့မတူပဲဆိုကသူ့ရဲ့ရွေးချယ်မှုတိုင်းနဲ့စီးမြင်တိုင်းကိုလေးစားတယ်လို့သူကနှိုင်းယှဉ်ပြပါတယ်။စမ်းကြည့်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့တခြားသူတယောက်ရဲ့ဘဝကို3နှစ်တိတိအချိန်ဖြုံးခဲ့တဲ့သူမလို့မဟုတ်ဘူးလို့သူကထိုးနှက်လိုက်ပါတယ်။စေဘဲအနေနဲ့ဘသူကပိုဆိုးတယ်လို့ထင်လဲလို့သူကမေးခွန်းထုတ်လိုက်ပါတယ်။ဒီစကားတွေကမျက်နှာကိုဖျက်ရိုက်လိုက်တယ်လို့မျိုးပြင်းထန်လွန်းနေခဲ့ပါတယ်။စေဘဲရဲ့မျက်နှာကဖြူလျော်သွားခဲ့ပါတယ်။သူမကပါဇက်ဟလိုက်ပေမဲ့ဘာမှပြောစရာမရှိဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအတန်တန်ဝင်လာခဲ့ပါတယ်။သူဘယ်ရောက်သွားလဲလို့တွေးနေခဲ့တာဖြစ်ပြီးအခုတော့သူတို့နဲ့မသက်ဆိုင်တဲ့သူတယောက်နဲ့အတူရှိနေတာပဲလို့ဆိုကဝင်ပြောပါတယ်။ဆိုကရှောက်လာပြီး Riven ရဲ့လက်မောင်းကိုတဘာဝကြကြချိတ်လိုက်ပါတယ်။ Mission ကိုမတွေ့ရတာကြာပြီလို့သူမကနှုတ်ဆက်ပါတယ်။ဒါကဘာလဲလို့သူမကမေးလိုက်ပါတယ်။သူမရဲ့ချစ်သူနဲ့စကားနည်းနည်းပြောနေတာလားလို့သူမကဆက်မေးပါတယ်။အခြေအနေကနည်းနည်းတင်းမာနေပုံရတယ်လို့ဆိုကမှတ်ချက်ချပါတယ်။ချစ်သူဆိုတဲ့စကားလုံးက
စေဘယ်ရဲ့ခေါင်းကိုထိုးလိုက်တယ်လို့ခံစားလိုက်ရပါတယ်။သူမရဲ့တငယ်အိမ်တွေကကျုံသွားခဲ့ပါတယ်။သူမက Ravency ကိုချက်ချင်းအကြည့်ရွှေ့လိုက်ပြီးညင်းဆိုပေးဖို့တိတ်ဆိတ်စွာတောင်းဆိုနေခဲ့ပါတယ်။မျက်မှောင်ကျုပ်ပြရင်တော့လုံလောက်ပေမဲ့ Raven ကစေဘယ်ဘက်ကိုလှည့်မကြည့်ပဲဆိုဘက်ကိုသာခေါင်းနဲ့ကသူမစကားကိုအတီးပြုတ်ပေးခဲ့ပါတယ်။ဆိုကစေဘယ်ရဲ့တုံ့ပြန်မှုတိုင်းကိုကြည့်ရင်ပြုံးလိုက်ပါတယ်။သူမနဲ့ Raven တို့အရင်ကပတ်သက်ခဲ့ဘူးတယ်လို့ကြားပေမဲ့အခုတော့အဲ့ဒါကအတိတ်ဖြစ်သွားပြီလို့ဆိုကပြောပါတယ်။ Raven မှာသူမရှိနေပြီလို့ဆိုကအခိုင်အမာပြောလိုက်ပါတယ်။သူအဆင်ပြေနေတာမို့လို့ဒုက္ခမခံပါနဲ့တော့လို့သူမကတောင်းဆိုလိုက်ပါတယ်။သူမကခဏရက်လိုက်ပြီးစေဘယ်ရဲ့အနောက်ဘက်ကလွတ်နေတဲ့နေရာစီကိုရည်ရွယ်ချက်ရှိရှိကြည့်လိုက်ပါတယ်။စကားဆက်မိလို့ဒီည Chris ဘယ်မှာလဲလို့သူမကမေးလိုက်ပါတယ်။သူ့ကိုခေါ်မလာခဲ့ဘူးလားလို့သူမကဆက်မေးပါတယ်။ဒါဆိုရင် mission ကဒီကိုဘာလာလောက်တာလဲလို့သူမကမေးခွန်းထုတ်ပါတယ်။တခြားကိစ္စလေးတွေရှိနေလို့လားလို့ဆိုကခနဲ့လိုက်ပါတယ်။ Chris တနာစရာပဲလို့သူမကလှောင်ပြောင်လိုက်ပါတယ်။စေဘယ်စကားတခွန်းမှမပြောနိုင်ခင်မှာပဲဆိုက Raven ကိုဆွဲပြီးထွက်သွားခဲ့ပါတယ်။စေဘယ်ကသူတို့ရှင်တွဲထွက်သွားတာကိုရက်ကြည့်နေရင်သူမရဲ့လက်တွေကိုဆုပ်ထားမိပါတယ်။နှလုံးသားတစ်ခုလုံးဆွဲဆုပ်ခံရတယ်ဆိုတာဘာလဲဆိုတာကိုသူမပထမဆုံးအကြိမ်ခံစားလိုက်ရပါတယ်။ပါတီပြီးတဲ့နောက်မှာတော့စေဘယ်ကအိမ်ကိုအန်ဒီရယ်များတဲ့တိတ်ဆိတ်မှုမျိုးနဲ့ပြန်ရောက်လာခဲ့ပါတယ်။ Chris ကဒါကိုချက်ချင်းရိပ်မိသွားပြီးပိုပြီးဂယုတစိုက်နဲ့နူးညံ့တဲ့စကားတွေပြောကအခြေအနေကိုပြေလည်အောင်စူးစမ်းနေခဲ့ပါတယ်။အဲ့ဒီညနေမှာတော့သူကသူမစီကိုနွားနို့နွေနွေတစ်ခွက်ယူလာပေးပြီးအခန်းထဲကိုဝင်လာခဲ့ပါတယ်။စေဘယ်တယောက်မကြသေးခင်ကပင်ပန်းနေခဲ့တယ်လို့ Chris ကပြောတယ်။သူမရဲ့ခေါင်းကိုနှိမ့်နေပေးရမလားလို့သူကမေးတယ်။သူတို့ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကိုမှတ်မိလားလို့လည်းမေးလိုက်တယ်။တစ်ပင်ပေါ်မှာပိတ်မိနေတဲ့ကြောင်လေးတစ်ကောင်ကိုကဲဖို့တစ်ပင်ပေါ်တက်ရင်လှေကားပေါ်ကနေပြုတ်ကျမလို့ဖြစ်ခဲ့ဘူးတယ်လို့သူကဆက်ပြောတယ်။သူမကသူ့ကိုကူညီပေးပြီးတဲ့နောက်မှာသူတို့တွဲဖြစ်သွားခဲ့တယ်လို့အမှတ်ရနေခဲ့။အဲ့ဒီအချိန်တုန်းကလည်းအခုလိုမျိုးခေါင်းနှိမ့်နေပေးလေးရှိတယ်လို့ဆိုတယ်။ဒီလိုနှိပ်ပေးတာကိုကောင်းတယ်လို့သူမအမြဲတမ်းပြောလို့ရှိကြောင်းသူကပြောတယ်။သူကသူတို့စတင်ခဲ့တဲ့အမှတ်တရတွေနဲ့သူမကိုပြန်ဆွဲဆောင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒါပေမဲ့စေဘယ်ကပိုနားထောင်လေးမျက်မှောင်ကျုပ်တာပိုတိတာလာလေးဖြစ်လာခဲ့တယ်။ဘာကြောင့်မှန်တေချာမရှင်းပြတတ်ပေမဲ့လည်းသူမကအဲ့ဒီလိုဖြစ်နေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲအမှတ်တရတစ်ခုကခေါင်းထဲပေါ်လာခဲ့ပါတယ်။လွန်ခဲ့တဲ့အချိန်ကြာကြီးက fan group အိမ်တော်ကအစေခံအိုကြီးတယောက် Chris အကြောင်းကိုတီးတိုးပြောခဲ့တဲ့အရာပါ။ Chris ဟာကလေးဘဝတွေကတရိတ်ဆန်တွေကိုမနစ်သက်ခဲ့ပဲအိမ်နီးချင်းရဲ့အကြောင်းကိုတိတ်တဆိတ်တက်ပစ်ခဲ့ဘူးတယ်လို့ဆိုပါတယ်။ပြီးတော့ Chris နဲ့ပတ်သက်ပြီး Raven တခါကလှောင်ပြောင်ပြီးပြက်ပြက်သားသားပြောခဲ့ဘူးတာကိုသူမမှတ်မိသွားခဲ့တယ်။အဲ့ဒီတုန်းကတော့ Raven ပြဿနာရှာနေတာလို့ထင်ပြီးသူမကအမြဲတမ်းလျစ်လျူရှုထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့သူမသဘောပေါက်သွားခဲ့ပါပြီ။သူမကတိတ်ဆိတ်စွာပဲလက်ကိုလှမ်းပြီး Chris ရဲ့လက်ကိုဖယ်ရှားလိုက်ပါတယ်။အဆင်ပြေပါတယ်လို့သူမကပြောလိုက်တယ်။သူမတယောက်တည်းနေချင်တယ်လို့ဆက်ပြောလိုက်ပါတယ်။ Chris ကတော့ဘာမှဆက်လုပ်စရာမရှိတော့ပါဘူး။သူကထပ်ပြီးတော့လည်းအတင်းအကျပ်မလုပ်ရဲခဲ့ပါဘူး။အဲ့ဒါကြောင့်သူလည်းတိတ်တဆိတ်ပဲအပြင်ကိုထွက်သွားခဲ့ပါတယ်။ရက်အနှဲငယ်ကြာပြီးတဲ့နောက်မှာတော့စေဘဲရဲ့အရေးချင်းရှိတဲ့လက်ထောက်ဟာဇာတိကနေပို့လိုက်တဲ့ဖိုင်ဟောင်းတွေကိုစီစစ်နေရင်းနဲ့တခုခုကိုတွေ့သွားခဲ့ပါတယ်။အဲ့ဒါကတော့နှစ်ပေါင်းများစွာတမင်သက်သက်ဖျောက်ဖျက်ခံထားရတဲ့စုံစမ်းစစ်ဆေးရေးအစီရင်ခံစာမိတ္တူတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီအစီရင်ခံစာက Raven ရဲ့မိခင်ကိုတိတ်ဆုံးစေခဲ့တဲ့ကားအက်ဆီဒင့်နဲ့ပတ်သက်နေတာပါ။ကားတိုက်မှုကရိုးရှင်းတဲ့မတော်တဆမှုမဟုတ်ဘူးလို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။အဲ့ဒီဖြစ်ရပ်ဟာတမင်သက်သက်စီစဉ်ထားတာဖြစ်ပြီးတော့အကျိုးမြတ်အများဆုံးရမယ့်သူကအဲ့ဒီဖြစ်ရပ်ပြီးချင်းမှာပဲအာဏာရလာပြီး fan group ကိုထိန်းချုပ်လိုက်တဲ့ဟာလွန်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲ fan group ထဲမှာစေဘယ်ထည့်ထားတဲ့သတင်းပေးတစ်ယောက်စီကနေအရေးတကြီး message တစ်ခုရောက်လာခဲ့ပါတယ်။ fan group ဟာအခွန်လွတ်ကြီးတစ်ခုဖြစ်နေပြီလို့ဆိုပါတယ်။မကြာသေးမီနှစ်တွေအတွင်းမှာဟာလန်ဟာငွေကြေးပမာဏအမြောက်အများကိုခိုးယူခဲ့ပြီးရှုပ်ထွေးတဲ့ပြည်ပလွှဲပြောင်းမှုတွေကနေတဆင့်ပိုင်ဆိုင်မှုတွေကိုဖုံးကွယ်ထားခဲ့တယ်လို့ဖော်ပြထားတယ်။ပြီးတော့သားမိဖြစ်တဲ့ Chris နဲ့ Vera တို့ကလည်းဒီအကြောင်းကိုသိုံတင်မကပဲအပြည့်အဝပါဝင်ပတ်သက်နေခဲ့ကြတာဖြစ်ပါတယ်။ fan group ဟာအကျွေးတွေနစ်မွန်းနေပြီးပြိုလဲလူဆဲဆဲအခြေအနေကိုရောက်နေခဲ့ပါပြီ။ဒါပေမဲ့စေဘယ်ကိုမြေပြင်ပြိုကျသွားသလိုမျိုးတုန်လှုပ်သွားစေခဲ့တာကတော့နောက်ထပ်ဖြစ်လာမယ့်အရာပဲဖြစ်ပါတယ်။အဲ့ဒါကတော့လျှို့ဝှက်အတန်ဖန်ထားတဲ့မှတ်တမ်းတစ်ခုပါ။တငယ်ချင်းလို့ခေါ်တဲ့သူတယောက်နဲ့ဖုန်းပြောနေတဲ့ Chris ရဲ့အတန်ကိုဖမ်းယူထားတာဖြစ်ပါတယ်။အဲ့ဒီတုန်းကသူကတမင်သက်သက်လှေကားပေါ်ကနေခုန်ချခဲ့တာလို့ Chris ကဝန်ခံထားတယ်။ကြောင်ကယ်တဲ့ကိစ္စကလည်းအတူရောင်လုပ်ထားတာလို့သူကပြောခဲ့ပါတယ်။စေဘယ်ကသူ့ကိုတတိထားမိဖို့လိုအပ်ခဲ့တယ်လို့သူကရှင်းပြတယ်။စေဘလိုအမျိုးသမီးတွေကဒီလိုမျိုးအရာတွေကိုအမြဲတမ်းယုံကြည်လွယ်တယ်လို့သူကပြောပြခဲ့ပါတယ်။ပန်းချန်တွေကဖြစ်ရက်ကိုလည်းသူပဲဖန်တီးခဲ့တာဖြစ်ကြောင်းဆက်ပြောခဲ့တယ်။စေဘယ်အပြင်ထွက်လာတော့မယ်ဆိုတာသူသိလို့အချိန်ကိုက်တွက်ပြီးသူမရဲ့လမ်းကြောင်းတွေကိုဝင်လျှောက်ခဲ့တာလို့ဆိုပါတယ်။ကလပ်မာတော့ကမိတိုင်ကိစ္စကိုလည်းတယောက်ယောက်ကိုပတ်စံပေးပြီးဖြုတ်ခိုင်းခဲ့တာလို့သူကပြောတယ်။သူကပိုပြင်းပြင်းထန်ထန်အထိနာကျင်ခဲ့ပေမဲ့လည်းပုတ်တိုက်မိုံပဲဖြစ်သွားခဲ့တယ်လို့ဆက်ပြောပြတယ်။ဒါပေမဲ့လည်းအလုတ်ဖြစ်သွားခဲ့တယ်လို့သူကအောင်ပွဲခံခဲ့ပါတယ်။ Raven ကတော့သူ့ကိုယ်သူဘာကောင်မှတ်နေလို့သူနဲ့လာရှင်ရဲတာလဲလို့သူကလှောင်ပြောင်ခဲ့တယ်။စေဘဲရဲ့နှလုံးသားကအမြဲတမ်းသူ့အပိုင်ပဲလို့ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့ပါတယ်။လှဲ့ကွက်ငယ်လေးတစ်ခုနဲ့တင်သူမကအရာအလုံးကိုယုံကြည်သွားခဲ့တယ်လို့သူကပြောဆိုခဲ့ပါတယ်။ Raven ကိုတောင်ရက်အတော်ကြာအောင်ပိတ်လောင်ထားခဲ့တာဖြစ်ပါတယ်။အခုချိန်မှသာစေဘဲတယောက်အမှန်တရားကိုမြင်တွေ့သွားခဲ့တာပါ။သူမရဲ့ဘဝတသက်တာအချစ်လို့ထင်ခဲ့သူဟာ
အစကတည်းကလိန်ညာမှုတစ်ခုသာဖြစ်နေခဲ့ပါတယ်။ Riven အပေါ်သူမပေးခဲ့တဲ့ဒဏ်ရာတိုင်းဟာလည်းအဲ့ဒီလိန်ညာမှုတွေအပေါ်မှာအခြေခံနေခဲ့တာပါ။သူမဟာဒီသားမီးနှစ်ယောက်ရဲ့ခြေလမ်းတိုင်းမှာရုပ်သေးရုပ်လိုကစားခံခဲ့ရတဲ့အယူမှုတစ်ယောက်ဖြစ်နေခဲ့ပါတယ်။စေဘယ်ရဲ့ခြေထောက်တွေလည်းခွေကျသွားခဲ့ပါတယ်။သူမဟာကျမ်းပြင်ပေါ်ကိုပုံကျသွားခဲ့ပြီးမျက်နှာတစ်ခုလုံးလည်းဖြူဖက်ဖြူရောဖြစ်နေခဲ့ပါတယ်။သူမကချက်ချင်းပဲ Crest ကိုအခန်းထဲကိုခေါ်ခိုင်းလိုက်ပါတယ်။အထောက်ထားတွေကိုသူ့ရှေ့ကိုပစ်ချလိုက်တဲ့အခါမှာတော့သူကအစပိုင်းမှာညှင်းဆိုဖို့စူးစမ်းခဲ့ပေမဲ့ခိုင်လုံတဲ့တပ်တွေတွေနဲ့စေဘယ်ရဲ့ပြင်းထန်တဲ့ဒေါသတွေကိုရင်ဆိုင်လိုက်ရပါတယ်။သူ့ရဲ့ခုခံမှုတွေလည်းပြိုကွဲသွားခဲ့ပါတယ်။သူဟာကျမ်းပြင်ပေါ်ကိုလဲကျသွားခဲ့ပြီးအရာအလုံးကိုဝန်ခံလိုက်ပါတော့တယ်။သူကစေဘယ်ကိုအယမ်းချစ်လွန်းလို့ဒီလိုလုပ်ခဲ့တာပါလို့ပြောပါတယ်။ Riven ကိုမနာလိုဖြစ်ခဲ့တာလို့ဆိုပါတယ်။သူမကိုသူ့အပေါ်ပို့ပြီးဂရုစိုက်စေခြင်းခဲ့ရုံပါလို့ဆက်ပြောပါတယ်။သူတောင်းပန်ပါတယ်လို့လည်းပြောလိုက်ပါတယ်။သူမှားသွားခဲ့တာပါလို့လည်းဝန်ခံပါတယ်။သူမှားမှန်းသူသိပါတယ်လို့ဆက်ပြီးဝန်ခံပါတယ်။သူ့ကိုနောက်ထပ်အခွင့်အရေးတစ်ခါလောက်ပေးပါလို့တောင်းဆိုလိုက်ပါတယ်။စေဘယ်ဟာရုံမာပြီးအပူတပြင်းဖြစ်နေတဲ့ Crest ကိုစိုက်ကြည့်နေခဲ့ပါတယ်။သူမဟာဘာဂယုနာမှမဖြစ်မိပဲယွန်ရှာမှုတွေကိုသာခံစားနေရပါတယ်။အဲ့ဒီအချိန်မှာပဲ Riven ရဲ့မျက်နှာဟာသူမရဲ့စိတ်ထဲမှာပေါ်လာခဲ့ပါတယ်။ရုတ်တရက်အလိုလိုပေါ်လာခဲ့တာပါ။သူ့ရဲ့အနှိမ့်ကျဆုံးအချိန်တွေနဲ့အဆိုးရွားဆုံးနာကျင်မှုတွေကြားမှာတော့ Riven ဟာဘယ်တော့မှမတောင်းပန်ခဲ့သလိုဘယ်တော့မှလည်းမတွားသွားခဲ့ပါဘူး။ဒီအချိန်မှာတော့အရာအလုံးကရှင်းလင်းသွားခဲ့ပါတယ်။သူမရဲ့နှလုံးသားကိုလှုပ်ရှားစေခဲ့သူဟာဘယ်တော့မှ Crest မဟုတ်ခဲ့ပါဘူး။ဒါဟာပထမဆုံးအချစ်ဆိုတဲ့တိဆောက်ထားတဲ့အတူရောင်တစ်ခုသာဖြစ်ပါတယ်။အမြဲတမ်းရှင်းလင်းပြီးရှင်သန်နေတဲ့အစစ်အမှန်သာဖြစ်နေခဲ့ပါတယ်။သူမကသူ့ကိုဖျက်ဆီးပစ်ခဲ့တဲ့နောက်ပိုင်းမှာတော့သူ့မှာရှိတဲ့အရာအလုံးကိုပေးခဲ့တဲ့ Riven သာဖြစ်ပါတယ်။ Crest အပေါ်ခံစားရတယ်လို့သူမကိုသူမပြောခဲ့တာတွေအားလုံးဟာကိုလှည့်စားမှုတစ်ခုသာဖြစ်နေခဲ့ပါတယ်။အခုအမှန်တရားတွေပေါ်လာတဲ့အချိန်မှာတော့စေဘယ်ဟာရက်ဆက်တဲ့ထိရောက်မှုတွေနဲ့လှုပ်ရှားပါတော့တယ်။သူမကဟာလွန်ကိုတခိုးယူထားတဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုချက်ချင်းပြန်ပေးဖို့အမိန့်ပေးလိုက်ပါတယ်။ပြီးတဲ့အခါမှာတော့သူမရဲ့အဆက်အသွယ်တွေကိုသုံးပြီး Crest နဲ့ Vera တို့ရဲ့ပြစ်မှုအထောက်အထားတွေကိုအာဏာပိုင်တွေစီလွှဲပြောင်းပေးလိုက်ပါတယ်။သူမဟာ Crest နဲ့ပတ်သက်မှုတွေကိုအပီးတိုင်အမြဲတမ်းဖျက်တောက်လိုက်ပြီးဘယ်အချိတ်အဆက်ကိုမှတုံဆိုင်မနေပဲဖျက်တောက်ပစ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုလုပ်ပြီးသွားတဲ့အချိန်မှာသူမခံစားရတာကတက်တာရမှုမဟုတ်ပါဘူး။ဗလာကျင်းမှုတစ်ခုသာဖြစ်ပါတယ်။သူမက Riven ကိုသူမအယမ်းနာကျင်ရတယ်လို့ပြောပါတယ်။သူဘယ်မှာလဲလို့လည်းမေးလိုက်ပါတယ်။သူမသူ့ကိုတွေးဖို့လိုတယ်လို့ဆက်ပြောပါတယ်။သူမကိုခွင့်လွှတ်ပေးဖို့အခွင့်အရေးအနည်းငယ်လေးရှိနေရင်တော့သူမသူ့ရဲ့ခွင့်လွှတ်မှုကိုလိုချင်တယ်လို့လည်းတောင်းဆိုလိုက်ပါတယ်။သူမရဲ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်စေဘယ်ဟာဂုံတိတ်ခါနဲ့မာနတွေအားလုံးကိုဘေးဖယ်ထားလိုက်ပါတယ်။သူမဟာလက်ထောက်ဖြစ်သူရှာဖွေထားတဲ့ဗီလာစီကိုတွားပြီးတော့အပြင်ဘက်မှာစောင့်နေခဲ့ပါတယ်။ညနေ9 နာရီအချိန်မှာတော့သူမဟာတေးတက်တဲ့စက်ကူအိတ်လေးတစ်လုံးကိုကင်ပြီးအဲ့ဒီမှာရပ်နေခဲ့ပါတယ်။အဲ့ဒီအထဲမှာတော့ Riven အရင်ကအရန်ကြိုက်ခဲ့တဲ့နာမည်ကြီးမုတ်တိုက်တစ်ခုကအထူးကိတ်မုတ်တစ်ခုပါလာခဲ့ပါတယ်။ Riven ကအထူးသဖြင့်သူ့စိတ်အခြေအနေမကောင်းတဲ့အချိန်တွေမှာအချိုတဲစရာတွေကိုဘလောက်တောင်သဘောကျခဲ့လဲဆိုတာသူမမှတ်မိနေခဲ့လို့ပါ။အချိုတစ်ခုခုကိုတကိုက်လောက်စားလိုက်တာနဲ့သူ့စီကတင်းမာမှုတွေဘလို့ရော့ကျသွားလဲဆိုတာကိုသူမသိနေခဲ့ပါတယ်။ဒါပေမဲ့သူမဟာအဲ့ဒီကားထဲမှာတညလုံးမျက်လုံးတွေနီရဲလာတဲ့အထိဟာလာဟင်းလင်းနဲ့နွမ်းနယ်လာတဲ့အထိမိုးလင်းလာတဲ့အထိစောင့်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ရင်းနှီးနေတဲ့အားကစားကားတစ်စီးဟာဗီလာဂိတ်ဝါမှာလာရက်သွားခဲ့ပါတယ်။ Riven ဟာကားမောင်းသူနေရာကနေဆင်းလာပြီးတော့ခရီးတဲ့နေရာကိုသွားကဆိုအတွက်တကားဖွင့်ပေးလိုက်ပါတယ်။ဆိုလေးဟာလက်လှမ်းပြီးသူ့ရဲ့သပင်တွေကိုဖွာလိုက်ကစကားတခွန်းပြောလိုက်တဲ့အခါမှာတော့ Riven ကိုနှွေးထွေးပြီးအကာအကွယ်မဲ့စွာရီမောသွားစေခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းကစေဘယ်ရဲ့ရင်ထဲကိုတဲ့တဲ့ဝင်ရောက်ခုတ်ထစ်သွားပါတော့တယ်။သူမကကားတကားကိုတွန်းဖွင့်ပြီးသူတို့စီရှောက်သွားတယ်။ Riven နဲ့စကားပြောလို့ရမလားလို့သူမကလှမ်းမေးတယ်။ Riven လည်းသူမအတန်ကြောင့်လှည့်ကြည့်လိုက်တယ်။ဘသူလဲဆိုတာမြင်လိုက်တဲ့အခါသူ့မျက်မှောင်တွေချက်ချင်းကျုံသွားတယ်။ Mission ဒီကိုဘာလာလောက်တာလဲလို့ Riven ကမေးတယ်။သူတို့ကြားမှာပြောစရာဘာမှမရှိဘူးလို့လည်းဆက်ပြောတယ်။စေဘယ်ကရှေ့ကိုခြေတလန်းတိုးပြီးတက်သေးပြဖို့ဖုန်းကိုကြပြထုတ်လိုက်တယ်။သူမစကားကိုနားထောင်ပေးဖို့ Riven ကိုတောင်းဆိုတယ်။ Crest နဲ့သူ့မိသားစုလုပ်ခဲ့တာတွေအကုန်လုံးသူမစုံစမ်းပြီးသွားပြီလို့ဆိုတယ်။သူမ Riven အပေါ်အထင်လွဲခဲ့မိတယ်လို့ဝန်ခံတယ်။ဥယျာဉ်ထဲကကိစ္စကလပ်ကမီးစင်ထားတဲ့ကိစ္စနဲ့ Riven အမေရဲ့မတော်တဆမှုတွေဟာတိုက်ဆိုင်မှုတွေမဟုတ်ဘူးဆိုတာကိုသူမသိသွားပြီလို့ရှင်းပြတယ်။အဲ့ဒါတွေအကုန်လုံးသူတို့လုပ်ခဲ့တာလို့ပြောတယ်။သူမမျက်စိကန်းခဲ့တာပါလို့ဝမ်းနည်းစွာနဲ့ဆိုတယ်။သူမအယမ်းမိုက်မဲခဲ့တယ်လို့လည်းဆက်ပြောတယ်။သူတို့လှည့်စားတာကိုသူမခံလိုက်ရတယ်လို့နောင်တရစွာနဲ့ဆိုတယ်။ဒါပေမဲ့သူမစကားမဆုံးခင်မှာပဲ Riven ကလက်ကပြလိုက်တယ်။ဒါကြောင့်စေဘယ်လည်းငြိမ်ကျသွားတယ်။အခုအမှန်တရားပေါ်လာပြီဆိုတော့ဘာဆက်လုပ်ချင်သေးလဲလို့ Riven ကမေးလိုက်တယ်။သူမအမှန်တိုင်းသိသွားပြီဖြစ်လို့အတူတူပြန်နေကြရအောင်လို့သူကမျက်ရည်တွေနဲ့ပြေးလာပြီးပြောမယ်လို့ထင်နေသလားလို့မေးတယ်။စေဘယ်ရဲ့တောင်းပန်မှုတွေနောင်တရတာတွေကသူ့အတွက်ဘာအတိတ်ပဲမှမရှိတော့ဘူးလို့ဆိုတယ်။အရာအလုံးကပျက်စီးသွားခဲ့ပြီလို့သူကဆက်ပြောတယ်။သူမကအမိုက်တစလို့စွန့်ပစ်ခဲ့လို့ခံစားခဲ့ရတဲ့အဆက်ကွဲမှုတွေနဲ့အချုပ်ခန်းထဲမှာသူ့လက်ကောက်ဝစ်ကျိုးသွားခဲ့ရတဲ့နာကျင်မှုတွေဟာသူမတောင်းပန်ယုံတက်သေးလာပြယုံနဲ့ပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ဒေါသတကြီးနဲ့ပြောတယ်။စကားပြောရင်းနဲ့ Riven အကြည့်တွေကသူမလက်ထဲကစက်ကူအိတ်စီရောက်သွားတယ်။ပြီးတော့သူကဟာတာကင်းမဲ့တဲ့ရေမောတန်တစ်ခုထွက်လာတယ်။သူ့အကြိုက်ဆုံးမုတ်တိုက်ကိုသူမမှတ်မိနေသေးတာပဲလို့လှောင်တယ်။ Mission အရန်စူးစမ်းထားတာပဲလို့လည်းပြောတယ်
ကဘာတစ်ဖက်ချမ်းကနေလေရင်နဲ့တောင်တဲလာခဲ့တာလားလို့မေးလိုက်တယ်ပြီးတော့သူကမျက်လုံးကိုမော့ပြီးသွေးဆုပ်သွားတဲ့သူမမျက်နှာကိုတဲ့တဲ့ကြည့်လိုက်တယ်ဒါပေမဲ့သူအချိုတွေမစားတော့ဘူးလို့ Riven ကအေးဆက်စွာပြောတယ်အရန်ချိုအီလွန်းလို့ပါလို့လည်းအကြောင်းပြတယ်အဲ့ဒီလိုပြောပြီးတာနဲ့ Riven ကလှည့်ပြီးတော့ဆိုနောက်ကိုလိုက်သွားတယ်လေးလံနဲ့တစ်သားတကားကြီးပိတ်သွားပြီးတော့စေဘဲအပြင်မှာကြံရစ်ခဲ့တယ်သူမဟာအဲ့ဒီနေရာမှာတိတ်ဆိတ်စွာနဲ့မလုံမရှက်ရက်နေခဲ့တယ်သူမလက်ထဲကအိတ်ကလည်းမယုံနိုင်လောက်အောင်လေးလံနေတယ်လို့ခံစားရတယ်ဘီလာထဲမှာတော့ Riven ကအေးဆက်နေတဲ့တကားကိုမှီပြီးကျမ်းပြင်ပေါ်ကိုဖြည်းဖြည်းချင်းရှော့ချလိုက်တယ်သူမနာကျင်တယ်လို့ဟန်ဆောင်လို့မရခဲ့ဘူးသူ့ရင်ဘတ်ထဲမှာနာကျင်မှုတွေကြံနေသေးပေမဲ့တက်တာရမှုနဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုသာသူအများဆုံးခံစားနေရတယ်လွှတ်ချလိုက်ရတာသူထင်ထားသလောက်မခက်ခဲခဲ့ဘူးဆိုကသူ့ဘေးမှာဝင်ထိုင်ပြီးသူ့ကိုညင်သာစွာဖတ်ထားပေးတယ် Riven ဘေးမှာသူမရှိနေပါတယ်လို့ဆိုကနှစ်သိမ့်ပေးတယ်သူ့မှာသူမရှိသေးတယ်လို့လည်းပြောတယ်အရာအလုံးပြီးဆုံးသွားပြီလို့သူမကဆက်ပြောတယ်အရာအလုံးပြီးဆုံးသွားပြီလို့ Riven ကလည်းပြန်ဖြေတယ်အပြင်ဘက်မှာတော့မိုးတွေပိုသေးလာတယ်စေဘဲကတော့မိုးထဲမှာလမ်းပြောင်းနေတယ်လို့ရက်နေရင်သူမအတွက်နောက်တစ်ချိန်ထပ်မပွင့်လာတော့မဲ့ပဒင်းပေါက်ကိုမော့ကြည့်နေတယ်သူမရဲ့မျက်လုံးတွေကလည်းဟာလာဟင်းလင်းဖြစ်နေတယ်သူမဆုံးရှုံးသွားရတဲ့အရာကထာဝရပျောက်ကွယ်သွားပြီဆိုတာကိုသူမသိနေပါတယ်နောက်ဆုံးမှာအိမ်ပြန်ရောက်တဲ့အခါစေဘဲဟာအခန်းထဲမှာရက်ပေါင်းများစွာပုန်းနေခဲ့ပြီးဘသူနဲ့မှတွေ့ဖို့ညှင်းဆန်ကအလုပ်တွေကိုလည်းမလုပ်ဘဲကောင်းကင်ကိုသာငေးကြည့်နေခဲ့ပါတယ် Riven ရဲ့စကားတွေကသူမနားထဲမှာပဲ့တင်ထပ်နေခဲ့ပါတယ်အဲ့ဒါတွေကသူ့အတွက်ဘာအဓိပ္ပာယ်မှမရှိဘူးလို့ Riven ကပြောခဲ့တာပါသူမကိုသစိမ်းတယောက်လိုကြည့်သွားတဲ့သူ့ရဲ့အကြည့်တွေကိုသူမခေါင်းထဲကနေဖျောက်ဖျက်လို့မရနိုင်ခဲ့ပါဘူးဒီအခြေအနေကိုသူမလက်မခံနိုင်ဖြစ်နေပါတယ် Riven ကသူ့ဘဝထဲကနေသူမကိုထုတ်ပယ်လိုက်တာဒါမှမဟုတ်သူ့ဘေးမှာအခြားမိန်းမတစ်ယောက်ရှိနေတာကိုသူမလက်မခံနိုင်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီလိုပထမဆုံးအကြိမ်ကြာရှုံးမှုကသူမကိုတတိဝင်စေမဲ့အစားပို့ပြီးတော့နှက်ဆိုင်တဲ့လွှမ်းမိုးခြင်းစိတ်နဲ့ပိုင်ဆိုင်ခြင်းစိတ်တွေကိုသာသူမရဲ့အယိုးထဲထိအောင်နှိုးဆွပေးလိုက်တယ်လို့ဖြစ်သွားပါတယ်စေဘဲဖြစ်တဲ့သူမဟာလိုချင်တာကိုမရတာမျိုးတစ်ခါမှမရှိခဲ့ဘူးလို့သူမကတွေးနေခဲ့ပါတယ် Riven အခုတော့သူမရှင်းရှင်းလင်းလင်းမြင်သွားပြီလို့ဆိုပါတယ်သူမစီကိုမဖြစ်မနေပြန်လာရမယ်လို့သူမကတေးမှတ်ထားပါတယ်ယူသလူမတက်အတွေးတစ်ခုကသူမရဲ့စိတ်ထဲမှာအမြင့်တွယ်လာပါတော့တယ် Riven အနေနဲ့သူမကိုမဖြစ်မနေရင်ဆိုင်ရမယ့်အခြေအနေတစ်ခုကိုသူမဖန်တီးဖို့လိုအပ်နေခဲ့ပါတယ်သူမကို Riven အလိုရှိလာမယ့်အခြေအနေမျိုးဖြစ်ပါတယ်သူမကဖုန်းကိုကောက်ကင်ပြီးသူမရဲ့လက်ထောက်အကြီးအကဲစီကိုခေါ်လိုက်ပါတယ်သူတို့မှာရှိတဲ့အရင်းမြစ်တွေအကုန်သုံးဖို့သူမကအမိန့်ပေးလိုက်ပါတယ် Riven ရဲ့အရေးကြီးဆုံးစီးပွားရေးအလုပ်ကဘာလဲဆိုတာကိုစုံစမ်းပြီးဘာပဲဖြစ်ဖြစ်သူမဝင်ပါမယ်လို့ဆက်ပြောပါတယ်သူမရဲ့လက်ထောက်ကတော်တော်လေးမြန်ဆန်လာပါတယ်သတင်းအချက်လက်တွေကချက်ချင်းဆိုသလိုပြန်ရောက်လာခဲ့ပါတယ် Riven ရဲ့အဖွဲ့ဟာကမ္ဘာလုံးဆိုင်ရာအမှတ်တစိတ်တန်တမန်စာချုပ်အတွက်နှစ်တရာတက်တန်းရှိဇိမ်ခံအမှတ်တစိတ်တစ်ခုနဲ့နောက်ဆုံးအဆင့်ဆွေးနွေးနေကြတာပါသူတို့တွေဟာအရေးပါတဲ့နောက်ဆုံးအဆင့်ကိုရောက်နေခဲ့ကြပါတယ်စေဘဲရဲ့မျက်လုံးတွေကအယောင်လက်သွားပါတော့တယ်သူမကရှန်ဂရုနာမည်နဲ့အဲ့ဒီအမှတ်တစိတ်ရုံးချုပ်စီကိုပူးပေါင်းလှုပ်ဆောင်ဖို့အဆိုပြုလွှာချက်ချင်းပေးပို့လိုက်ပါတယ်အဲ့ဒီသဘောတူညီချက်ကသူမအတွက်အမျက်ထက်အရှုံးကပိုများနေခဲ့ပါတယ်ဒါပေမဲ့ Riven ကိုတန်တမန်အဖြစ်ခန့်အပ်မဲ့ကိစ္စကိုရွှေ့ဆိုင်ပေးရမယ်ဆိုတဲ့စီကံချက်တစ်ခုပါဝင်နေခဲ့ပါတယ်အထူးသဖြင့်အာရှဈေးကွက်မှာရှန်ဂရုရဲ့ဩဇာလွှမ်းမိုးမှုကိုတော့ငင်းဆိုစရာမရှိပါဘူးဒီလိုအရေးပါတဲ့ကမ်းလှမ်းမှုနဲ့ရင်ဆိုင်ရချိန်မှာတော့အမှတ်တစိတ်ရဲ့ခေါင်းဆောင်ပိုင်းဟာသူမမျှော်လင့်ထားတဲ့အတိုင်းပဲရင်းရိုင်သွားခဲ့ပါတယ်နောက်နေ့မှာပြုလုပ်ဖို့စီစဉ်ထားတဲ့နိုင်ငံရခြားဗီဒီယိုကွန်ဖရင့်စာချုပ်ချုပ်ဆိုပွဲကိုထပ်မံအကဲဖြတ်ဖို့အတွက်ရွှေ့ဆိုင်းလိုက်ပါတယ်ဒီသတင်းက Riven ရဲ့အဖွဲ့အစည်းကိုရောက်သွားတဲ့အခါအခြေအနေတွေကချက်ချင်းကိုတင်းမာသွားပါတော့တယ်သူ့မန်နေဂျာရဲ့မျက်နှာဟာစိုးရိမ်မှုတွေနဲ့တင်းမာသွားပြီး Riven ကိုလှည့်ကြည့်လိုက်ပါတယ် Riven ကတော့မှန်ရှိမှမတ်တက်ရရင်ရိုက်ကူးရမယ့်ဇက်ဝင်ခန်းတစ်ခုအတွက်စာသားတွေကိုလေ့ကျင့်နေခဲ့ပါတယ်သူကသတင်းကိုကြားတဲ့အခါမှာတော့မျက်နှာကခန်းစားချက်မဲ့သွားပါတယ်ဒါကစေဘဲရဲ့ပုံစံအတိုင်းပဲဆိုတာသိချနေခဲ့ပါတယ်သူမကသူ့ကိုအတင်းအကျပ်အရှုံးပေးလာစေချင်တာဖြစ်ပါတယ်ဆိုကတော့ဆိုဖာပေါ်မှာပြင်းရီပြင်းတွဲလှဲလျောင်းရင်းသူမရဲ့ဖုန်းကိုကြည့်နေခဲ့ပါတယ်ဒါပေမဲ့ဒီသတင်းကိုကြားလိုက်ရတဲ့အချိန်မှာပဲဖုန်းကိုချထားပြီး Riven ရဲ့ဘေးမှာလာရက်လိုက်ပါတယ်သူမရှိနေလို့စိတ်အေးထားဖို့ဆိုကအားပေးစကားပြောပါတယ်စေဘဲရဲ့ဩဇာလွှမ်းမိုးမှုကဒီလောက်အထိပဲရနိုင်မှာလို့သူမကဆက်ပြောခဲ့ပါတယ်နိုင်ငံရခြားဗီဒီယိုကွန်ဖရင့်ကိုအချိန်ပြန်လဲသတ်မှတ်လိုက်တဲ့အခါမှာတော့အမှတ်တစိတ်ရဲ့အစည်းအဝေးခန်းမတွေကမျက်နှာပြင်ကြီးမှာပြတင်းပေါက်လေးတွေတစ်ခုပြီးတစ်ခုလင်းလာပါတော့တယ် Riven ပြီးတော့ဆိုရဲ့အဖွဲ့နဲ့စေဘဲတို့ဖြစ်ပါတယ်အစည်းအဝေးစတင်ပါတော့တယ်အမတ်တစိတ်ရဲ့ CEO ကရှန်ဂရုကအဆိုပြုထားတဲ့ပိုပြီးမဟာဗျူဟာကျတဲ့ပူးပေါင်းဆောင်ရွက်မှုကိုရည်ညွှန်းပြီးစကားလုံးတွေကိုတတိထားရွေးချယ်ပြောဆိုနေပါတယ်သူ့စကားတွေရဲ့နောက်ွယ်ကတုံဆိုင်မှုတွေကတိတာထင်ရှားနေခဲ့ပါတယ်စေဘဲကတော့အခြေအနေကိုအခွင့်ကောင်းယူလိုက်ပါတယ်ရှန်ဂရုအနေနဲ့သူတို့အမတ်တစိတ်ရဲ့အနာဂတ်အပေါ်အရန်ကိုယုံကြည်မှုရှိတယ်လို့သူမကစတင်ပြောဆိုလိုက်ပါတယ်ဒီပူးပေါင်းဆောင်ရွက်မှုကနှစ်ဖက်စလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ကြောင်းသူမကဆက်ပြောပါတယ်တန်တမန်ရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ဆိုပြီးသူမကစကားဆလိုက်ပါတယ်အဲ့ဒီလူရဲ့ပုံရိပ်ဟာအမတ်တစိတ်ရဲ့အဓိကတန်ဖိုးတွေနဲ့အနက်ရှိုင်းဆုံးအဆင့်အထိတကယ်ကိုက်ညီမှုရှိစေဖို့တေချာစဉ်းစားတင်တယ်လို့သူမကအကြံပြုတယ်သူမက Riven ရဲ့နာမည်ကိုတိုက်ရိုက်မပြောပေမဲ့ Riven ဟာဒီနေရာနဲ့မထိုက်တန်ဘူးလို့ရည်ရွယ်နေတာကတော့အထင်ရှားပါပဲအစည်းအဝေးခန်းထဲကအခြေအနေကအေးခဲသွားပြီးတဲ့အချိန်မှာတော့ဆိုရဲ့ဖြင်းညင်းတဲ့အတန်ထွက်ပေါ်လာခဲ့ပါတယ်
မစ်ရှင်နဲ့မတွေ့ရတာကြာပြီဖြစ်ကြောင်းဆိုကနှုတ်ဆက်လိုက်တယ်အိမ်မှာအလုံးမများလို့ဥရောပဖက်ရှင်လောကမှာဘသူ့ကိုရွေးရမလဲဆိုတာလာဝင်ပါနေတာလားလို့သူမကလှောင်ပြောင်လိုက်ပါတယ်ပြီးတော့ CEO ဘက်ကိုတိုက်ရိုက်လှည့်ကြည့်လိုက်ပြီးသူမရဲ့အတန်ကပြတ်သားကြည်လင်သွားခဲ့ပါတယ်ချာလီရစ်ဗင်ရဲ့ပုံရိပ်နဲ့ကျွမ်းကျင်မှုအပြင်ဈေးကွက်လွှမ်းမိုးနိုင်စွမ်းကတက်တည်ပြနေတယ်လို့ဆိုကရှင်းပြတယ်ပြီးတော့ Sham Family Foundation ဟာသူတို့ရဲ့အရေးအပါဆုံးအမှုပညာစပွန်ဆာတွေထဲကတစ်ခုဖြစ်ခဲ့တာကြာပြီဖြစ်ကြောင်းဆက်ပြောပါတယ်သူမကိုယ်တိုင်လည်းသူတို့ရဲ့အမှတ်တစိတ်ရက်တီချက်ကိုအရန်လေးစားကြောင်းဝန်ခံခဲ့တယ်ဒါကြောင့် Riven ကိုကမ္ဘာလုံးဆိုင်ရာတန်တမန်အဖြစ်ရွေးချယ်တာကသာအမှန်ကန်ဆုံးဆုံးဖြတ်ချက်ဖြစ်တယ်လို့သူမကယုံကြည်နေပါတယ်ပြင်ပကနှောက်ယှက်မှုတွေနဲ့ပတ်သက်ပြီးပြောရရင်တော့လို့ဆိုကစကားရက်လိုက်ပြီးစေဘယ်ထိုင်နေတဲ့မျက်နှာပြင်စီကိုစူးစိုက်ကြည့်လိုက်ပါတယ်စီးပွားရေးမှာစီးမြင့်တွေရှိတယ်လို့ဆိုကတတိပေးလိုက်တယ်အစည်းအဝေးနဲ့မသက်ဆိုင်တဲ့အရာတွေကိုလာမပြောဖို့လဲတားမြစ်လိုက်ပါတယ် Riven ဟာတခြားသူတွေပေးလို့မဟုတ်ပဲသူ့ရဲ့ကိုယ်ပိုင်အရေးချင်းနဲ့စ조사မှုတွေကြောင့်သာဒီနေ့ဒီနေရာကိုရောက်လာတာဖြစ်ကြောင်းသူမကကာကွယ်ပြောဆိုတယ်ပြီးတော့သူကအပေးယူလုပ်ထားတဲ့သဘောတူညီချက်တွေကိုလက်ခံစရာအကြောင်းမရှိဘူးလို့လဲဆိုကအခိုင်အမာပြောလိုက်ပါတယ်ဆိုရဲ့စကားတွေကစေဘဲနဲ့အစည်းအဝေးကန်တစ်ခုလုံးကိုဖျက်ရိုက်လိုက်တယ်လို့တုန်လှုပ်သွားစေခဲ့ပါတယ်ဥရောပမှာရှိတဲ့ရှမ်မိသားစုရဲ့အမြင့်တွယ်မှုနဲ့လွှမ်းမိုးနိုင်စွမ်းဟာရှမ် group နဲ့ဆိုရင်လုံးဝကိုကွာခြားနေခဲ့တာပါအဲဒီနောက်မှာတော့ Riven စကားပြောရမယ့်အလှည့်ကိုရောက်လာခဲ့ပါတယ်သူကအမတ်တစိတ်ရဲ့နှစ်တရာသမိုင်းကြောင်းနဲ့အမှုပညာလက်ရာတွေအပေါ်သူ့ရဲ့နားလည်မှုကိုတီတီငြိမ်ငြိမ်နဲ့ယုံကြည်မှုအပြည့်ရှင်းပြနေခဲ့တဲ့အမတ်တစိတ်ရက်တီချက်တွေရဲ့အလဲဗဟိုမှာရှိတဲ့ဝိညာဉ်အကြောင်းကိုပါထည့်သွင်းပြောဆိုသွားပြီးတန်တမန်တယောက်ဖြစ်လာဖို့အတွက်တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ချင်းကပ်မှုကိုသူ့ရဲ့ကိုယ်ပိုင်ခီးစဉ်နဲ့ရည်မှန်းချက်တွေကနေတဆင့်တင်ပြခဲ့ပါတယ်သူဟာတိကျပြီးယုံကြည်မှုရှိကာသူဖြစ်လာခဲ့တဲ့ထိတ်တန်းကျယ်ပွင့်တယောက်နဲ့အစအရာရာထိုက်တန်နေခဲ့ပါတယ်အမှုဆောင်အရာရှိတွေဟာလည်းအထင်ကြီးလေးစားတဲ့အကြည့်တွေနဲ့အချင်းချင်းအကဲခတ်လိုက်ကြတယ်သူတို့စီမှာရှိနေခဲ့တဲ့တုံဆိုင်မှုတွေအားလုံးလည်းပျောက်ကွယ်သွားခဲ့ပါတယ် CEO ကလည်းအဲ့ဒီနေရာမှာတင်ချက်ချင်းဆုံးဖြတ်ချက်ချလိုက်တယ် Riven ရဲ့တင်ပြမှုကပြည့်စုံလွန်းတယ်လို့သူကချီးကျူးလိုက်ပြီးသူတို့ရွေးချယ်ရမယ့်သူက Riven ပဲဖြစ်တယ်လို့ဆက်ပြောခဲ့ပါတယ်အဲ့ဒီလိုနဲ့ပဲကမ္ဘာလုံးဆိုင်ရာတန်တမန်စာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်စေဘယ်ရဲ့မျက်နှာပြင်ကအရင်ဆုံးမှောင်ကျသွားခဲ့တယ်သူမကအေးဆက်ပြီးဟာလာဟင်းလင်းဖြစ်နေတဲ့ရုံငန်းထဲမှာတယောက်တည်းထိုင်ရင်းဖုန်းတန်ကိုနားထောင်ကဒေါသကြောင့်လက်သီးတွေကိုဆုပ်ထားခဲ့ပါတယ်အဲ့ဒီညမှာပဲမလုံမရှက်နဲ့အသက်တောင်ဝဝမရှူရဲတဲ့သူမရဲ့လက်ထောက်ကိုစေဘယ်ကအော်ဟစ်ပောက်ကွဲတော့တယ်ဘာဖြစ်လို့လဲဆိုပြီးသူမကမေးခွန်းထုတ်လိုက်တယ်အမားတွေကိုပြင်ဆင်ဖို့အတွက် Riven ကဘာလို့အခွင့်အရေးတစ်ချိန်တောင်မပေးရတာလဲဆိုပြီးဒေါသတကြီးမေးလိုက်ပါတယ် Riven လိုချင်တဲ့စီးစိမ်ချမ်းသာအဆက်အသွယ်နဲ့အဆင့်အတန်းအားလုံးကိုသူမပေးနိုင်ကြောင်းအော်ပြောနေခဲ့တယ်ဆယ်ဆတာမကအစတရာလောက်အထိတောင်ပေးနိုင်တယ်လို့သူမကဆိုပါတယ်ဒါဆိုရင် Riven ကတကယ်တမ်းဘာကိုလိုချင်နေတာလဲလို့သူမကစိတ်ပြက်လက်ပြက်နဲ့ဆက်မေးနေခဲ့တယ်လက်ထောက်ဖြစ်သူကသူမရဲ့ကြောက်စရာကောင်းလောက်အောင်ဒေါသထွက်နေမှုကိုကြည့်ရင်အတော်ကြာတုံဆိုင်နေခဲ့ပြီးနောက်မှာတော့တတိထားကတိုးတိုးလေးပြောလိုက်ပါတယ် Riven လိုချင်တဲ့အရာဟာအဲ့ဒီအရာတွေတခုမှမဟုတ်တော့ဘူးလို့မစ်ရှင်ကိုသူမကရှင်းပြလိုက်တယ်အဲ့ဒီစကားတွေကစေဘဲကိုရက်တန့်သွားစေခဲ့ပါတယ်အဲ့ဒီအရာတွေမဟုတ်ရင်ဘာဖြစ်နိုင်မလဲဆိုပြီးသူမကိုသူမပြန်မေးခွန်းထုတ်မိသွားတယ်ပထမဆုံးအကြိမ်ဖြစ်သူမကိုသူမတခါမှမမေးခဲ့ဘူးတဲ့မေးခွန်းတစ်ခုနဲ့အတူစေဘဲကငြိမ်သက်စွာထိုင်နေခဲ့ပါတယ်အဲ့ဒါကချွင်းချက်မရှိယုံကြည်မှုဒါမှမဟုတ်ပြတ်သားတဲ့ရွေးချယ်မှုဒါမှမဟုတ်ချစ်ချင်းမြတ်တာတက်တက်ပဲဖြစ်နိုင်မလားသူမကအကြိမ်ကြိမ်စဉ်းစားကြည့်ခဲ့ပေမဲ့ဘာအဖြေမှရှာမတွေ့ခဲ့ပါဘူးအဲ့ဒီနောက်သူမစဉ်းစားကန်းဝင်နေချိန်မှာပဲအရေးပေါ်သတင်းတစ်ခုကြောင့်သူမရဲ့သွေးတွေအေးခဲသွားတယ်လို့ခံစားလိုက်ရပါတယ်အဲ့ဒါကတော့အရေးပေါ်သတင်းတစ်ခုဖြစ်နေခဲ့တဲ့တောင်ပိုင်းပြင်သစ်အယ်တောင်တန်းတွေမှာဇက်တိုက်မိုးတဲထန်စွာရွာသွန်းမှုကြောင့်ပြင်းထန်တဲ့ရုတ်တရက်ရေကြီးမှုနဲ့ရွှံ့နွံပြိုကျမှုတွေဖြစ်ပေါ်နေကြောင်းသတင်းမှာကြေညာနေတယ်။ကျေးရွာပေါင်းများစွာဟာဆက်သွယ်ရေးတွေအားလုံးပြတ်တောက်သွားခဲ့ပြီးလမ်းတွေလည်းပျက်စီးသွားခဲ့ကြောင်းသတင်းမှာပါလာခဲ့ပါတယ်။လက်ရှိအခြေအနေကအရန်ကိုစိုးရိမ်ရတဲ့အနေအထားဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့လက်ထောက်စီကနေအရေးတကြီး message တစ်ခုရောက်လာခဲ့ပါတယ်။ Riven ကအဲ့ဒီနယ်မြေထဲမှာရှိနေတာဖြစ်တယ်။အဲ့ဒီနောက်ဆုံးစာကြောင်းကိုဖတ်လိုက်ရတဲ့အချိန်မှာပဲစေဘဲရဲ့နှလုံးခုန်ရက်သွားခဲ့တယ်။ Riven ဟာအဆိုးရွားဆုံးထိခိုက်ခဲ့တဲ့မြို့အနီးကနိုင်ငံတကာကလေးများရန်ပုံငွေအဖွဲ့ရဲ့ပရာဟိတရိုက်ကူးရေးမှာပါဝင်ဖို့ဖိတ်ကြားခံခဲ့ရတာဖြစ်တယ်။အဲ့ဒီဒေတာတစ်ခုလုံးနဲ့ဆက်သွယ်ရေးတွေအကုန်လုံးပြတ်တောက်သွားခဲ့တယ်။သူအသက်ရှင်နေသေးလားဆိုတာမသိရတဲ့အချိန်မှာပဲစေဘဲက Shen Group ရဲ့နောက်10စုနှစ်အတွက်မဟာဗျူဟာကိုပုံဖော်မဲ့အရေးကြီးတဲ့ဒါရိုက်တာအဖွဲ့အစည်းအဝေးကိုဦးဆောင်နေခဲ့တယ်။သူမရဲ့လက်ထောက်ကသတင်းလာပေးတဲ့အချိန်မှာပဲသူမမတ်တက်ထရက်လိုက်တယ်။ဘာရှင်းပြချက်မှမပေးသလိုခိတ္တရက်နားတာမျိုးလည်းမရှိခဲ့ဘူး။သူမကလက်ထဲကစာရွက်စာတမ်းတွေကိုချထားခဲ့ပြီးထွက်သွားတဲ့အချိန်မှာတော့ဒါရိုက်တာအဖွဲ့ဝင်တိုင်းကအံ့အားသင့်ပြီးငြိမ်သက်စွာနဲ့ကြည့်နေခဲ့ကြတယ်။လေရင်တစင်းအခုချက်ချင်းအစင်သင့်ပြင်ထားဖို့သူမကအမိန့်ပေးလိုက်တယ်။အမြန်ဆုံးလမ်းကြောင်းကိုရှာဖို့သူမကမေးတယ်။အဲ့ဒီလိုမဟုတ်ပဲအလုတ်လုံနေသေးတဲ့အနီးဆုံးလေဆိပ်ကိုတန်းသွားဖို့သူမကညွှန်ကြားလိုက်တယ်။အဲ့ဒီဒေသမှာရှိတဲ့ကယ်ဆယ်ရေးအဖွဲ့တိုင်းကိုဆက်သွယ်ဖို့သူမကဆက်ပြောတယ်။ရနိုင်သမျှအကောင်းဆုံးအဖွဲ့တွေကိုငှားရမ်းဖို့လည်းပြောတယ်။ငွေကပြဿနာမဟုတ်ဘူးလို့သူမကဆိုတယ်။သူမကိုယ်တိုင်သွားမယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်။ corporate မဟာဗျူဟာတွေနဲ့စီးပွားရေးအင်ပါယာတွေဆိုတာအခုအချိန်မှာတော့ဘာမှအရေးမပါတော့ဘူး
သူမကောင်းထဲမှာအတွေးတစ်ခုတည်းပဲရှိတော့တယ်အဲ့ဒါကတော့ Riven ကိုရှာတွေ့ဖို့ပဲဖြစ်တယ်နာယီအတော်ကြာပြီးတဲ့နောက်မှာတော့စေဘယ်ဟာအတွေ့အကြုံရင့်ကျက်ပြီးရန်ပုံငွေတောင့်တင်းတဲ့ professional တောင်ပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့အတူရောက်ရှိလာခဲ့တယ်လေရင်လက်ခံနိုင်သေးတဲ့အနည်းဆုံးလေစိတ်ငယ်လေးမှာအတင်းအကျပ်ဆင်းသက်ခဲ့ရတယ်ရာသီဥတုကအရန်ကိုကြမ်းတမ်းနေခဲ့တယ်ကောင်းကင်တစ်ခွင်လုံးကိုတိမ်မဲကြီးတွေဖုံးလွှမ်းနေတယ်လေပြင်းတွေနဲ့မိုးသက်မုန်တိုင်းကအရာအလုံးကိုရိုက်ခတ်နေတယ်စေဘယ်ဟာတစ်စက္ကန့်လေးတောင်မရက်နာပဲစောင့်ဆိုင်းနေတဲ့ရဟတ်ယာဉ်ပေါ်တက်ပြီးဆက်သွယ်မှုတွေပြတ်တောက်သွားတဲ့နေမြေစီကိုတိုက်ရိုက်ဦးတည်သွားခဲ့တယ်ဒါပေမဲ့ရဟတ်ယာဉ်ကဆင်းသက်လို့မရခဲ့ဘူးအနှဲငယ်တည်ငြိမ်တဲ့မြေပြင်တစ်ခုပေါ်မှာပဲဝဲပြန်နေနိုင်ခဲ့တယ်အဖွဲ့သားတွေကကန့်ကွက်နေတဲ့ကြားကပဲစေဘယ်ဟာကျိုးကနေတဆင့်အောက်ဖက်ရွှွတ်နုံနေတဲ့ကိုပထမဆုံးဆင်းသက်သွားခဲ့တယ်ကယ်ဆယ်ရေးခေါင်းဆောင်ကရေလွှမ်းမိုးပြီးပြိုကျနေတဲ့အပြင်တစ်ပင်တွေလဲကျနေတဲ့ရှေ့ကလမ်းပြက်ကြီးကိုကြည့်ပြီးသူမရဲ့လက်မောင်းကိုဖမ်းကင်လိုက်တယ်ရှေ့ကအခြေအနေတွေကအရန်ကိုအန်ဒီရများတယ်လို့မစ်ရှင်ကိုသူကသတိပေးလိုက်တယ်ရွှွန့်ပြိုကျမှုတွေကအခုထိဖြစ်ပေါ်နေသေးပဲလို့သူကဆက်ပြောတယ်သူမဝင်သွားလို့မရဘူးလို့တားမြစ်လိုက်တယ်စကားနည်းနည်းပဲပြောဖို့သူမကပြန်ပြောတယ်လမ်းပြဖို့ကိုသာသူမကအမိန်ပေးလိုက်တယ်စေဘယ်ရဲ့မျက်လုံးတွေကหนีရဲနေခဲ့တယ်သူမကရှေ့ဆုံးကနေရောက်နေနှင်းပြီးရှေ့ကိုဆက်တိုးသွားနေတယ်ရေကြီးနေတဲ့ရေတွေကသူမရဲ့ခြေသလုံးကိုကြော်လွန်နေပြီဖြစ်တယ်အယိုးခိုက်မတက်အေးဆက်လာတယ်တောင်ဆောင်ကနေကြောက်တုံးတွေစက်တိုက်ပြုတ်ကျနေခဲ့တယ်လေတိုင်နှုံးကလည်းလူတစ်ယောက်ကိုလဲကျသွားစေနိုင်လောက်အောင်ပြင်းထန်နေတယ်ပြိုကျမှုငယ်လေးတစ်ခုကိုရှောင်တိန်နေစဉ်မှာပဲသူမနောက်ကအရေးကြီးတဲ့ကယ်ဆယ်ရေးပစ္စည်းတွေတည်လာတဲ့ကြောပိုးအိတ်စီကိုကြောက်တုံးကြီးတစ်ခုအရှိန်အဟုန်နဲ့လိမ့်ဆင်းလာခဲ့တယ်စေဘယ်လည်းဘာမှမစင်စားပဲအဲ့ဒီအိတ်ကိုလွတ်သွားအောင်သူမကိုယ်တိုင်ဝင်တိုက်လိုက်တယ်ကြောက်တုံးကသူမရဲ့ဘယ်ဘက်လက်မောင်းကိုထိသွားခဲ့ပြီးအစွန်းကအယိုးအထိရောက်အောင်နှက်ဆိုင်တဲ့ဒဏ်ရာကိုရသွားစေခဲ့တယ်အဖွဲ့ဝင်တဦးဖြစ်တဲ့မိချန်ကဒဏ်ရာကိုပတိစီးပေးဖို့သူမစီပြေးလာပေမဲ့စေဘယ်ကလက်ကပြလိုက်တယ်အချိန်မရှိဘူးလို့သူမကညင်းလိုက်တယ်သူမကအဝစ်တစ်စာကိုစုပ်ဖြဲပြီးဒဏ်ရာကိုကြမ်းတမ်းစွာပတ်လိုက်ကတွားချိတ်ပြီးရှေ့ကိုဆက်တိုးသွားခဲ့တယ်နာယီဆဲကြောကြအောင်မနာတန်းကြမ်းကြမ်းတန်းတန်းရှာဖွေပြီးတဲ့နောက်မှာတော့ရေတွေအပြည့်ဝိုင်းနေတဲ့အနှဲငယ်မြင့်တဲ့နေရာကစာသင်ခန်းတစ်ခုထဲမှာ Riven ကိုနောက်ဆုံးတော့သူတို့ရှာတွေ့သွားခဲ့တယ် Riven ဟာဆရာမအနှဲငယ်နဲ့အတူအဲ့ဒီမှာရှိနေပြီးကြောက်လန့်နေတဲ့ကလေးငယ်ဒါဇင်ပေါင်းများစွာကိုနှစ်သိမ့်ပေးနေခဲ့တယ်သူ့ရဲ့သပင်တွေကရှုပ်ပွနေပြီးမျက်နှာကဖြူလျော့နေကအဝတ်အစားတွေကလည်းဆိုးရွှဲပြီးညစ်ပတ်နေပေမဲ့သူကတီတီငိမ့်ငိမ့်ပဲရှိနေခဲ့တယ် Riven ကကလေးတွေရဲ့မျက်လုံးထဲကကြောက်ရွံ့မှုတွေကိုဖယ်ရှားပေးဖို့တိုးတိုးလေးပုံမြင်ပြောပြနေခဲ့ပါတယ်စေဘယ်ကရွှွန့်တွေသွေးတွေပေးချန်လျက်တကားဝမှာရိုင်းနဲ့ရောက်လာတဲ့အချိန် Riven အပါဝင်အားလုံးကြက်တည်တည်သွားခဲ့ပါတယ်သူမောကြည့်လိုက်ပြီးသူမကိုမြင်မြင်ချင်းမှာပဲမယုံနိုင်လို့မျက်နှာကြီးသေးသွားခဲ့ပါတယ်သူတို့နှစ်ယောက်စက္ကန့်အနည်းငယ်လောက်မျက်လုံးချင်းစုံသွားခဲ့ပါတယ်အချိန်တွေရပ်တန့်သွားခဲ့ပါတယ် Riven အသက်ရှင်လျက်အန်ဒီရကင်းကင်းရက်နေတာကိုစေဘယ်မြင်လိုက်ရတဲ့အခါမှာတော့ရက်ပေါင်းများစွာအောင်အဲထားခဲ့ရတာတွေလွတ်ကျသွားခဲ့ပါတယ်သူမရဲ့လက်မောင်းကဆူးရှားတဲ့နာကျင်မှုကိုတော့မခံစားရတော့ပါဘူးသူမဘလို့အခြေအနေဖြစ်နေလဲဆိုတာကိုလည်းဂရုမစိုက်တော့ပါဘူးလူတိုင်းမျက်လုံးပြူပြီးကြည့်နေတော့မှပဲသူမကအခန်းထဲကိုခြေလမ်းကျဲကြီးတွေနဲ့ဖျက်လျှောက်သွားပြီး Riven ကိုဖတ်ထားလိုက်ပါတယ် Riven ဘာမှမဖြစ်လို့တော်သေးတယ်လို့သူမကဝမ်းသာအားရဆိုပါတယ်သူမရဲ့နှလုံးခုန်တန်တွေပြင်းထန်နေပြီးတကူလုံးတုံရင်နေတာကိုခံစားရပေမဲ့ Riven ကတော့မလှုပ်မရှက်ရက်နေခဲ့ပါတယ်သူကသူမရဲ့ကြောကိုပုတ်ပေးလိုက်ပြီးနောက်မရိုင်းဆိုင်ပေမဲ့ပြက်ပြက်သားသားပဲတွန်းဖယ်လိုက်ပါတယ်ဒီအထိလာပေးတဲ့အတွက်မစ်ရှင်ကိုကျေးဇူးတင်ကြောင်းသူကပြောလိုက်ပါတယ်ဒီကျေးဇူးကိုမေ့မှာမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်သူမကိုကျေးဇူးတင်နေမှာဖြစ်ကြောင်းလည်းသူကဆိုပါတယ်စေဘယ်ရဲ့လက်တွေအောက်ကိုပြုတ်ကျသွားခဲ့ပါတယ် Riven ရဲ့တည်ငြိမ်ပြီးပြောင်းလဲမှုမရှိတဲ့မျက်နှာကိုကြည့်ရင်သူမမျက်နှာပေါ်ကနှွေးထွေးမှုတွေပျောက်ကွယ်သွားခဲ့ပါတယ်သူမဘာမှမလှုပ်ရှားပဲအဲ့ဒီနေရာမှာတင်ရက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေနောက်ထပ်ရဟတ်ယာဉ်တစ်စီးဆင်းသက်လာတဲ့အတန်ထွက်ပေါ်လာပါတယ်ဆိုကဒုတိယကယ်ဆယ်ရေးအဖွဲ့နဲ့ထောက်ပံ့ရေးပစ္စည်းတွေယူဆောင်ပြီးရောက်လာခဲ့ပါတယ်သူမကစာသင်ခန်းထဲကိုအပြေးဝင်လာပြီး Riven ကိုချက်ချင်းလိုက်ရှာပါတယ်သူဘာအန်ဒီရမမဖြစ်ထားတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူမမျက်နှာပေါ်ကစိတ်အေးသွားတဲ့အမူအရာကိုအထင်အရှားတွေ့လိုက်ရပါတယ်ပြီးတဲ့နောက်သူမရဲ့အကြည့်တွေကစေဘယ်စီကိုရောက်သွားခဲ့ပါတယ်စေဘယ်ရဲ့လက်မောင်းကဒဏ်ရာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူမမျက်လုံးထဲမှာစူးရှပြီးတတိထားသွားတဲ့အရိပ်အယောင်တချို့ဖြတ်ပြေးသွားခဲ့ပါတယ်အနီးနားမှာဆောက်လုပ်ထားတဲ့ယာယီတဲလေးထဲမှာတော့စေးမှုတွေကစေဘယ်ရဲ့ဒဏ်ရာကိုတန့်စင်ပြီးချုပ်ပေးနေကြပါတယ်ဒဏ်ရာကနက်ပြီးချုပ်ဖို့လိုအပ်ပေမဲ့စေဘယ်ကတော့နာကျင်မှုကိုတိတ်ခံစားရပုံမပေါ်ပါဘူးသူမရဲ့မျက်လုံးတွေကအခန်းထဲမှာဟိုဒီသွားပြီးအလုပ်လုပ်နေတဲ့ Riven နောက်ကိုပဲလိုက်နေခဲ့ပါတယ် Riven ကသူမရဲ့ဒဏ်ရာကိုမြင်တဲ့အချိန်မှာနည်းနည်းလေးတောင်စိတ်ပူတဲ့ပုံပေါ်ရဲ့လားလို့သူမရဲ့လက်ထောက်ဘက်ကိုကိုင်းပြီးတိုးတိုးလေးမေးလိုက်ပါတယ်လက်ထောက်ဖြစ်သူကဖြူရော့ပြီးခေါင်းမာတဲ့စေဘယ်ရဲ့မျက်နှာကိုကြည့်ပြီးနောက်တိတ်တဆိတ်ပဲအကြည့်လွှဲသွားခဲ့ပါတယ်အဖြေကအဲ့ဒီတိတ်ဆိတ်မှုထဲမှာပဲပါနေခဲ့ပါတယ်ဒီကယ်ဆယ်ရေးစစ်စင်ရေးကြီးဟာငြိမ်သက်နေတဲ့ရေပြင်ထဲကိုကြောက်ခဲပစ်ချလိုက်တယ်လို့ပဲမြင်တွေ့ခဲ့ရသူတိုင်းကိုလှိုင်းကရက်တွေရိုက်ခတ်သွားစေခဲ့ပါတယ်ဆိုကဒါကိုသူမရဲ့မျက်လုံးတွေနဲ့တိုက်ရိုက်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ် Riven အတွက်စေဘယ်တယောက်နှစ်ခါမစင်းစားပဲအန်ဒီရတဲ့ကိုဘလို့ခုံဆင်းခဲ့လဲဆိုတာကိုပါအဲ့ဒါကတခြားဘယ်အရာနဲ့မှမတူအောင်သူမကိုတုံ့လှုပ်သွားစေခဲ့ပါတယ် Riven အပေါ်ထားတဲ့စေဘယ်ရဲ့ခံစားချက်တွေကသူမထင်ထားတာထက်ပိုနှက်ဆိုင်နေတာကိုနားလည်သွားပြီးသူမထပ်ဆောင်နေလို့မဖြစ်တော့ပါဘူးဒါကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေတည်ငြိမ်သွားပြီး
Riven တို့အဖွဲ့အိမ်ပြန်ဖို့ပြင်ဆင်နေတဲ့ညမှာပဲဆိုကဘာအကြီးကျယ်မှစီစဉ်မထားခဲ့ပါဘူးပွဲခံတာတွေစင်မြင့်တွေမပါပဲဂျယ်ရီကိုမြင်ရတဲ့တောင်ကုန်းငယ်လေးပေါ်ကယာယီတဲနာကတိတ်ဆိတ်တဲ့အချိန်လေးတစ်ခုပါပဲသူတို့နှစ်ယောက်တည်းသာရှိနေခဲ့ကြပါတယ်ညဘက်လေတူးကအေးစိတ်နေခဲ့ပါတယ်ဆိုကသူမဘေးမှာကောင်းကင်ကိုမော့ကြည့်နေတဲ့ Riven ကိုလှမ်းကြည့်လိုက်ပါတယ်သူမအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးသူ့အရှိကိုတက်ရက်ကရှူခင်းကိုကွယ်လိုက်ပါတယ် Riven ကိုသူမပြောချင်နေတာကြားပြီးဖြစ်တဲ့ကိစ္စတစ်ခုရှိတယ်လို့ဆိုကစကားဆလိုက်ပါတယ်အခုကအချိန်တန်ပြီလို့ထင်ကြောင်းလဲသူမကဆက်ပြောပါတယ်ငယ်ငယ်ကလေးကသူမဟာစိတ်အနှောက်အယှက်ဖြစ်စရာကောင်းတယ်လို့သူအမြဲတမ်းထင်ခဲ့လောက်တယ်ဆိုတာကိုသိကြောင်းဆိုကပြောပါတယ်သူ့လမ်းကိုအမြဲပိတ်ရက်ပြီးအမြဲတမ်းရန်စနေခဲ့တယ်လို့လဲသူမကဝန်ခံပါတယ်တကယ်တော့သူ့ရဲ့အာယုံစိုက်မှုကိုရဖို့တခြားဘယ်လိုလုပ်ရမလဲဆိုတာကိုသူမမသိခဲ့ဘူးလို့ဆိုပါတယ်သူဟာနေမင်းလေးတစ်စင်းလိုအရန်တောက်ပလွန်ပြီးလူတွေအမြဲဝိုင်းရံနေခဲ့တယ်လို့သူမကဆက်ပြောပါတယ်အဲ့ဒီလိုတုံးတီတုံးအနဲ့ရန်လိုတတ်တဲ့သူမရဲ့ပုံစံကသူမဆိုတာရှိနေသေးတယ်လို့သူအ ਨੇ ဆုံးမှတ်မိစေဖို့သူမသိတဲ့တခုတည်းသောနီလန်ဖြစ်တယ်လို့ဆိုကရင်ဖွင့်ပါတယ်အဲ့ဒီနောက်သူတို့ကြီးပြင်းလာတဲ့အခါမှာတော့သူမဟာဘားတွေမှာပဲအချိန်ဖြုံးရင်းနစ်မွန်းနေခဲ့တယ်လို့ဆိုပါတယ်စေဘန်နဲ့အတူရှိနေတဲ့သူ့ကိုမြင်ရတာသူမအတွက်အရန်ခံစားရခက်လွန်းလို့ဘာလို့ရမှန်းမသိခဲ့ဘူးလို့ဆိုတယ်သူမတက်နိုင်တဲ့တခုတည်းသောနီလန်နဲ့ပဲခံစားချက်တွေကိုထုံပေးသွားအောင်လုပ်ခဲ့တယ်လို့ဆက်ပြောတယ်သူမနာကျင်နေရတဲ့အချိန်မှာတော့သူမကိုလိုချင်တဲ့သူရှိတယ်ဆိုတာကိုသူ့ကိုသိစေချင်ခဲ့တယ်လို့ဝန်ခံတယ်သူနိုင်ငံသားကိုထွက်သွားတဲ့အချိန်မှာသူမလည်းချက်ချင်းဆိုသလိုလိုက်သွားခဲ့တယ်လို့ရှင်းပြတယ်တခြားအကြောင်းပြချက်ကြောင့်မဟုတ်ပဲသူ့ကိုသဘောကျလို့သာဖြစ်တယ်လို့ပြောပြတယ်သူမကသူ့ကိုငငယ်လေးကတည်းကသဘောကျခဲ့တာလို့သူမရဲ့ခံစားချက်တွေကိုဖွင့်ဟလိုက်တယ်သူမစကားပြောပြီးသွားတဲ့အချိန်မှာတော့ Riven ဟာအချိန်အတော်ကြာအောင်တိတ်ဆိတ်နေခဲ့ပါတယ်ပြီးခဲ့တဲ့3နှစ်တာကာလအတွင်းမှာဆိုလေသူ့အတွက်လုပ်ပေးခဲ့တာတွေအားလုံးကိုပြန်တွေးနေခဲ့ပါတယ်အသေးဖွဲလေးကအစသူ့အကုန်လုံးကိုမှတ်မိနေပါတယ်နိုင်ငံသားမှာသစိမ်းတယောက်လိုအထီးကျန်နေချိန်မှာသူမကသူ့ဘေးမှာရှိနေပေးခဲ့ပြီးသူ့အလုပ်အကင်တွေအဆင်မပြေချိန်မှာလည်းအတန်တိတ်ဖေးမှပေးခဲ့ပါတယ်သူနေမကောင်းဖြစ်တဲ့ညတွေမှာလည်းသူ့ဘေးမှာနေပေးခဲ့ပြီးသူ့ကိုတခါမှဖိအားမပေးခဲ့ပါဘူးအခုချိန်မှာတော့ဆိုကရုတ်တရက်စောင့်ကြောင်ထိုင်ချလိုက်ပြီးသူ့လက်ကိုစုပ်ကင်လိုက်ပါတယ်သူ့ရင်ထဲမှာမကြက်သေးတဲ့ဒဏ်ရာတွေရှိနေသေးတယ်ဆိုတာကိုသူမသိတယ်လို့ Riven ကိုပြောလိုက်ပါတယ်သူမကအလင်းမလိုဘူးလို့ဆက်ပြောတယ်သူမစောင့်နိုင်တယ်လို့ဆိုတယ်သူမကသူ့ကိုတခုလောက်ပဲမေးချင်တယ်လို့တောင်းဆိုလိုက်တယ်သူမကိုသူ့ချစ်သူအဖြစ်တရားဝင်တွဲခွင့်ပေးမလားလို့မေးလိုက်ပါတယ် Riven ကသူနဲ့အတူကြီးပြင်းလာပြီးရန်ဖြစ်လိုက်ရီမောလိုက်နဲ့သူ့ကိုယူသွအောင်လှုပ်တက်ပေးမဲ့အရေးကြီးဆုံးအချိန်တွေမှာသူ့ကိုဘယ်တော့မှပြစ်မထားခဲ့တဲ့ဆိုကိုကြည့်လိုက်ပါတယ်သူအချိန်အတော်ကြာအောင်တိတ်ဆိတ်နေခဲ့ပါတယ်ဆိုရဲစိတ်တွေလည်းအတော်လေးကိုကျသွားခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ Riven ကအပြုံးလေးတစ်ခုနဲ့ညင်သာစွာခေါင်းညိတ်ပြလိုက်ပါတယ်သူမကသူ့ကိုဖွင့်ပြောလာမှတော့သူကအမြဲတမ်းလက်ခံသွားမှာပဲလို့ပြန်ပြောလိုက်ပါတယ်ဆိုရဲ့မျက်နှာလေးလည်းချက်ချင်းလင်းလက်သွားခဲ့ပါတယ်သူမကသူ့ကိုဖတ်လိုက်ပြီးတော့တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်ပါတယ်သူတို့ရဲ့ဆက်ဆံရေးကိုလူသိရှင်ကြားမကြေညာခဲ့ပေမဲ့သူတို့နဲ့နီးစပ်သူတွေကြားမှာတော့လျှို့ဝှက်ချက်မဟုတ်တော့ပါဘူးဒါပေမဲ့ဒီသတင်းကစေဘယ်စီရောက်သွားတဲ့အချိန်မှာတော့ဒါကသူမအတွက်နောက်ဆုံးထိုးနှက်ချက်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကသူမဟာဆေးရုံမှာလက်ကိုကုသမှုခံယူနေတာဖြစ်ပါတယ်မိုးရေထဲမှာလိုက်ရှာခဲ့တာကြောင့်သူမရဲ့ဒဏ်ရာကပိုးဝင်သွားခဲ့တာဖြစ်ပါတယ်သူမရဲ့လက်ထောက်ကအဲ့ဒီသတင်းကိုဖြည်းဖြည်းချင်းပြောပြတဲ့အချိန်မှာတော့သူမဟာဆေးရုံတက်ရလောက်အောင်အဖျားပြင်းနေခဲ့ပါတယ်စေဘယ်ဟာခဏလောက်ငြိမ်သက်သွားခဲ့ပြီးနောက်ကတင်ပေါ်ကနေကုန်းထားလိုက်ကလက်ကပိုက်တန်းကိုဆွဲဖြုတ်လိုက်ပါတယ်ပြီးတော့ဆေးလဲတစ်ခုလုံးကိုတစ်ချက်တည်းနဲ့တွန်းချပစ်လိုက်ပါတယ်ဒါဟာမဖြစ်နိုင်ဘူးလို့သူမကညင်းဆိုလိုက်ပါတယ်သူဘလို့များလောက်ရက်တာလဲလို့မေးခွန်းထုတ်လိုက်ပါတယ်သူဘလို့တောင်ရဲတင်းရတာလဲလို့ဒေါသတကြီးရေရွတ်လိုက်ပါတယ်ဆိုကဘာအခွင့်အရေးရှိလို့လဲလို့မကြေမချမ်းဖြစ်နေခဲ့ပါတယ်စေဘယ်ဟာဆရာဝန်တွေနဲ့လက်ထောက်ကိုဂယုမဆိုင်ပဲအတင်းအဓမ္မဆေးရုံဆင်းခဲ့ပါတယ်သူမကသူမရဲ့လက်မှာပတ်တီးတွေပတ်ထားတာရောဖျားနေတာကိုပါအလုံးစုံမေ့လျော့သွားပြီး Riven ရဲ့အိမ်ကိုဓာတ်ရိုက်မောင်းသွားခဲ့ပါတယ်သူမခေါင်းထဲမှာအတွေးတစ်ခုတည်းသာရှိနေခဲ့ပါတယ်အဲ့ဒါကတော့ Riven စီသွားပြီးအဖြေတောင်းဖို့ပဲဖြစ်ပါတယ်ညကလည်းအတော်လေးကိုနှက်ဆိုင်ပြီးမှောင်မိုက်နေခဲ့ပါတယ်သူမဟာပိတ်ထားတဲ့တန်တကားစီကိုရိုင်းနဲ့ရှောက်သွားပြီးအေးဆက်နေတဲ့တန်တိုင်းတွေကိုလက်နဲ့ထုကာသူ့နာမည်ကိုအော်ခေါ်နေခဲ့ပါတယ် Riven ကိုအပြင်ထွက်လာဖို့သူမကအော်ဟစ်လိုက်ပါတယ်ဒါတွေကတကယ်မဟုတ်ဘူးလို့ပြောပြဖို့သူမကတောင်းဆိုလိုက်ပါတယ်သူမအပေါ်ဒီလိုလုပ်လို့မရဘူးလို့ငိုယိုပြီးပြောနေခဲ့ပါတယ်သူမမှားသွားတယ်လို့ဝန်ခံလိုက်ပါတယ်သူမမှားမှန်သိပါပြီလို့ထပ်တလဲလဲပြောနေခဲ့ပါတယ်သူမကိုနောက်ထပ်အခွင့်အရေးတစ်ချိန်လောက်ပေးဖို့တောင်းပန်လိုက်ပါတယ်သူမက Riven ကိုအော်ခေါ်နေခဲ့ပါတယ်တိတ်မကြခင်မှာပဲလုံခြုံရေးတွေရောက်လာခဲ့ပါတယ်တောင်တင်းတဲ့တပ်တော်ဆောင်တချို့ကသူမကိုတားဆီးဖို့ရွေလျားလာခဲ့ကြပါတယ်သူမကမရက်မနာရုန်းကန်နေပြီးသူ့နာမည်ကိုအော်ခေါ်နေစေဖြစ်တယ်နောက်ဆုံးမှာတော့ဂိတ်ပေါဝါကနေဆွဲထုတ်ခံရပြီးကားထဲကိုတွန်းထည့်ခံလိုက်ရတယ်စံအိမ်ရဲ့ဒုတိယထပ်မှာတော့လိုက်ကာလေးအနှဲငယ်လှုပ်ရှားသွားတယ်အဲ့ဒီနောက်မှာ Riven ကရက်နေပြီးအောက်ကမြင်ကွင်းကိုကြည့်နေတယ်တစ်ချိန်ကလူတိုင်းအပေါ်မောက်မာခဲ့တဲ့အမျိုးသမီးယူသွတ်နေသူတယောက်လိုဆွဲခေါ်ခံရတာကိုကြည့်နေတာပါသူ့မျက်နှာကတော့ဘာခံစားချက်မှမရှိဘူးပြီးတော့သူကလိုက်ကာကိုဆွဲပိတ်လိုက်တယ်နောက်တစ်နေ့မှာတော့ Riven ကနေရောင်ရနေတဲ့ပတင်းပေါက်နားမှာထိုင်ရင်းရောက်ကာစားဇညွန့်ကိုလှန်လောကြည့်နေတယ်ဆိုကတော့ကော်စောပေါ်တင်ပြင်ခွေထိုင်ပြီးလက်တော့နဲ့အီးမေးလ်တွေစစ်ရင်သူ့ကိုတခါတရံလှမ်းကြည့်နေတယ်
tablet ကနေအတိပေးချက်တစ်ခုဝင်လာတာကြောင့်တာယာတဲ့တိတ်ဆိတ်မှုလေးရုတ်တရက်ကျိုးပြတ်သွားတယ်ဒါကသတင်းဦးတစ်ပုဒ်ဖြစ်တယ် fan group ရဲ့ဥက္ကဋ္ဌဟာလန်ဟာငွေစည်းရင်းလိမ်လည်မှုနဲ့အခွန်ရှောင်မှုတန်တရားနဲ့တရားဝင်ဖမ်းဆီးခံလိုက်ရတယ် fan group ရဲ့ stock share တွေချက်ချင်းထိုးကျသွားတယ်ကုမ္ပဏီကဒေဝါလီခံပြီးဖျက်သိမ်းကြောင်းကြေညာလိုက်တယ် fan group ရဲ့ကြာဆုံးမှုနဲ့ပတ်သက်တဲ့သတင်းဆောင်ပါမှာလျှို့ဝှက်ဆန်းကျဲတဲ့ငွေကြေးအင်အားစုတစ်ခုကအတိအကျဖြုတ်ချခဲ့တာဖြစ်နိုင်တယ်လို့ဆိုထားတယ်ဖန်သားပြင်ပေါ်မှာခေါင်းစဉ်ကြီးတွေပြည့်နှက်နေတယ် Riven ကအဲ့ဓာတွေကိုဆွဲကြည့်ရင်သူ့လက်ချောင်းတွေခဏတာရက်တန့်သွားတယ်သူ့အကြည့်တွေကသတင်းတက်ပုံစီရောက်သွားတယ်သတင်းတောက်တွေဝိုင်းနေတဲ့ဟာလုံရဲ့မျက်နှာပေါ်ကမောက်မာမှုတွေဟာအထိတ်တလန့်နဲ့ရှက်ရွံ့မှုတွေအဖြစ်အစားထိုးသွားခဲ့တယ် Riven ရဲ့မျက်နှာထားကတော့မပြောင်းလဲဘူးသူနဲ့ဘာမှမဆိုင်တဲ့ဇလန်းတစ်ပုဒ်ကိုကြည့်နေတဲ့လူတစ်ယောက်လိုပဲဆိုလေးကသူမရဲ့လက်တော့ကိုဘေးဖယ်ထားပြီးသူ့စီလာကသူ့ရင်ခွင်ထဲဝင်လိုက်တယ်ဘာစကားမှမဆိုပဲသူအထီးကျန်မနေဘူးဆိုတာကိုတိတ်ဆိတ်စွာသတိပေးလိုက်ချင်တာဖြစ်တယ်နောက်ရက်တွေမှာတော့ဖန်မိသားစုနဲ့ပတ်သက်တဲ့သတင်းတွေဇက်တိုက်ထွက်ပေါ်လာတယ်ဗီရာကကြံနေတဲ့ငွေမဲတွေနဲ့နိုင်ငံပြင်ပကိုထွက်ပြေးဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ရဲတွေကလေစိတ်မှာစောင့်နေပြီးသူမကိုပွဲချင်းပြီးဖမ်းဆီးခဲ့တယ်ခရက်စ်ကတော့သူ့အဖေရဲ့အကာအကွယ်နဲ့မိသားစုပိုင်ဆိုင်မှုတွေကိုဆုံးရှုံးရပြီးအမေဖြစ်သူဖမ်းဆီးခံရတာကိုမြင်လိုက်ရချိန်မှာလုံးဝပြိုလဲသွားခဲ့တယ်သူမကသူ့ကိုကူညီဖို့ဂရုစိုက်နေတော့ပဲဆိုတဲ့စိတ်ကူးနဲ့စေဘယ်စီကိုအဆက်အသွယ်လုပ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့စေဘယ်ရဲ့လက်ထောက်ကသူ့ကိုရှန်ဂရုဌာနချုပ်ရဲ့ဧကန်းမှာတင်တားဆီးခဲ့တယ်သူမရဲ့မျက်နှာကိုတော့မမြင်လိုက်ရဘူးတိတ်မကြခင်မှာပဲခရက်စ်တယောက်မျိုးစုံကစိတ်ကျမ်းမာရေးဆေးရုံကိုတက်ရောက်နေရကြောင်းအတင်းအဖျင်းသတင်းတစ်ခုကဖော်ပြခဲ့တယ်ရစ်ဗင်ကသတင်းတွေကိုပိတ်လိုက်ပြီးမတ်တက်ရက်ကသတင်းပေါက်စီလျှောက်သွားပြီးအဝေးကိုလှမ်းကြည့်နေတယ်ဆိုလေးကသူ့ပခုံးပေါ်ခေါင်းမိလိုက်တယ်အခုတော့အရာအလုံးပြီးဆုံးသွားပြီဖြစ်ကြောင်းသူမကရစ်ဗင်ကိုပြောလိုက်တယ်ဟုတ်တယ်အားလုံးပြီးသွားပြီလို့သူကပြန်ဖြေတယ်ဖန်မီသားစုရဲ့ကြာဆုံးမှုနဲ့ခရက်စ်ရဲ့ညီကုန်းချုပ်မှုနဲ့အတူခါးသီးမှုတွေအားလုံးပျောက်ကွယ်သွားခဲ့တယ်ဒါကအရင်ကအရာအားလုံးကိုကြောခိုင်းပြီး Riven ထွက်ခွာသွားတဲ့အခိုက်အတန့်ပဲဖြစ်တယ်။နှစ်စဉ်ကျင်းပတဲ့နိုင်ငံတကာရုပ်ရှင်စုပေးပွဲကကမ္ဘာအာရုံစိုက်မှုကိုရရှိနေတယ်။ကျေပွင့်တွေကကော်စောနီပေါ်မှာပြည့်နှက်နေတယ်။ Riven ကဆိုးကိုတွဲပြီးရှောက်လာတယ်။ဂျင်းဘေးမြို့ Shan Group ရဲ့အပေါ်ဆုံးထပ်မှာတော့စေဘယ်ကကြီးမားတဲ့ဗရင်ပေါက်ကြီးရှိအမှောင်ထဲမှာတယောက်တည်းထိုင်နေတယ်။အခန်းထဲကတခုတည်းသောအလင်းရောင်ကစုပေးပွဲတိုက်ရိုက်ထုတ်လွှင့်နေတဲ့ရုပ်မြင်သံကြားစီကလာတာဖြစ်တယ်။ကင်မရာက Riven နဲ့ဆိုတို့ရဲ့အနီးကပ်ပုံကိုပြောင်းသွားချိန်မှာသူမရဲ့မျက်ဝန်းတွေကျုံသွားခဲ့တယ်။ရလက်တွေကိုကြီးညာလိုက်တယ်။ Riven ကလူတဘာဝရဲ့ရှုပ်ထွေးမှုကိုရိုးသားမှုနဲ့ဖော်ထုတ်ပြသနိုင်တဲ့ဇာတ်ကားအတွက်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိသွားခဲ့တယ်။သူ့နာမည်ကိုခေါ်လိုက်ချိန်မှာတော့ခမ်းမတစ်ခုလုံးကမတ်တက်ရက်လိုက်ကြတယ်။မီးရောင်တွေကြားမှာ Riven ကစင်မြင့်ပေါ်တက်သွားပြီးဆုကိုလက်ခံရယူလိုက်တယ်။သူကဒါရိုက်တာနဲ့အဖွဲ့သားတွေကိုကျေးဇူးတင်ကြောင်းဆုလက်ခံစကားတူတူလေးပြောလိုက်တယ်။အဲ့ဒီနောက်သူ့အကြည့်တွေကအောက်ကလူအုပ်ထဲမှာရှိနေတဲ့စိုးစီကိုရောက်သွားတယ်။နောက်ဆုံးအနေနဲ့သူကျေးဇူးတင်ရမယ့်သူတယောက်ရှိကြောင်းသူကဆက်ပြောလိုက်တယ်။ချစ်ရတဲ့ဆိုအရာရာတိုင်းမှာသူ့ဘေးကနေရက်တီပေးပြီးခွန်အားတွေပေးတဲ့အတွက်ကျေးဇူးတင်တယ်လို့ Riven ကပြောတယ်။ဒီဆုကသူမနဲ့တဝက်စီပိုင်တယ်လို့လည်းသူကဆက်ပြောတယ်။ကင်မရာကစိုးကိုလှမ်းရိုက်ပြတယ်။သူမကမတ်တက်ရက်နေပြီးအခန်းတစ်ဖက်ကနေသူ့စီကိုအနမ်းတွေလှမ်းပေးလိုက်တယ်။စေဘယ်ကရုပ်မြင်သံကြားကိုခက်ကြမ်းကြမ်းပိတ်ပစ်လိုက်တယ်။အမှောင်ထဲမှာသူမကမဝင်မရဲနဲ့အသက်ရှူနေတယ်။ဒီအတိုင်းထိုင်ပြီးကြည့်မနေနိုင်ဘူးလို့သူမကတွေးလိုက်တယ်။တခုခုတော့လုံးဝဖြစ်မယ်လို့လည်းဆုံးဖြတ်လိုက်တယ်။စုပေးပွဲအပြီးပါတီကိုတရားဝင်စုပေးပွဲကျင်းပတဲ့ဟိုတယ်မှာပဲကျင်းပတယ်။ Riven နဲ့ဆိုရိုထွက်သွားချိန်မှာတက်ကောင်ကြော်နေပြီဖြစ်တယ်။လက်ထောက်တွေလုံခြုံရေးတွေဝန်းရံပြီးမြေအောက်ကားပါကင်ကိုဦးတည်သွားကြတယ်။ကားစီရောက်တော့တိုင်အနောက်ကနေလူတစ်ယောက်ထွက်လာပြီးသူတို့လမ်းကိုပိတ်ရက်လိုက်တယ်။အဲ့ဒီလူကစေဘယ်ဖြစ်နေတယ်။သူမမျက်လုံးတွေက Riven စီမှာစူးစိုက်နေတယ်။သူမနဲ့စကားပြောပေးဖို့စေဘယ်ကတောင်းဆိုတယ်။9မိနစ်လောက်ပဲဖြစ်ဖြစ်ပြောပေးဖို့သူမကပြောတယ်။3မိနစ်ဆိုလဲရတယ်လို့သူမကဆက်ပြောတယ်။သူမကိုနောက်ထပ်အခွင့်အရေးတစ်ချိန်လောက်ပေးဖို့သူမကတောင်းဆိုပြန်တယ်။နောက်ဆုံးအနေနဲ့ပေးဖို့သူမကပြောတယ်။သူမကတောင်းပန်ပါတယ်လို့ဆိုတယ်။သူမရှိရင်သူမအသက်ရှင်ဖို့အကြောင်းပြချက်မရှိတော့ဘူးလို့သူမကငိုယိုပြီးပြောတယ်။အဲ့ဒီချိန်မှာဆိုကချက်ချင်းရှေ့ကိုတက်လာတယ်။စေဘယ်လို့ဆိုကခေါ်လိုက်တယ်။သူမကိုသူမအခုဘလို့ဖြစ်နေလဲဆိုတာကိုကြည့်ပါအောင်လို့ဆိုကပြောတယ်။သတိထားပါအောင်လို့လည်းဆိုကဆက်ပြောတယ်။ Riven ကသူမနဲ့အတူရှိနေတယ်လို့ဆိုကပြောတယ်။သူပြောနေတယ်လို့လည်းဆိုကထပ်ပြောတယ်။သူ့ဘဝထဲကိုဝင်မရှုပ်ဖို့ဆိုကတောင်းဆိုတယ်။ပျော်နေတာလားလို့စေဘယ်ကမေးခွန်းထုတ်တယ်။သူ့ကိုပျော်ရွှင်မှုပေးဖို့သူမမှာဘာအခွင့်အရေးရှိလို့လဲလို့စေဘယ်ကဒေါသတကြီးနဲ့မေးလိုက်တယ်။သူ့အကြောင်းကိုသူမကဘာတွေများသိလို့လဲလို့စေဘယ်ကဆက်မေးတယ်။ဆောင်းရာသီမှာသူကအေးဒဏ်ကိုအလွယ်တကူခံစားရတယ်ဆိုတာသူမသိလားလို့စေဘယ်ကမေးတယ်။အိမ်နေရင်ဆောင်းကိုဆွဲယူတတ်တယ်ဆိုတာကိုကောသိလားလို့သူမကထပ်မေးတယ်။အဆက်မစားနိုင်ပေမဲ့စားတက်ပြီးအမြဲတမ်းရေခဲရေလိုတယ်ဆိုတာသိလားလို့စေဘယ်ကဆက်တိုက်မေးခွန်းထုတ်တယ်။သူမသိလားဆိုပြီးစေဘယ်ကဆက်ပြောမလို့ရှိသေး။ Riven ရဲ့အတန်ကဖြတ်ပြောလာတယ်။စေဘယ်အတိတ်ကိုအတိတ်မှာပဲထားခဲ့ပါတော့လို့ Riven ကပြောတယ်။သူတို့နှစ်ယောက်ကြားကကိစ္စတွေကအရင်ကတည်းကပြီးဆုံးသွားခဲ့ပြီလို့ Riven ကဆိုတယ်။မပြီးသေးဘူးလို့စေဘယ်ကအော်ပြောတယ်။ဒီလိုနဲ့ပဲဘလို့လို့ပြီးဆုံးသွားမှာလဲလို့သူမကငိုယိုပြီးမေးတယ်။စေဘယ်က Riven ရဲ့လက်မောင်းကိုလှမ်းကင်လိုက်တယ်။ဆိုလေးကသူတို့နှစ်ယောက်ကြားကိုဝင်ရက်လိုက်တယ်။အဲ့ဒီအချိန်မှာကားပါကင်
ဝင်ပေါက်မှာအမှုသမားမောင်းလာတဲ့အနက်ရောင်ကားတစ်စီးရောက်လာတာကိုဘယ်သူမှသတိမထားမိကြဘူး အဲ့ဒီကားကရုတ်တရက်အထင်းကွတ်မဲ့ပြီးသူတို့စီကိုတဲ့တဲ့ဝင်လာတယ်တတိထားလို့တယောက်ယောက်ကအော်ဟစ်လိုက်တယ်ဆိုးကအရင်ဆုံးတုံ့ပြန်ပေမဲ့အခြားတယောက်ကပိုမြန်နေတယ်ဘာဖြစ်သွားလဲဆိုတာကိုဘယ်သူမှသိချမတွေးမိခင်မှာပဲစေဘဲကသူ့ရဲ့ခွန်အားတွေအကုန်သုံးပြီး Riven ကိုတွန်းလိုက်တယ်အစွန်ဆုံးမှာရက်နေတဲ့ Riven ကိုကားလမ်းကြောင်းထဲကနေတွန်းထုတ်လိုက်တာဖြစ်အဲ့ဒီအချိန်နဲ့သူမကိုယ်တိုင်ကကားလမ်းကြောင်းထဲကိုလွင့်စင်သွားတယ်ပြင်းထန်တဲ့ဝင်တိုက်တံကြီးထွက်ပေါ်လာတယ်စေဘဲရဲ့ခန္ဓာကိုယ်ကကျိုးပြတ်သွားတဲ့စွန်တကောင်လိုလွင့်ထွက်သွားတယ်အရေးပေါ်ကုသဆောင်ကမီးတွေဟာတညလုံးလင်းနေခဲ့တယ် Riven နဲ့ဆိုကအပြင်ဘက်ဇင်းကြံကခုံတန်းလျားပေါ်မှာစောင့်နေခဲ့ကြတယ်မိုးလင်းစပြူလာချိန်မှာတော့နောက်ဆုံးမှာတကားပွင့်လာခဲ့တယ်ဆရာဝန်ကပင်ပန်းနွမ်းနယ်စွာထွက်လာပြီးစေဘဲရဲ့ဒဏ်ရာတွေဟာစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့သူတို့ကပြောတယ်အယိုးတွေအများကြီးကျိုးသွားပြီးအတွင်းကလေးစာတွေသွေးထွက်နေတယ်လို့ဆိုတယ်အဖွဲ့ကတက်နိုင်သမျှလှုပ်ပေးခဲ့ပြီးနောက်မှာသူမဟာချက်ချင်းအသက်အန္တရာယ်ကနေလွတ်မြောက်သွားပြီးအထူးကြက်မှတ်ကုသဆောင်ကိုရွှေ့ထားပေမဲ့အန္တရာယ်ကင်းတဲ့အခြေအနေတော့မရောက်သေးဘူးလို့ဆက်ပြောတယ်အနီးကစောင့်ကြည့်ဖို့လိုအပ်တယ်လို့ရှင်းပြတယ် Riven တက်ပြင်းချလိုက်ပေမဲ့သူ့ရင်ထဲကအလေးအပင်ကြီးကတော့ရော့မသွားခဲ့ပါဘူးစေဘဲကိုတာမန်လူနာခန်းကိုရွှေ့နိုင်လောက်အောင်သူမရဲ့အသက်ရှူနှုန်းတွေတည်ငြိမ်သွားဖို့အထူးကြက်မှတ်ကုသဆောင်အပြင်ဘက်မှာသူတို့နောက်ထပ်နေရောညပါအပြည့်စောင့်ဆိုင်ခဲ့ကြတယ်ဆိုကသူမကိုကြည့်ဖို့ Riven နဲ့အတူဝင်သွားခဲ့တယ်စေဘဲဟာဖြူလွှတ်လွှတ်ဆေးရုံကရင်ပေါ်မှာလှဲလျောင်းနေပြီးသူမခန္ဓာကိုယ်မှာပိုက်တွေတက်ထားကမျက်နှာကဖြူဖြော့နေပြီးအရင်ကထက်တိတိတသာပိန်ကျသွားခဲ့တယ်ဒါပေမဲ့ Riven ဝင်လာတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူမရဲ့မျက်လုံးတွေကအယောင်လက်သွားခဲ့တယ်သူမကအတန်ထွက်လာအောင်အတင်းကြိုးစားလိုက်တယ် Riven လို့သူမကခေါ်လိုက်တယ်ဆိုက Riven ရဲ့ပခုံးကိုတိတ်တဆိတ်ပုတ်ပေးလိုက်တယ်သူမအပြင်မှာစောင့်နေမယ်လို့အချက်ပြလိုက်ပြီးတကားကိုဖြင်းညင်းစွာဆွဲပိတ်သွားခဲ့တယ် Riven ကရင်နာကိုရှောက်သွားပြီးထိုင်ချလိုက်တယ်လောလောဆယ်တော့အန်ဒီရဲ့ကင်းသွားပြီလို့ဆရာဝန်ကပြောကြောင်းသူကပြောပြတယ်စေဘဲကသူ့ကိုငေးကြည့်နေပြီးပိုက်တက်မထားတဲ့လက်ကိုဖြည်းဖြည်းချင်းမြှောက်ကသူ့စီလှမ်းလာခဲ့တယ်ဒါပေမဲ့သူ့မျက်လုံးတွေထဲကအလှမ်းကွာဝေးမှုကိုမြင်လိုက်ရချိန်မှာတော့သူမရဲ့လက်ကျသွားခဲ့တယ်သူမကတောင်းပန်ကြောင်း Riven ကိုပြောတယ်ပြီးတဲ့အချိန်မှာတော့ဖြင်းညင်းစွာနဲ့ပြက်တောင်းစကားတွေထွက်လာခဲ့တယ်အစကနေ Crest သူမကိုဘလို့လှည့်စားခဲ့ကြောင်းနဲ့သူမရဲ့ကိုယ်ပိုင်ခံစားချက်တွေကိုနားလည်သွားတဲ့အချိန်ထိဒါပေမဲ့မာနနဲ့ခေါင်းမာမှုတွေကဝန်ခံဖို့တားဆီးထားခဲ့ကြောင်းနဲ့သူ့ကိုဆုံးရှုံးလိုက်ရတဲ့နာကျင်မှုတွေဖယ်ရှားမရနိုင်တဲ့နောင်တတွေအကြောင်းသူမကပြောပြတယ်သူမဟာအထက်ထက်တောင်းပန်ပြီးသူမရဲ့အချစ်တွေကိုအထက်ထက်ဝန်ခံကသူမရဲ့ဂုဏ်သိက္ခာအကုန်လုံးကိုစွန့်လွတ်လိုက်တယ်ဖြစ်ပျက်ခဲ့သမျှအရာအလုံးဟာသူမနဲ့ထိုက်တန်တယ်ဆိုတာသိပေမဲ့သူမတောင်းပန်ကြောင်း Riven ကိုပြောတယ်နောက်ထပ်တစ်ချိန်လောက်အခွင့်အရေးပေးဖို့သူမကတောင်းဆိုတယ်ကြံရှိနေတဲ့ဘဝတစ်လျှောက်လုံးအရာအလုံးကိုပြင်ဆင်ခွင့်ပေးဖို့သူမကဆက်ပြောတယ်သူမရှိဘဲအသက်ရှင်နေရတာဟာဘာမှမဟုတ်တယ်လို့ခံစားရတယ်လို့သူမကဝန်ခံတယ် Riven ကတိတ်ဆိတ်စွာနားထောင်နေပြီးသူမမောပန်းလို့အတန်တိတ်သွားတဲ့အထိပြောခွင့်ပေးလိုက်တယ်အဲ့ဒီအချိန်မှာသူကသူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းစေဘဲကိုပြောလိုက်တယ်အဲ့ဒီကျေးဇူးကိုသူအမြဲတမ်းသိသိထားမယ်လို့ဆက်ပြောတယ်စေဘဲရဲ့မျက်လုံးတွေထဲမှာမျောလင်းချက်ရောင်ကြီးလေးတန်းလာပေမဲ့ Riven ရဲ့နောက်ထပ်စကားတွေကအဲ့ဒါကိုအပီးတိုင်ဖျောက်ဖျက်ပစ်လိုက်တယ်ဒါပေမဲ့အချစ်ဆိုတာကျေးဇူးတင်တာမဟုတ်တယ်လို့အပြစ်ရှိတယ်လို့ခံစားရတာလည်းမဟုတ်ဘူးလို့သူကပြောပြတယ်သူတို့ကြားကအရာတွေဟာလွန်ခဲ့တဲ့အချိန်ကြာကြီးကလေးကပြီးဆုံးသွားခဲ့ပြီလို့သူကဆိုတယ် Crest အတွက်နဲ့သူမရဲ့အဆက်အသွယ်တွေကိုတုံးပြီးသူ့ကိုထိန်းသိမ်းရေးစခန်းထဲပို့ကအဲ့ဒီမှာဒုက္ခခံစေခဲ့တဲ့နေ့ကလေးကပြီးဆုံးသွားခဲ့ပြီလို့ရှင်းပြတယ်သူမက Crest ကိုယုံကြည်ဖို့ရွေးချယ်ပြီးသူ့ကိုတုံဆိုင်မှုမရှိဘဲနာကျင်စေခဲ့တဲ့အချိန်တိုင်းမှာအရာအလုံးပြီးဆုံးသွားခဲ့ပြီလို့သူကဆက်ပြောတယ်သူတို့နှစ်ယောက်ဒီနေရာမှာတင်ပြီးဆုံးပြီလို့စေဘဲကိုသူပြောလိုက်တယ်သူမတ်တက်ရက်လိုက်တယ်သူနောက်လှည့်မကြည့်ခဲ့ပါဘူးသူအပြင်ဘက်တကားစီကိုရှောက်သွားခဲ့တယ်ဆိုကစောင့်နေခဲ့တယ် Riven သူမစီသွားပြီးစကားတခွန်းမှမပြောဘဲသူမလက်ကိုကင်ကနောက်လှည့်မကြည့်တော့ဘဲအခန်းထဲကနေထွက်သွားခဲ့တယ်စေဘဲဟာဆေးရုံကရင်ပေါ်မှာလှဲလျောင်းနေပြီးထွက်သွားခဲ့ပြီဖြစ်တဲ့အမျိုးသားရဲ့ကြောပြင်းနဲ့လွတ်ဟာနေတဲ့တကားဝါကိုစိုက်ကြည့်နေခဲ့တယ်သူမမသိလိုက်ပဲမျက်ရည်တွေကျဆင်းလာခဲ့တယ်အချိန်တွေကုန်ဆုံးပြီးနောက်တစ်နှစ်ကူးပြောင်းလာချိန်မှာတော့ Riven ရဲ့အသက်မွေးဝမ်းကြောင်းမှုကအထွတ်အထိပ်အသစ်တစ်ခုကိုရောက်ရှိသွားခဲ့တယ်ကမ္ဘာအကောင်းဆုံးဒါရိုက်တာတွေထဲကတစ်ယောက်ရိုက်ကူးတဲ့ကြီးကျယ်ခမ်းနားတဲ့ရုပ်ရှင်ကားတကားမှာစစ်ပွဲကြားတွေကသူ့ရဲ့ယုံကြည်ချက်တွေကိုစုပ်ကိုင်ထားတဲ့အမျိုးသားတစ်ယောက်အနေနဲ့သူပါဝင်သရုပ်ဆောင်ခဲ့တယ်သူ့ရဲ့သရုပ်ဆောင်မှုကထူးခြားပြောင်မြောက်ပြီးအကောင်းဆုံးနည်းလမ်းနဲ့ရင်းနှီးစရာကောင်းခဲ့တယ်ရုပ်ရှင်လောကမှာအမြင့်မားဆုံးဂုဏ်ပြုမှုအဖြစ်လူအများသတ်မှတ်ထားတဲ့အခမ်းအနားမှာအကောင်းဆုံးအမျိုးသားသရုပ်ဆောင်စုအတွက်သူ့နာမည်ကိုအတန်ကျဲကျဲနဲ့ဖတ်ပြလိုက်ချိန်မှာတခန်းလုံးပွက်လောရိုက်သွားခဲ့တယ်Riven ကတည်ငြိမ်စွာမတ်တက်ရက်ပြီးမျက်ရည်တွေကြားကပြုံးရွှင်နေတဲ့ဆိုကိုတင်းကျပ်စွာဖတ်ထားလိုက်ကတကဘာလုံးကစောင့်ကြည့်နေတဲ့စင်မြင့်စီကိုရှောက်သွားခဲ့တယ်မီးရောင်အောက်မှာအရာအလုံးကိုကိုစားပြုတဲ့စုကိုကင်ထားရင်းသူကကျေးဇူးတင်စကားပြောတယ်တရုပ်ဆောင်တွေနဲ့အဖွဲ့သားတွေကိုကျေးဇူးတင်ကြောင်းသူကပြောတယ်သူ့မိသားစုနဲ့သူ့ကိုယုံကြည်ပေးခဲ့ကြသူအားလုံးကိုလည်းကျေးဇူးတင်ကြောင်းဆက်ပြောတယ်နောက်ဆုံးမှာတော့သူ့အကြည့်တွေကအောက်ကလူအုပ်ထဲကအမျိုးသမီးတစ်ယောက်စီရောက်သွားတယ်ဒီစုကိုသူ့ရဲ့စေးဆက်ထားသူဆိုကိုဂုဏ်ပြုချင်တယ်လို့သူကဆိုတယ်အချစ်ဆိုတာဒီလောက်လှပနိုင်တယ်လို့သူသိရတဲ့အကြောင်းရင်းကသူ့မအကြောင်းလို့ပြောတယ်ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာဖို့သူ့ကိုတတိတွေပေးခဲ့တယ်လို့လည်းဆက်ပြောတယ်ဆိုလေးရေသူ့ရဲ့ကြံတဲ့ဘဝတစ်လျှောက်လုံးကသူ့မအတွက်ပဲလို့သူကဝန်ခံလိုက်တယ်ကင်မရာကဆိုစီရောက်သွားတယ်
သူမကမတ်တက်ရက်ပြီးအဝေးကနေလက်နဲ့ချစ်တယ်ဆိုတဲ့ပုံစံလေးလုပ်ပြနေတယ် တိတ်မကြခင်မှာပဲသူတို့ရဲ့အရင်အနည်းဆုံးမိသားစုနဲ့တငယ်ချင်းတွေပဲပါတဲ့တိတ်ဆိတ်ပြီးနှွေးထွေးတဲ့မင်္ဂလာပွဲလေးကိုတီးတန့်ချံဝင်းတစ်ခုမှကျင်းပခဲ့တယ်။နေရောင်ကြီးရဲ့စိမ့်လန်းတဲ့မြက်ခင်းပြင်ရဲ့ပန်းတွေနဲ့အဖြူရောင်ပိတ်စတွေလည်းရှိနေတယ်။ Riven ကသူ့ရဲ့တငယ်ချင်းကောင်းလည်းဖြစ်တဲ့ဒီဇိုင်နာချုပ်ပေးထားတဲ့တက်ရက်လှပတဲ့ဝတ်စုံကိုဝတ်ဆင်ထားတယ်။သူကစိုးကိုတွဲပြီးပန်းပွင့်တွေကျဲချထားတဲ့လမ်းလေးအတိုင်းလျှောက်လာခဲ့တယ်။သူတို့ရဲ့မင်္ဂလာဆောင်ဖိတ်စာကအတိတ်ကလူတချို့စီလည်းရောက်သွားခဲ့တယ်။ဂျင်းပေးမှာတော့ရှန်ဂရုရုံးချုပ်ရဲ့အပေါ်ဆုံးထပ်မှာစစ်ပဲ။ဟာကျမ်းပြင်ကနေမျက်နှာကျက်အထိရှည်တဲ့ပြတင်းပေါက်ကြီးရှေ့မှာရက်ပြီးအောက်ဘက်ကတပ်ဝင်လှုပ်ရှားနေစေဖြစ်တဲ့မြို့ကိုငုံကြည့်နေတယ်။သူမကလွန်ခဲ့တဲ့တစ်နှစ်ကထက်ပို့ပိန်သွားတယ်။သူမရဲ့ဇပွဲပေါ်မှာတော့လှပတဲ့မင်္ဂလာဆောင်ဖိတ်စာလေးရှိနေတယ်။မင်္ဂလာဆောင်တဲ့နေ့မှာတော့သူမမသွားခဲ့ဘူး။သူမနဲ့ Riven တို့အချိန်တွေအများကြီးအတူဖြတ်တန်းခဲ့တဲ့ရုံးခန်းစီကိုပဲသူမသွားခဲ့တယ်။သူမရဲ့ဖုန်းစခရင်ကရုတ်တရက်လင်းလာတယ်။သူမမသိတဲ့နံပါတ်တစ်ခုစီကစာဝင်လာတယ်။စာမပါပဲဓာတ်ပုံတစ်ပုံပဲဖြစ်တယ်။အဲ့ဒါကတောက်ပတဲ့နေအောင်အောက်မှာဝတ်စုံနဲ့မတ်တက်ရက်ရင်ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုတွေနဲ့ကင်မရာကိုကြည့်ပြီးပြုံးနေတဲ့ Riven ရဲ့ပုံပဲဖြစ်တယ်။စက္ကန့်အနည်းငယ်အကြာမှာတော့နောက်ထပ်စာတစ်စောင်ဝင်လာတယ်။စာကြောင်းတစ်ကြောင်းတည်းပါ။စေဘယ်ကိုခွင့်လွှတ်ပြီးသူ့ကိုယ်သူလည်းလွှတ်ပေးလိုက်ပြီလို့သူကရေးထားတယ်။ဂယုစိုက်ဖို့လည်းသူကဆက်ပြောတယ်။စေဘယ်ကအဲ့ဒီဓာတ်ပုံနဲ့စာတွေကိုစိုက်ကြည့်နေတယ်။လက်သီးနဲ့ထိုးလိုက်တယ်လို့မျိုးသူမရင်ထဲကိုတစ်ခုခုကလာမှန်တယ်။ဖုံးဆက်ခရင်ဘော်က Riven ရဲ့မျက်နှာလေးကိုပုတ်တက်နေရင်သူမရဲ့လက်တွေတုံရင်နေတယ်။အဲ့ဒီအပြုံးကြောင့်မျက်ရည်တွေတားမရစီးမရကျလာပြီးမှန်ပေါ်ကိုတသွင်သွင်စီးကျသွားတယ်။သူမဟာယူသွတ်သွားသူတယောက်လိုတစ်ချိန်တည်းမှာပဲရီလိုက်ငိုလိုက်ဖြစ်နေတယ်။နောက်ဆုံးမှာတော့သူမကဖုန်းကိုရင်ဘတ်မှာတင်းကျပ်စွာဖတ်ထားရင်အပူမီးတွေလောင်မြိုက်နေစေပဲဖြစ်ပါတယ်